အားလုံးပဲမင်္ဂလာပါရှင်။ဒီမနိုရဲ့ 21st Century Health Talk လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှဆိုလို့ရှိရင်တော့အစာအိမ်နဲ့ဥလန်းကြောင့်ကျန်းမာရေးအတွက်အသိကိုအရေးကြီးတဲ့ probiotic ဆိုတာဘာလဲ။ပြီးတော့နေ့စဉ်ဘဝမှာကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါဘယ်လောက်တောင်အရေးပါလဲဆိုတဲ့အကြောင်းအရာတွေကိုကျမတို့ဒေါက်တာဖြိုးမောင်မောင်နဲ့အတူတူဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်။ဒါအပြင်ဒီနေ့အထူးစီစဉ်နေနဲ့အားလုံးချစ်ကြတဲ့ social influencer အထူးသဖြင့်တော့ food blog တွေနဲ့လူသိများတဲ့မောင်လေး Jace ကိုလည်းဖိတ်ခေါ်ထားပါတယ်။ဆရာရော Jace ကမင်္ဂလာပါရှင် မင်္ဂလာပါ မင်္ဂလာပါခင်ဗျ โอเคအဲ့တော့ပထမဦးဆုံးဒါချစ်ရှုနေတဲ့ပရိသတ်တွေကိုနှုတ်ခွန်းဆက်ပေးပါဦးရှင် โอเคဗျကျွန်တော်နာမည်ဒေါက်တာဖြိုးမောင်မောင်ပါကျွန်တော်လုပ်တဲ့အလုပ်ကတော့ educator ပေါ့နော်ဒီ social media မှာ educator အနေနဲ့လုပ်တယ်အရင်တော့ sorry ရေးတယ်ပြီးတော့ blog တွေရိုက်တယ်နော် post ကလေးရိုက်တယ်နောက်ပိုင်းတော့ကျွန်တော် wellness advisor အနေနဲ့ health counseling service ကိုကျွန်တော်ရဲ့ရုံးမှာလုပ်တယ်ပေါ့နော်ပြီးတော့ online ကနေလုပ်တာတွေရှိတယ်အဓိကတော့ပြည်သူတွေကိုကျန်းမာဖို့အတွက်အဓိကလုပ်ရင်းဖြစ်ပါတယ်ဗျ โอเค အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Jace ပါစပြီးတော့လောက်တာတော့အဆိုတော့ပေါ့နော်ဒါပေမဲ့လူတီများသွားတာတော့ food blogger နဲ့တဆင်ပြီးတော့တည်တယ်အခုနောက်ပိုင်းမှာတော့စုံတော့ပါပဲ social influencer အနေနဲ့ရက်တည်နေပါတယ်အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါတွေ့ရတာတကယ်ဝမ်းသာပါတယ်ဆရာသူတပြည့်တော့ဆရာနဲ့တွေ့တိုင်းပေါ့နော်အရန်ကိုကျန်းမာရေးနဲ့ပတ်သက်ပြီးအရေးကြီးတာတွေသိရတယ်ပြီးတော့ဆရာကြံပေးတဲ့အတိုင်းလိုက်ပြီးတော့အလိုနေထိုင်ဖြစ်တယ်ဆိုရင်ပို့ပြီးတော့ကျန်းမာပြီးတော့ပိုလှလာတာကိုတွေ့ရပါတယ်ကိုကိုပြောရပါဆရာနဲ့ပိန်သွားမလားစမော ပိန်သွားတယ်ပိန်ပြီးတော့ပို့လာ ဟုတ်လားကျေးဇူးပါဆရာအဲ့တော့ဒါဒီကနေ့ကတော့ဆိုမလို့ဒီ probiotic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဆိုတော့လေဒီဥလန်းကြောင်းမှာရှိတဲ့ bacteria ပေါ့နော်ဆရာအဲ့တော့ဥလန်းကြောင်းမှာရှိတဲ့ bacteria စနစ်ဆိုတာဘာလဲအဲ့ဒါကခန္ဓာကိုယ်အတွက်ဘယ်လောက်ထိတောင်အရေးပါလဲပေါ့ဆိုတော့ဒီကနေစပြီးတော့ဆရာအဖြေလေးကြားချင်ပါတယ် ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုမှကျွန်တော်တို့ mindset ကိုရင်ပြင်ရမှာပေါ့နော် bacteria လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ငယ်တုန်းကလူတွေကအမြဲတမ်းမကောင်းပေါ့မကောင်းတော့အမှဖြစ် bacteria infection တစ်ခုခုဝင်နေ infection ဆိုတာရောဂါကူးစက်မှုပေါ့နော် bacteria ကူးစက်မှုတစ်ခုဝင်နေဆိုဒီကောင်ဖျားပြီးအရန်ဆိုတဲ့ bacteria တွေရှိတယ်ဥပမာဖြစ် pneumonia ဖြစ်စေတဲ့ bacteria တို့နော်အဲ့တခါလူရဲ့ကိုယ်ခန္ဓာထဲမှာသွေးစိတ်တင်သွားစေတဲ့ bacteria တို့အဲ့ဒါတွေကမကောင်းတဲ့ bacteria တွေဒါပေမဲ့လူမှလည်းအဆိုးအကောင်းရှိတယ်လို့ bacteria မှလည်းသူအဆိုးအကောင်းဆန်ရှိပြီးသားအခုကျွန်တော်တို့ရဲ့အကျိုးပြုတဲ့bacteria လေးတွေဆိုတာအကောင်းလေးတွေပေါ့နော်အဲ့တော့ကျွန်တော်ကဒီ bacteria လေးကို bacteria လေးဆိုတဲ့နာမည်လေးမခေါ်ဘဲနဲ့ကျွန်တော်မိတ်ဆွေလေးတွေလို့ခေါ်တယ်ဟုတ်ကဲ့ပါနော်အစာလန်းချောင်းဥလိုင်းချောင်းမှာရှိတဲ့မိတ်ဆွေလေးတွေပေါ့ကျွန်တော်ကတော့ဥလိုင်းချောင်းမှာရှိတဲ့မိတ်ဆွေလေးတွေတို့အရင်စပြောနေတာကနေတဖြည်းဖြည်းနဲ့ကျွန်တော်ကစကလုံးပြောင်းပြောလိုက်တယ်အစာလန်းချောင်းမှာရှိတဲ့မိတ်ဆွေလေးတွေပေါ့ဟုတ်ကဲ့အရင်တော့ထင်တာတော့သူကဒီ bacteria လို့ခေါ်တဲ့ probiotic ပေါ့နော်အကျိုးပြုပိုးလေးတွေကအဆိုင်ဥလိုင်းချောင်းရဲ့နောက်ဆုံးအပိုင်းပေါ့နော်အဓိကကတော့နောက်ဆုံးအပိုင်းဥမကြီးမှာရှိတယ်လို့ပြောတာဒါပေမဲ့လို့မဟုတ်ခင်ねသူကအစာလန်းချောင်းအနှံ့ရှိတယ်အော်ဒါအပြင် oral cavity လို့ခေါ်တဲ့ပါးစပ်မှာလည်းရှိတယ်ဒီမှာအရေးပြားပေါ်မှာလည်းဒီ bacteria လေးရရှိတယ်။နောက်ဆုံးကျတော့မိတ်ဆွေလေးတွေလို့ပြောရင်ပုံမှန်တာပေါ့နော်။အစာလန်းချောင်းကမိတ်ဆွေလေးတွေလို့ပြောရမယ်အစာလန်းချောင်းနဲ့ဆက်ဆက်နေတဲ့မိတ်ဆွေလေးတွေဒါမှမဟုတ်လူတွေကိုအကျိုးပြုတဲ့မိတ်ဆွေလေးတွေလို့ပြောရင်တော့ပိုကောင်းတယ်။သူရဲ့ correct name လေးတွေက probiotic ပေါ့။ဆိုကဲကိုယ့်ရဲ့မိတ်ဆွေလေးတွေကိုချစ်ချစ်ခင်ခင်မွေးမြူကြရအောင်ပေါ့နော်။ဖြစ်ချင်နေစတဲ့မွေးမြူရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကျွန်တော်တို့တွေကဟိုကဘာဦးအစာတွေအထူးထူးနေခဲ့တာလို့ပြောလို့ရတယ်။ဟုတ်ဆရာပြောကောင်းပါပဲ။အဲ့လို bacteria လေးတွေကိုချစ်လာတယ်နော်။ ဟုတ်ကဲ့ဗျ။တချို့ bacteria လေးတွေကဆိုးတယ်နော်။ဟုတ်ရှောနော်။ဒါပေမဲ့ဆရာကပြောရတဲ့အခေါ်လေးကတော့သဘောကျဖို့ကောင်းတယ်နော်။ဟုတ်ကဲ့ဗျ။ဟုတ်ကဲ့ဗျ။စိတ်ဝင်စားဖို့အရင်ကောင်းတယ်ဟုတ်ကဲ့ဗျ။ဟုတ်ကဲ့ပါ။အဲ့တော့ဒါ Jace လည်းရောက်နေတာဆိုတော့ဒါမောင်လေးတခုလောက်မေးချင်တာဗာလဲဆိုတော့အခုအမ probiotic ပေါ့နော်ဆရာပြောတယ်ဗာတငယ်ချင်းလေးမိတ်ဆွေလေးတွေပေါ့ကိုရီးမိတ်ဆွေလေးတွေအကြောင်းပြောနေဆိုတော့Jace ဆိုလို့ရှိရင်ဒါ food blogger အနေနဲ့ဒါပရိသတ်တွေကအရင်ချစ်ကြတယ်ပေါ့အဲ့တော့ကိုရိုင်းကလည်း food blogger အနေနဲ့ဆိုလို့ရှိရင်ခုနောက်ပိုင်းမှာအစားအသောက်တွေပြင်ဆင်ပြီးရောင်းချတဲ့အခါမှာ probiotic ကျွေးသွားတဲ့အစားအစာတွေဆိုပြီးတော့ရောင်းချလာတာမျိုးတွေဆိုလို့တွေ့ရတယ်အဲ့လိုမျိုးအစားအသောက်တွေကို Jace အနေနဲ့အဲ့လို review တွေပါတယ်လုပ်ဖူးလားနောက်တစ်ခုကကြတော့လုပ်ဖူးသည်ဖြစ်စေမလုပ်ဖူးဖြစ်စေဒီလိုမျိုးရောင်းချတဲ့ပုံမှာရော Jace ဘယ်လိုမြင်လဲပေါ့ဒီအမှန်တမ်းပြောရမယ်ဆိုရင်တော့ဗောနော်ကျွန်တော်ကဘယ်လိုပြောရမလဲနည်းနည်းအသိပညာဘ ഹു တုတအရင်နောက်ကျတယ်မှာပါတယ်ဗောအမနဲ့တူတာဗောမောင်နှမတွေဗောအဲကြောင့်လေဆရာဒီထောက်ချိုလာပြီးတော့ join လို့ပါတင်တယ်လာတက်တာဗောဟုတ်ကဲ့ဗျဒါမဲ့လေဒီလေးလာကြည့်ရတော့ဗောနော်ဒီကျွန်တော်ကတော့ဓာတ်ရိုက်ကြီးဒီလို probiotic အရင်ကျွေသွားတယ်ဆိုတော့ခေါင်းစဉ်နဲ့ရောင်းတဲ့ဟာမျိုးမှာတော့ review ပေးဘူးတာမျိုးတော့မရှိဘူးဒါမဲ့ကျွန်တော်သွားစားတဲ့ဆိုင်တွေမှာဥပမာဒီprobiotic ကျွေးဝါစားပါနိုင်တဲ့ဒီ kimchi တို့miso soup တို့ဒါဂျပန်စားစာတွေကိုရီးယားစားစာတွေဆိုအဲ့လိုစားတောက်ဆိုင်မျိုးတွေမှာတော့စားဘူးတယ်ဒါပေမဲ့အဲ့ဒါတွေမှာ probiotic ပါနေမှန်းကလေမကြသေးဘူးသိတာဆိုတော့လေawareness ကတော့
တော်တော်လေးနိုနေသေးရဲ့လို့တော့ကျွန်တော်ထင်နေပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုဒီလို TikTok ဒီမှာရှာကြည့်ရင်းနဲ့မှလည်းဒီ probiotic ကျွေသွားတဲ့အစားအစာဆိုပြီးတော့တင်နေတဲ့ blogger လေးတွေလည်းစပြီးတော့တွေ့လာတယ်ပေါ့နော်အဲ့အလေးကတကယ်ပဲကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အစားတောက်တစ်ခုကိုဆိုရင်ဘာအရသာရှိရဲဘယ်ကစားကောင်းတယ်ဘယ်ကဟိုဟာဖြစ်တယ်ဆိုတာတော့ပဲဟိုလူတွေကို knowledge ပေးရပါတော့တကယ်တမ်းကျတော့အခုနောက်ပိုင်းမှာဒီထက်ပိုပြီးတော့ကျမကြီးရှူတောင်းကနေလေဘယ်ကပို့စားရင်ဘယ်လိုမျိုးအာနိသင်တွေပါတယ်ဆိုတော့ဒီလို probiotic ပါတဲ့အစားတောက်တွေကဒီလိုမျိုးရှိရဲဆိုတဲ့ဟာမျိုးလေးတွေနဲ့ပို့ပြီးတော့ကိုကaudience ကို knowledge ပေးတဲ့ဟာမျိုးလေးကိုပို့ပြီးတော့ကျွန်တော် grant လောက်ရမယ်လို့ဟုတ်တယ်ကျွန်တော်ကလည်းအဲ့ဒါကြောင့်ဟိုဟာ GS နဲ့ဟိုလက်ခံလိုက်တာပေါ့နော် accept လုပ်လိုက်တာဒီ join တဲ့ဥစ္စာကိုဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့က probiotic ဆိုတာအစာလိုင်းကြောင့်ကျန်းမာရေးကိုအထူးပြုတယ်ဗျာနောက်ဆုံးသူကဒီ oral ကျန်းမာရေးပေါ့နော်ဒီ green ကျန်းမာရေးတို့အရေးပြားကျန်းမာရေးတို့ထားလိုက်တော့အစာလိုင်းကြောင့်ကျန်းမာရေးကိုအထူးပြုတဲ့ကြောင့်အစာစားတဲ့ audience ကိုကျွန်တော်ရောင်းမှာဖြစ်မယ်ဒါကြောင့် food blog ရိုက်တဲ့လူတယောက်ရောင်းနဲ့တွဲပြီးတော့ပြောလိုက်လို့ရှိရင်တော့ပို့ပြီးတော့ကြွသွားမလားပေါ့နော်နောက်ဆုံးတကယ်စားတဲ့လူရှိကိုအစာလမ်းကြောင်းကျန်းမာရေးပေးတဲ့အရာတွေဒါရောက်သွားခဲ့ရင်ကျွန်တော်တို့ကတစ်ချက်များစွာဖြစ်တယ်ပေါ့ကျွန်တော်ဥတီချက်ကဒါလေးပါပဲဗျဟုတ်ကဲ့ idea တကယ်အရင်ကောင်းပါတယ်ဟုတ်အဲ့တော့ဒါပေါ့နော်ဟုတ်တယ်အစားအသောက်တွေကလည်းเนาะတကယ်တမ်းတော့အဲ့လိုမျိုးတိပြီးတော့စားတယ်ဆိုလို့ရှင်နေတိုင်းကကိုအစားမစားပဲနေတာမှမဟုတ်တာစားနေတာပဲလေเนาะနေတိုင်းစုမလို့စားကြတာပဲဆိုတော့တကယ်တော့တိပြီးတော့မှရွေးချယ်ပြီးစားသုံးနိုင်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ပို့ပြီးတော့ကောင်းတာပေါ့ဆရာအဲ့တော့တစ်ဆက်တည်းမှာပဲဆရာကခုနကတော့စုမလို့ပြောသွားတယ်ဟို bacteria ဆိုတာကိုရီနဲ့ပိုးကဘာဥစားတွေကရှင်တွဲနေထိုင်လာတဲ့မိတ်ဆွေလေးတွေပေါ့ဒါပေမဲ့လည်းတစ်ဆက်တည်းမှာပဲပြောသွားတယ်မိတ်ဆွေလေးတွေမဟုတ်တဲ့ bacteria လည်းရှိတယ်လို့ပြောသွားတယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်အကျိုးပြုတဲ့ bacteria အကျိုးမပြုတဲ့ bacteria အစားရှိသဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အဲ့ဒီ bacteria တွေကသူတို့ balance မဖြစ်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေနဲ့ဘယ်လိုမျိုး sign တွေစပြလဲဘယ်ကနေသိနိုင်လဲပေါ့ဆရာဟုတ်ပြီအဲ့တော့ probiotic လို့ပြောလိုက်တာကတော့အုပ်စုတစုကိုပြောလိုက်တာကအမှပြင်မြန်မာလူမျိုးပေါ့ဟုတ်အမှပြင်အဲ့ဒီမှာမြန်မာလူမျိုးမှာအမျိုးမျိုးသောလူမျိုးတွေပါမယ်အမှပြင်ဂိုင်ထားပါတော့ဒီမြန်မာပြည်သားလို့မြန်မာနိုင်ငံသားလို့ခြုံကြည့်လိုက်လို့ရှိရင်အိမ်မှာရခိုင်ပါမယ်ရှမ်းပါမယ်မွန်ပါမယ်အဲ့လိုမျိုးပဲ probiotic ဆိုတာအဲ့လိုမျိုးနိုင်ငံသားတစ်ခုကိုစားပြုတာဒါ probiotic ဆိုအကျိုးပြုဆိုရင်သူက probiotic လို့ခေါ်တယ်အကျိုးပြု bacteria good bacteria ပေါ့ bad bacteria ဆိုဆိုးတဲ့ကောင်တွေရှိတယ်အဲ့ဆိုးတဲ့ကောင်တွေသူကဘယ်လိုခေါ်လဲဆိုလို့ရှိရင် pathogen လို့ခေါ်တယ်နော်အဲ့ pathogen လေးတွေနဲ့သူက probiotic လေးတွေကသူကမျှချေနေရတယ်အများကြီးကောင်းတဲ့ probiotic က 85% လောက်ဆိုလို့ရှိရင်မကောင်းတဲ့ pathogen က15%လောက်အတူတူတွဲနေရတယ်ရှင်တွဲနေထိုင်ရတယ် probiotic ကြီးပဲအားသာသွားလို့မရအောင်အဲ့လိုမျိုးပဲဒီဘက်က pathogen ကြီးပဲရလဲများသွားလို့မရအောင်အဲ့နှစ်ခုမျှချေအမြဲတမ်းနေရတယ်လူစုလူကောင်အတူတူတွဲနေရတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာအဲ့ကြားထဲမှာကျွန်တော်အမြဲတမ်းမေ့နေတဲ့ຢာလေးတစ်ခုရှိအဲ့ဒါဘာလဲဆိုလို့ရှိရင်မို့ fungusမို့ကလေသူတို့ထိန်းညှိဖို့အတွက် adapter ပေါ့။မှပြကျွန်တော်ဒီပွဲလုပ်တဲ့အခါမှာ3ယောက်ထိန်းညှိတယ်လို့ပေါ့နော်။2ယောက်တော့ပါတယ်။နောက်တစ်ခုပါလဲ adapt လုပ်နေရတယ်။3မဲဆိုင်ဇလန်လေးလုပ်နေရတယ်။အဲ့ထဲမှာအဓိကရေးကြည့်တာကဘာရေးကြည့်လဲဆိုလို့ရှိရင်မို့ကအဓိကမျိုးစိတ်ပဲ။မို့လည်းရေးကြည့်တယ် pathogen လည်းရေးကြည့်တယ် probiotic လည်းရေးကြည့်တယ်။ရေးကြည့်တာမှန်ပေမဲ့ဟိုသူရဲ့အချိုးတိုင်းထိန်းထားနိုင်ဒီကောင်ကလုံးဝ harmonious ဖြစ်တယ်။ harmonious ဆိုတာတူရှင်တွဲနေထိုင်ပြီးတော့လူတွေကိုအကျိုးပြုတယ်ဗျာ။တကယ်လို့ pathogen လို့ခေါ်တဲ့မကောင်းတဲ့ပိုးတွေများလာခဲ့ဒါမှမဟုတ်ရင်မှုတွေများလာခဲ့ဒီမျှခြေကပြတ်သွားတယ်မျှခြေပြတ်သွားတာကိုကျွန်တော်တို့အခေါ်အဝေါ်ကြ dysbiosis လို့ခေါ်တယ်ဟုတ် dysbiosis ဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုလို့ရှိရင်ခြိစကောင်းဆုံးလက်ကူမှတ်လို့ရှိရင်ကွာအာကောင်တွေ6တက်တယ်ဒါပထမဆုံးစတာဒုတိယကျတော့ရင်ပူတယ်လေပွားမယ်ဝမ်းချုပ်မယ်အဲ့ဒါဆိုတော့ဒီအစာလမ်းကြောင်းတစ်ခုလုံးစပြီးတစ်ခွက်ရောက်တယ်အဲ့ဒါတွေမပြီးသေးဘူးเนาะကျွန်တော်တို့ဒီဗဇက်ကနေပြီးတော့ဆန်လိုက်ဥလန်းချောင်းနဲ့တရက်ရောက်တယ်အောက်ကနေပြီးတော့ကျွန်တော်တို့တွေဟိုစေးပညာတော့မှဆိုရှင်အောက်ကနေပြီးတော့ကျွန်တော်ဆန်းတဲ့မသက်တွေလည်းရှိတယ် PR လို့ခေါ်တယ်ဟုတ်သူကအစလက်တန်းဒီအရေးပြားနဲ့ချိတ်ထားတာပါဇက်အဲ့လိုမျိုးပဲအောက်ကကြည့်လို့ရှင်တော့စအူးရှိတယ်ဒီကောင်လေးကချိတ်နေတဲ့အတွက်ကြောင့်မလို့ဒါရိုက်ကြီးချိတ်ဆက်နေတဲ့လမ်းကြောင်းအတွင်းလမ်းကြောင်းအပြင်လမ်းကြောင်းအဲ့လိုဖြစ်နေတာဒါကြောင့်မလို့အထဲမှာလမ်းကြောင်းနဲ့တခုခုပြဿနာတက်တာနဲ့အပြင်ဘက်မှာဝက်ချံပေါက်လာတာဒီတက်ပို့ဆိုရင်အဇီမာပေါ့နော် atopic dermatitis လို့ခေါ်တယ် winning coup ဝင်းနေကိုဖြစ်လာတာအဲ့တဲ့အရင်ဆိုရင်လူကလည်းပိုတဲ့အထီကိုဒီကောင်တွေက dysbiosis ဖြစ်နိုင်တယ်ဒါအပြင်သူကမှုတွေမျိုးစိတ်များလာခဲ့လို့ရှင်အချို့ကြိုက်တယ်အားလုံးမပြောတဲ့ဆိုင်တစ်ခုရှိတယ်ကျွန်တော်အမြဲတမ်း client တွေအမြဲတမ်းမေးတယ်အတူတူထိုင်ရင်ချင်းကိုက်တဲ့နေရာမှာအတူတူထိုင်မင်းကိုချင်းပိုကိုက်လာလို့အမြဲတမ်းမေးတာdysbiosis ဖြစ်နေတဲ့လူကခန္ဓာကိုယ်တွေကနေကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်ပေးတယ်အများကြီးအဲ့ဒါကိုလူတွေကမသိဘူးချင်းကသိတယ်ချင်းကသိတော့ချင်းကလာကိုက်တာ
ဟဲ့တကယ်ချင်းတွေကိုပြောရမယ်သူတို့အရင်ချင်ကြိုက်တာ ဟုတ်တယ်ချိန် အဲ့လိုသူကကျမ်းမာရေးတိတ်မကောင်းထင်တယ် အဲတော့တော့ချင်းကောင်းမှမရအောင်စုမကတော့ချင်ရွေးချက်မခံရတဲ့ထဲမှာပါ အဲ့ဒါဆိုလို့ရှိရင်ဦးလန်းချောင်းကျမ်းမာနေတယ်လို့ပြောလို့ရတာ အော်ဟုတ်ဆရာ ခန္ဓာကိုယ်ထဲမှာအချိုလဲသိမ့်မကြိုက်တတ်တဲ့လူဆိုလို့ရှိရင်တော့ပိုပြီးကျန်းမာတာပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင် dysbiosis ဖြစ်တဲ့လူက sugar craving ရတယ်။အချိုငန်းငန်းတက်စားချင်တာ ကျွန်တော်ပဲလားမသိ ။မဖြစ်နိုင်ဘူးဗျ။ဖြစ်နိုင်ကြတော့အလွန်လွန်နေပါတယ်နော်။အရေးပြားနဲ့အဲ့ဒီတိုင်းနဲ့ဆိုဒါဖြစ်ဖို့တော့အလွန်လွန်နေပါတယ်။ဟုတ် ဟုတ်ကဲ့ပါဆရာအဲ့တော့လေဆရာခုနပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်လည်းဒါကြားလိုက်ရတာရှိရပေါ့နော်ထားပါတော့လေအချိုကြိုက်လာဒါတွေကတော့ဆိုမလို့တိတာတဲ့ sign တွေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ပုံမှန်အားဖြင့် sign ဦးလမ်းကြောင်းမကောင်းမှုဆိုလို့ရှိရင်ဝမ်းချုပ်တာဝမ်းပြတ်တာအစရှိသဖြင့်ဒါတွေကတော့ basically တိကြတဲ့အကြောင်းအရာတွေပဲပေါ့ဒါပေမဲ့တချို့ဆိုလို့ရှိရင်ဘာလဲဆိုတော့ဝက်ချန်ထွက်တာခုနဆရာပြောသွားတဲ့အထက်မှာ ဟုတ်တယ် အင်ပြင်ထွက်တာအထီတွေအဲ့လိုမျိုးတခါကြလို့ရှိရင်အရေးပြားပေါ်မှာကိုပုံမှန်ထွက်နေကြမဟုတ်တဲ့ဟာမျိုးပေါ့တချို့မျက်နှာမှာထွက်တာရှိမယ်အစရှိသဖြင့်တော့အဲ့လိုမျိုးတွေ့ဘူးတယ်ဆရာဒါပေမဲ့အဲ့ဒါရောခုနပြောသလိုပဲတကယ်ကြီးဆက်ဆက်မှုတွေရှိနေရလားပေါ့နော် ဆက်ဆက်ရှိတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့energy စွမ်းရည်ဖြစ်စဉ်ကိုစဉ်းစားကြည့်ပေါ့နော်။လူတွေကစွမ်းရည်နဲ့ရက်တည်နေတယ်။ရက်တည်နေတဲ့အခါမှာဖုန်းတစ်ခုအားသွင်းသွားရင်ဘာလုပ်မလဲ။လျှက်စစ်ပေါက်ထိုးလိုက်ရတယ်လေ။ဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင်အောက်ဆီဂျင်နဲ့ sorry ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဒီနေရအလင်းအောင်ရှိလို့ရှိရင်အလင်းနဲ့စာဖွဲ့စည်းလို့မရအောင်လားအပင်က ဟုတ် ဖုန်းနဲ့ပင်နဲ့ပြီးသွားပြီလူကရောပလက်ပေါက်တွေလက်ထိုးလို့ရလားမရဘူးเนาะအဲ့လိုမျိုးပဲကျွန်တော်တို့နေဘူးခံပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေစုပ်နေရောခန္ဓာကိုယ်ထဲမှာ glucose တွေရလာလားမရဘူးဘယ်ရလဲအစားအသောက်ကပဲရတယ်အစားအသောက်ကပဲရတဲ့အတွက်ကြောင့်မလို့အစာလမ်းချောင်းသာမကောင်းရင်ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အရာမှန်သမျှအလုံးစုပ်ယူနိုင်ခြင်းနည်းသွားတယ်အကျိုးမပြုတဲ့ခန္ဓာကိုယ်ကမလိုချင်လို့တားထားတဲ့ chemical တွေကလည်းအလိုလျောက် ဆုပ်ယူပေးတာ ဝင်လာတာစုပ်ယူတာမဟုတ်ဘူးဝင်လာတာအလိုလျောက် ဟုတ် အဲ့ဒါကို leaky gap လို့ခေါ်တယ်ဥနီယံယူစိတ်နေလို့ခေါ်တယ်ဝင်လာတဲ့အခါလူကကျမ်းမာရေးမကောင်းအရေးပြားကျမ်းမာရေးမှာမဟုတ်ဘူးဘောက်ထတာတွေနားရတာတွေအထိဖြစ်တတ်တယ် အော် နော်ဒါအပြင် तू ကလေဟိုကြည်ကျင်လင်းလင်းရှင်ရှင်လန်းလန်းမရှိဘူးသူ့ရဲ့အရေးပြားကိုကြည့်လိုက်လို့ရှိရင်တခါကျရင်အနံ့ဆိုးတွေပဲထွက်တတ်တယ် green နဲ့ထွက်တာရှိတယ် giant နဲ့ထွက်တာရှိတယ်ဒါတွေကအစာလမ်းကြောင်းမကောင်းလို့ဖြစ်တာအကုန်လုံးပဲအရင်မကောင်းလို့ရှိရင်ကျွန်တော်တို့အရင်ရတတ်တယ်ကုတ်လို့မနိုင်ဘူးကုတ်ကတော့အရင်အရသာရှိတဲ့လူတွေရှိတယ်အဲဒါကြောင့်ဦးလန်းကြောင့်မကောင်းတာအစာလမ်းကြောင့်မကောင်းတာဗျ ဟုတ်ကဲ့ပါကဲဒိုးမောင်လုံးမညံကတော့ဆရာပြောကိုလက်ကိုကိုင်ကြည့်လိုက်တွေ့လားကိုဘာကိုပြန်ကိုင်ကြည့်လိုက်တယ်နေရထိုင်ရတာတိတ်တော့အဆင်မပြေတော့ဆရာ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ပါပြီးတော့နောက်တစ်ခုကတော့ဆရာပြောသလိုပဲပေါ့နော်အစာရင်ဦးလန်းချောင်းဆိုတာဘယ်ကနေဘယ်ထိဆက်ဆက်လဲသိသွားတဲ့အချိန်မှာပူတော်မှလန့်သွားသေးတယ်လေနော်ကိုရီးယားတော့ငယ်တော့စာတင်ရတယ်ဆိုပေမဲ့မျက်လုံးထဲမှာအဲ့လိုကွက်ကွက်ကွင်းကွင်းမမြင်ဘူးအခုတော့မြင်သွားပြီပေါ့နော်အဲ့တော့အဲ့လိုဆက်ဆက်မှုရှိနေတဲ့နေရာမှာဒီစာရုံလမ်းကြောင်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတခုခုများဒီလိုအပ်ချက်တွေရှိနေရဆိုရင်ဆရာပြောတဲ့အရေးပြားအထိနားလည်သွားပြီပေါ့နော်လက်ခံသွားပြီဒါပေမဲ့တချို့ဆေးပညာရှင်တွေကပြောရဲဒီဦးလန်းကြောင်းကဆိုလို့ရှိရင်ဒုတိယအုံနောက်ဆိုတာမျိုးပေါ့နော်အဲဆိုတော့အဲ့လိုမျိုးပြော second brain လို့လည်းခေါ်တယ်ပေါ့အဲ့တော့ဒါကစာရုံဦးလန်းကြောင်းနဲ့အုံနောက်နဲ့ကဘယ်လိုမျိုးပြန်လည်ဆက်တာလဲ ဟုတ်ပြီဒီကောင်နဲ့ပတ်သက်လို့ကတော့ GAPS diet အကြောင်းပြောလို့ရှိရင်တော့အဆိုင်ဦးလန်းကြောင့် second brain လို့ပြောတာရှိတယ် ဟုတ် ဒါပေမဲ့ GAPS ကိုကျွန်တော်အရှိကောင်းမပြောတော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖြတ်မဲ့ audience ကအဓိကတော့အားလုံးပေါ့နော်အားလုံးဟိုပါဝင်နေပါနော်လူငယ်ပါမယ်လူကြီးပါမယ်ပညာတတ်ပါမယ်နော်ယူတဲ့နားထောင်တဲ့လူပါမှာဖြစ်တဲ့ကြောင့်လို့ကျွန်တော်စကလုံးအကြီးနဲ့မပြောဘူးလွယ်လွယ်ကူကူပဲပြောလိုက်မယ်လူရဲ့ခန္ဓာကိုယ်မှာ nerve တွေရှိတယ်အုံနောက်ကနေထွက်တဲ့အာရုံကြော nerve တွေရှိတယ်အာရုံကြော nerve မှာအပေါ်မှာစုပေါင်း12ချောင်းရှိတယ်ဗျာအဲ့12ချောင်းမှာအပေါ်ဘက်မှာပဲပြီးလို့ကုန်သွားတယ်17ချောင်းပါတစ်ချောင်းတော့နံပါတ်10မြောက်ကပဲသူကအောက်ထိလာတာအဲ့ဒါကို vagus nerve လို့ခေါ်တယ် ဟုတ် အဲ့ vagus nerve ရဲ့ဆက်သွယ်ချက်ကြောင့်အဆိုင်ဦးလန်းကြောင့်လှုပ်ရှားတယ်အဲ့ဒါပြောစရာတော့တိတ်ပြီးတော့ဟိုခန်းခန်းနာနာမရှိဘူးဒါစေးချောင်းတက်တက်တွေလည်းသိတယ်ဒါပေမဲ့မသိတာကဘာလဲဆိုတော့ရှင်ဦးလန်းကြောင့်အရှိနော် small intestine ဆိုလို့ရှင်သူက22ပေအောက်က large intestine ဆိုလို့ရှင်10ပေပေ30လောက်ရှိတယ်အဲ့ပေ30လောက်ကိုချိတ်ဆက်ထားတဲ့ nerve တွေရှိတယ်အာရုံချိုးတွေရှိတယ်အဲ့အာရုံအများကြီးပဲအဲ့အာရုံချိုးအများကြီးပဲဖြစ်တဲ့ကြောင့်မလို့ brain နဲ့သူနဲ့ဆိုလို့ရှင် level 2လောက်လိုက်တယ်သူကတိတ်ထဲမှာပါဝင်တဲ့ neuron ပေါ့နော်အာရုံ net cell လေးတွေ net cell လေးတွေ as a skin brain လို့ခေါ်တာအခုရှိတယ်ဒါပထမဆုံးက nerve ကြောနဲ့ချိတ်ဆက်တာဒါပထမဆုံးတစ်ခုဒုတိယတစ်ခုကကြတော့ဒီကောင်လေးတွေကဒီအစာရုံလမ်းကြောင်းကနောက်တစ်ချက်ကဘာဖြစ်လဲဆိုလို့ရှင်သူက vagus nerve ပေါ်ကိုလေသူကလွှမ်းမိုးမှုရှိတယ်နော်သူကိုယ်တိုင်ကဟို nerve အဖွဲ့အစည်းရှိတယ်အဲ့လိုမျိုးပဲသူကအပေါ်အုံနောက်နဲ့ချိတ်ဆက်ဖို့လည်းရှိတယ်ချိတ်ဆက်တဲ့ခါသူကဘာနဲ့လုပ်လဲဆိုတော့ဆက်သားလေးတွေနဲ့အာယုံကြောဆက်သားလေးနဲ့လုပ်တယ်အဲ့ဒါကိုကျွန်တော် neurotransmitter လို့ခေါ်တယ်အဲ့ neurotransmitter မှာကွာ
ပုံမှန်အဖြစ်အစာအိမ်ကပုံမှန်အဖြစ်ထုတ်ပေးတာ GBA နဲ့ serotonin ဒါလူတွေကိုပျော်ရွှင်စေတဲ့ဟော်မုန်းတွေအဲဒါကြောင့်အစာလမ်းကြောင်းမကောင်းတဲ့လူကမပျော်နိုင်ဘူးစိတ်သက်ကြလွယ်တယ်အိပ်ပျော်ရခက်တယ်လောကကြီးမှာလေအမြဲတမ်းပြောတယ်ကျွန်တော်တို့ဆရာမမင်းအစာဥလန်းကြောင်းကောင်းလားဆိုသိချင်လို့ရှိရင်တဲ့မင်းဟာဘာမှမလုပ်ခင်နဲ့ပျော်နေဒါမင်းဥလန်းကြောင်းကောင်းလားစားပြီးရင်မင်းကစိတ်ပျော်နေရမယ်မစားရင်လည်းစိတ်ပျော်နေရမယ်အစာကိုလည်းခံနိုင်ရရှိတယ်ဆိုလို့ရှိရင်အဲ့ဒါမင်းဥလန်းကြောင်းကောင်းတာပဲတဲ့အဲ့လောက်ထိကိုသူထိန်းချုပ်တယ်နောက်ဆုံးဥလန်းကြောင်းမကောင်းတဲ့လူဆိုလို့ရှိရင်ကွာ probiotic မျှချေမရှိတဲ့လူဆိုလို့ရှိရင် depression အောင်ဖြစ်တယ်ဆိုပြီးတော့ရေးတဲ့အစာအုပ်တွေပါရှိတယ်ပြောရလားမောင်လေးစားပြီးတာတော့မစားရတဲ့အချိန်တော့ ကျွန်တော်ကအဲ့လို ဟုတ်ကဲ့ဗျ stress တွေအရင်များတယ်ပေါ့ ဟုတ် ဒါပေမဲ့အဲ့လိုစားလိုက်တဲ့အချိန်ကြလို့ရှိရင်ပျော်လာအရင်ဒေါ်လာထွက်နေတဲ့အချိန်တော့ဒါမှမဟုတ်တစ်ခါလေစိတ်ကြနေတဲ့အချိန်မျိုးမှတော့မှအဲ့လိုစားလိုက်တာကိုစားချင်တာဥမာစီကြီးရပဲဖြစ်ဖြစ်ကွာကိုအရင်စားချင်တာစားလိုက်ရရင်ပျော်သွားတယ်ဒါပေမဲ့ဘာကြောင့်မှမသိခဲ့ဘူးအခုမှဆရာ အဲ့ဒါကြတော့ခုနကပြောတဲ့ second brain နဲ့လည်းဆက်ဆက်လို့ရတယ်ဆရာပြီးတော့အစားအစာလူရဲ့ခန္ဓာကိုယ်ထဲမှာ serotonin ဆိုတဲ့ဟော်မုန်းကိုထွက်ပေးတယ်အဲ့ serotonin ဟော်မုန်းကလူကိုပျော်ရွှင်စေတယ်ဒါပေမဲ့ဆရာကြတော့ညီလေးကကြတော့အဓိကဖြစ်တော့ food blog လောက်တာပေါ့နော်မြောက်တော့အစားအစာတွေစားတဲ့အခါမှာ food blogger ကိုပေးတဲ့အစားအသောက်ကတော့စိုးတဲ့အစားအသောက်တော့မရှိဘူးကောင်းတဲ့အစားအသောက်အဲကြောင့်အစာကောင်းတွေစားခဲ့တယ်ကိုတိုင်းလည်းချက်တဲ့အတွက်ကြောင့်မလို့အဆိုင်ဦးလန်းချောင်းပြည့်စုံနေတယ်ထင်တယ်အဲကြောင့်စားပြီးပို့ပြီးတော့ပျော်ရတာနော်ဒါပေမဲ့ကျွန်တော်တို့သွားဆိုင်တော့ပျော်ကြမှာပျော်မှာသူပြောတဲ့တခါလေကြာရင်ကိုနဲ့မကိုက်တဲ့ဟာမျိုးလဲတွေ့နိုင်တာပဲလေနော်ဟုတ်တယ်ဒါပေမဲ့အစားအစာကိုချစ်တဲ့သူကဘာစားပျော်တယ်လေဒီမှာဖြစ်ဒွင်းသီးချစ်တဲ့သူကဒွင်းသီးစားရင်ပျော်နေမှာပေါ့နော်မာလာရှန်ကိုဆိုင်လို့ရှိရင်မာလာရှန်ကစားတိုင်းပျော်နေမှာပေါ့နော်ဒါသူပျော်တဲ့အပျော်ပဲဗျနော်သူကြိုက်တဲ့ပုံမှုတည်ပြီဟုတ်ကဲ့ပါဆရာဆိုတော့နော်တကယ်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တစ်ခုကတော့အဲ့လိုပေါ့စိတ်ဝင်စားဖို့ကောင်းပြီးတော့နားထောင်တငယ်ချင်းမိတ်ဆွေလေးတွေပေါ့နော်ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဘက်တီးရီးယားလေးတွေလို့အဲ့လိုတွေးလိုက်မိတဲ့အချိန်မှာသူတို့ဆုံးရှုံးရမှာကြောက်တဲ့စိတ်တော့ဝင်လာရဲပေါ့နော်မသိရင်ရီးစားနဲ့ပြတ်တော့မဲ့အတိုင်းပဲเนาะပြောညာဆိုတော့တကယ်တော့တကယ်ရုပ်အရေးကြီးပါတယ်အဲ့တော့အခုနောက်ပိုင်းနေမဟုတ်ပါဘူးဆရာအရင်တည်းကလည်းအဲ့လို antibiotic တွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲနဲ့လွယ်လင့်တကူတောက်ပစ်တဲ့သူတွေရှိရပေါ့နော်။ဒါလေးကတောက်လိုက်တယ်ဆိုရင်မြန်မြန်တက်တာဝါမှာပဲလေဆိုပြီးတော့တောက်တာမျိုးတွေရှိတာပေါ့။လိုအပ်တဲ့ထင်ပြီးတစ်ခါလောက်ကဆရာဝန်ကညွှန်ထားဝင်အလားတူဖြစ်တဲ့ခါမှာကိုယ့်ဘာကိုဝယ်ပြီးတောက်လိုက်တာမျိုးတွေရှိတယ်။ဆိုတော့ antibiotic တွေတောက်တာများတယ်ဆိုလို့ရှိရင်မဲဖြစ်တခြားအကြောင်းအရာတွေနဲ့ပဲဖြစ်ဒီလိုမျိုးခန္ဓာကိုယ်အကျိုးပြုတဲ့ကိုယ့်ရဲ့မိတ်ဆွေဘက်တီးရီးယားလေးတွေကမျှခြေမညီတော့ဘူးပျက်စီးသွားတယ်ဆိုလို့ရှိရင်ရောပြန်ပြီးတော့အဆင်ပြေသွားအောင်ပြန်ပြီးပြုစုပြောင်းထောင်လို့ရလားပြန်ပြီး recovery လုပ်လို့ရတဲ့နည်းလမ်းတွေရောရှိနိုင်မလားဆရာရှိတယ်ဗျဟုတ်ကဲ့အဲ့ဆိုတော့သူကပြက်စီးသွားတယ်ပေါ့နော်ညီမပြောသလိုပဲကျွန်တော်တို့ဆရာကြီးဆိုလို့ရှိရင်အများနဲ့ပြောတယ်ဘယ်လိုပြောလဲဆိုလို့ရှိရင် antibiotic တောက်တာဟာတဲ့လမ်းမအလဲဆိုလူသွားလမ်းမအလဲမှာဘုံပြက်လိုက်တာနဲ့အတူတူပဲတဲ့စိုးတဲ့လူရောကောင်းတဲ့လူအကုန်သေးတာတဲ့အဲ့ဆိုတော့ကျွန်တော်တို့ဒုက္ခပေးတဲ့ pathogen လို့ခေါ်တဲ့ယောဂဖြစ်စေတဲ့ bacteria တွေတည်သွားလို့ကျန်းမာသွားတယ်လို့ပဲလူကောင်းတွေလည်းတည်သွားတယ်မိတ်ဆွေလေးရောရန်သူလေးတွေရောကိုလေးတည်သွားတယ်ဟုတ်ပြီရှေ့ရခင်တုန်းကတော့ probiotic ကျော်ရတဲ့အစားအစာတွေရှိတယ်ရှေ့ရခင်တုန်းက probiotic ကျော်ရတဲ့အစားအစာဆို even those ပေါ့ကျွန်တော်တို့လက်ဖက်ဆိုတော့နှက်ထားတာအဲ့ဒါလည်း probiotic ပါတယ်နော်လက်ဖက်ထဲမှာလည်းပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ kimchi ပေါ့ကိုရီးယားအစားအသောက်ပါဆိုရင်ပြီးတော့ဂျပန်မှာဆို miso ရှိမှာပေါ့နော်ရုရှားမှာဆိုရင် saffron ဆိုတာရှိသေးတယ်တည်တဲ့နော်ပြီးတော့နောက်ဆုံးဗျာprobiotic ပါတယ် beer ဆိုတာရှိသေးတယ်။ probiotic rich beer ဆိုတာအဲ့လိုမျိုးတည်တဲ့လေးရှိတယ်။ဒါမျိုးကတော့တောက်တင်တာပေါ့နော်။ Yes ဟုတ်ပြီ။ဟေးမြေနင်တို့ရဲဟိုကအချင်းကိုရဲတက်သွားတယ်။ရဲတက်သွား။ဒါမျိုး probiotic ကျော်ရတဲ့အစားအစာလေးတွေစားပေးရုံနဲ့လုံလောက်တယ်။ဟုတ်။ဒါပေမဲ့အခုခေတ်ကလေဒိန်ညင်မှာ probiotic ပါတယ်လို့ပြောပြီးမြင်တကယ်ဒီ food ကိုထုတ်လုပ်တဲ့နေရာထိသွားကြည့်ရင်ဟုတ်ကျွန်တော်တို့ probiotic ကို light culture ရအောင်ထုတ်လုပ်နိုင်တာမရှိသေးဘူး။မရှိသေးတာမို့နဲနေသေးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စနစ်တင်နဲ့ထုတ်လုံးမှသာအကြာကြီးထားလို့ရတဲ့ probiotic ကျွဲသွားတဲ့ဒိန်ညင်တွေစားလို့ရတာ။အဲကြောင့်ကျွန်တော်ဆိုရှင်ဒိန်ညင်စားရင် brand ကောင်းကောင်းစားတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူကနီးပညာကိုကျွန်တော်ဝယ်စားတာ။မြန်မာပြည်မှာကျတော့ထုတ်တယ်ဒိန်ညင်မှာ probiotic ပါ။ဒါပေမဲ့နောက်ပိုင်းကျတော့ထိမ့်သိမ်းမှုတွေနီးပညာတွေကလိုအပ်ချက်ရှိလာတဲ့အခါကျလို့ရှိရင်အဲ့ probiotic တွေအကြာကြီးမခံတာတွေတွေ့ပြီ။တခါတခါကျရင်လူဒုက္ခပေးတဲ့အထိအတင်းကြီးကဒုက္ခပေးသွားတဲ့အထိကျွန်တော်တွေ့ပြီလေကျွန်တော်ကိုယ်တိုင်လည်းဒီမြန်မာပြည်ကနေပြီးတော့ပြည်တွင်းမှာရှိတဲ့တချို့တင်းကြီးတွေကထားတာကြာသွားရင်ဝမ်းလျှောတဲ့အထိဒုက္ခပေးတဲ့အထိတွေ့ပြီလေအဲကြောင့်မို့ကျွန်တော်ကနောက်ပိုင်းတော့အစားအသောက်ကနေလောက်တာထက်
supplement ကိုအဓိကဥတည်ပြီးတော့သွားတယ်ဖြစ်စွတာအဲ့ထက်မှာအဲ့ဒါကြောင့်မလို့လေဒီ probiotic အခန်းကဏ္ဍအရင်ကျယ်လာတာပေါ့နော်နောက်ပိုင်းမှာ ဟုတ်ကဲ့ဆရာအဲ့ဒါနားထောင်နေလေစမတခုတွေးမိရရှိရယ်ဘာလဲဆိုတော့ဟိုခုနကတော့ဒါကိုရီကြားဘူးနာဝါရှိတဲ့အကြောင်းအရာကိုမေးလိုက်တာပေါ့နော် antibiotic တွေon နဲ့ကိုတောက်တယ်အကျိုးပြု bacteria တွေပျက်စီးကုန်တယ်ပြန်ပြီးတော့ဟိုဟာဖြစ်လို့ရလားပေါ့အဲ့ဒါနောက်တစ်ခုကကျတော့ဘာလဲဆိုတော့လေနေ့စဉ်စားတဲ့အစားအစာတွေကပဲခန္ဓာကိုယ်အကျိုးပြုတယ်ဆိုတာမှန်ပေမဲ့ကိုစားတဲ့အစားအသောက်ရွေးချယ်မှုမှားယွင်းပြီးတော့ခုနပြောတဲ့ဒီ probiotic လို့ခေါ်တဲ့ကိုယ့်ရဲ့မိတ်ဆွေလေးပေါ့နော်အကျိုးပြု bacteria တွေတေးစေနိုင်တဲ့ဒါမှမဟုတ်ရော့သွားစေနိုင်တဲ့အစားအသောက်မျိုးရောရှိလားပေါ့အဲ့လိုရှိရဆိုရှောင်ရမယ်လေနော် ဟုတ်ကဲ့ရှိတယ်ဗျသူကဟိုညီမရေပုံမှန်ဖြစ်ကတော့ဒီ probiotic ကျွဲသွားတဲ့အစားအစာတောက်ကသူကအပူကိုကြောက်တယ်အဲ့ဒါဆိုအရှင်လက်လက်အပူပေးလိုက်ရင်ဒီကောင်လေးတည်သွားမှာ哦သူကဘယ်လောက် degree ထိရလဲဆိုလို့ရှိရင်45 degree Celsius တောက်ထိပဲရတယ် Fahrenheit တော့မဟုတ်နော် Celsius ပေါ့45 degree Celsius ဆိုလို့ရှိရင်ပူအောင်တည်ထားမယ်ဗျာဘာဖြစ်ဂင်းချီကိုလုပ်မယ်ပဲဒါမှမဟုတ်လုပ်မယ်ပဲထားပူအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင် temperature အများကြီးတက်လာလို့ရှိရင်တိတ်အဆင်မပြေဘူးဒီကောင်လေးတည်သွားမှာဒါတခုရှိတယ်ပြီးတော့ကျွန်တော်တို့ကလက်ဖက်စားတယ်ဗျာလက်ဖက်စားပြီးတော့တစ်ခါကျရင် coffee တောက်တယ် coffee က acidic သူလိုက်တယ်လေးဆရာရဲ့ လိုက်တယ်လေဟုတ်ပြီအဲ့ဒါ acidic in nature သူကတဘာဝ acid တဘာဝရှိတယ်ဟိုကလည်းပူသေးတယ် coffee ကအဲ့ဆိုအပူနဲ့လည်းတက်တယ် acid နဲ့လည်းလောင်းတက်တယ်ဆိုတော့ဒီကောင်လေးကတည်သွားပြန်အော်ပြီးတော့လိမ္မော်ရည်ဟုတ်လိမ္မော်ရည်ကလည်း acid ပဲဒီကောင်လေးကလည်းတက်တာပဲကျင်းချီစားတဲ့လိမ္မော်ရည်တောက်တယ် probiotic မရောက်ဘူးမဟုတ်နည်းနည်းကြံတယ်ဒါပေမဲ့အောက်ကိုတော့အဆိုင် acid ကိုဖြတ်ပြီးတဲ့အခါမရှိသလောက်ဖြတ်ရှာသွားပြီအဲ့ဒါဆိုတော့တနည်းအားဖြင့်ပြောလို့ရှိရင်ကျွန်တော်တို့ coffee တွေကို probiotic ကြော်ရတဲ့အစားအစာနဲ့အတူတူစားနေခဲ့ရင်ပြီးတော့ကျွန်တော်တို့တွေကအစားအသောက်ကိုဝယ်တဲ့အခါမှာကွာကိုလိုချင်တဲ့ကောင်းကောင်းရမှာမဟုတ်ဘူး။ तू ကဒီအစားအသောက်ကိုထုတ်လုပ်တဲ့ထက်မှာပိုးသက်ဆေးတွေပေါင်းသက်ဆေးတွေထည့်ပြီးတော့မွေးမြူထားတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းဒီအသီးရွက်တွေပိုးသက်ဆေးပေါင်းသက်ဆေးနဲ့ထည့်ပြီးချက်ထားတယ်။ချက်ပြုတ်တဲ့လူကတေချာမသိဘူးဗျာ။တေချာမသိတဲ့အခါမှာတေချာချက်လိုက်တယ်။တေချာဆေးကြောတာမရှိဘူးနော်ချက်ပြုတ်တဲ့အခါမှာလည်းတေချာရွေးချယ်တာမရှိဘူး။ဒီပိုးသက်ဆေးဖြစ်တဲ့ antibiotic တို့နော်pesticide တို့ insecticide တို့ကဒီထဲမှာ probiotic ကျော်ရတဲ့အစားအစာနဲ့အတူစားလို့ရှိရင်မတည်သွားဘူးလားကျွန်တော်တို့ရိုးရိုးစားတဲ့အစားအသောက်တောင်မှရွေးချယ်မစားတော့တဲ့ရင်တေချာမချက်ပြုတ်တဲ့ရင် probiotic သိစေနိုင်တယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ trend ကအရန်မြင့်သွားတာနောက်ဆုံးပါ probiotic ကို supplement အနေနဲ့တောက်တာလုံးဝဒီ viral ဖြစ်တာပေါ့နော် viral ဖြစ်သွားတာဒီလိုမျိုးဟုတ်ကဲ့ပါJace ကနောက်ပိုင်း food blog တွေမှာအမတို့တော့ကျန်းမာရေးပညာပေးတွေအများကြီးတွေ့ရတော့မှထင်တယ်သူတအားနာအောင်နေတာဟုတ်တယ်ဒီစားသူ content idea တွေထွက်နေဗလားမဟုတ်ကဲ့ဗျဆင်းပြီးတော့အိမ်ကတော့စီချောင်းတော့တက်ခိုင်းတယ်ကျွန်တော်ဆက်မချက်နိုင်ဘူးဟုတ်တယ်ကျွန်တော်ခုနကလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဒီအစားတဘာဝအစားတောက်ကနေပြီးတော့ပဲ probiotic ရနိုင်တယ်ဆိုတာမှန်ပေမဲ့တခြားသော factor တွေကြောင့်ဒီ probiotic တွေကလည်းတည်သွားနိုင်နေဆိုတဲ့ဟာကိုတွေ့ရတော့ချင်းတလောက်ကျွန်တော်တို့ဒီမှာပိတ်ရအောင်အဲ့ဘာလဲဆိုလို့ရှိရင်လေကျွန်တော်တို့အဲ့ဒါ hygiene hypothesis နဲ့ပြောရတယ် hygiene hypothesis နဲ့ဆိုတော့ကြုံဘူးလားမသိဘူးကျွန်တော်တို့တွေသားသမီးတွေရှိတယ်ဗျာတချို့တွေဆိုလို့ရှိရင်လုံးဝဆင်းရဲတယ်ဆင်းရဲတဲ့ခါမှာပြစ်ထားလမ်းမပေါ်ကလေးတွေတချို့ကလေးတွေအများကြီးမြင်ဘူးလေလမ်းမပေါ်မှာထိုင်းမဲ့မဖျားဟုတ်ဗျဟုတ်တယ်အရင်ကျမ်းမာကြတယ်တချို့လူတွေကျတော့အိမ်ထဲမှာပဲထားတာအပြင်ထွက်အောင်လက်ဆေးရတာနဲ့တကူလုံးပိုးတက်ရတာနဲ့ပိုးတက်တဲ့ဥစ္စာကိုစားရတာနဲ့ဒါပေမဲ့သူတို့ကြတော့လေခဏကျန်းမာရင်ဖြစ်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် theory တစ်ခုရှိတယ် hygiene hypothesis ဆိုတာ hygiene hypothesis ဆိုတာကလူတွေကအသက်လွန်သွားရင်လည်းယောဂရတယ်ကျွန်တော်တို့နောက်ပိုင်းကျတော့ဘာလို့လို့ပိုးတက်ပြီးမှလုပ်တယ်ဘာလို့လို့နောက်ဆုံးများခွက်ကိုတော့မှပိုးတက်ပြီးတော့မှလုပ်တယ်ဒါကောင်းပါတယ်ခွက်ကိုပိုးတက်တာဒါပေမဲ့ဒင်းညင်ဆိုလဲပိုးတက်လိုက်တာပဲနော်ပြီးတော့ဘယ်အစားစားအောင်မဆိုပိုးတက်ပြီးစားတာပဲပိုးတက်ပြီးစားတော့အကျိုးပြုပိုးတွေပါခန္ဓာကိုယ်တွေကိုမရောက်လာဖြစ်နိုင်တယ်ခုနဆရာပြောတဲ့ဒီ၃ခုကအမြဲတမ်း yes harmony ဖြစ်နေရမယ်လက်တွဲပြီးတော့အချင်းချင်းသူ percentage တစ်ခုမှာအမြဲတမ်း balance တင်ထားနိုင်အစားလိုက်ဆောင်ကျန်းမာတယ်အခုကကျွန်တော်တို့ကအရန်ကိုကျန်းမာတဲ့ခက်တစ်ခက်ရှည်ကိုသွားတဲ့အခါမှာလူတွေကမကျန်းမာတော့ဘူးဒါကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကအကျိုးပြုပိုးတွေကမရည်ရွယ်ဘဲနဲ့တတ်မိတယ်ဟုတ်ကဲ့ပါဆိုတော့အဲ့နော်တေချာလေးတော့ဒါဂယူးဆိုင်ပြီးတော့နေထိုင်စားတော့ရမယ်ဆိုတဲ့ဟာကိုသိလိုက်ရပါတယ်ဟုတ်ကဲ့ဗျပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဆရာခုနပြောတဲ့ဆိုင်ဦးလန်းချောင်းမကျန်းမာရင်ဖြစ်နိုင်တဲ့အရေးပြားပေါ်မှာတော့၎င်းကတွင်းနဲ့နန္တာတော့၎င်းစရှိသဖြစ်ပေါ်နော်ဟိုခန္ဓာကိုယ်ကပြလာတဲ့ဒီဆိုင်တွေအများကြီးရှိရသူစမ်းနေဟုတ်ပြီသူစမ်းဆိုင်တွေအများကြီးရှိရပေါ့
အဲ့ဒါလေတခုဘာနဲ့သွားဆင်တူနေလဲဆိုတော့တခါကျရင်ဆိုလို့လေဟိုအေးရေးဝဝမအေးရတဲ့ခါ stress တွေပြီးတဲ့ခါမှာဆိုလို့ရှိရင်လေအဲ့လိုမျိုးပေါ့နော်အစာအိမ်ကအစာကောင်းကောင်းမချက်နိုင်တာပြီးလို့ရှိရင်မလန်းဆန်းတာမျိုးမကြည်လင်တာမျိုးတွေပြီးတော့ကတွင်းနဲ့နန်တာမျိုးတွေအသားရည်တွေ6ကက်ကက်ကြီးဖြစ်တာမျိုးတွေဖြစ်တယ်ဆရာအဲ့ဒါကလည်းဆရာခုနပြောတဲ့ဒီပေါ့နော်ဟိုစိုင်းနေနဲ့အရန်သွားပြီးဆင်တူနေတော့လေဒါအဲ့လိုအေးပြတ်တာတွေ stress ပြီးတာတွေကရောအစာအိမ်ဥလန်းချောင်းပေါ်မှာ direct သွားပြီးတော့ဆက်ဆက်မှု တက်ရောက်တာပေါ့တက်ရောက်တယ်ဟိုဟာလေကျွန်တော်တို့အဲ့ဒါကကျတော့ဟိုကျွန်တော်တို့စာသင်တဲ့အခါမှာနိုင်ငံခြားဆရာတွေနဲ့တင်ရတာလည်းရှိတယ်ပြည်ပဆရာတွေနဲ့တင်ရတာရှိတယ်တချို့ဆရာတွေဆိုလို့ရှိရင်တော်တော်လေးကျွန်တော်တို့လုပ်တဲ့အခါမှာဗုဒ္ဓဘာသာနဲ့တွဲပြီးပြောတယ်ဗုဒ္ဓဘာသာနဲ့တွဲပြီးပြောတဲ့အခါမှာဆရာကြီးတယောက်ပြောတဲ့စကားရှိတယ်လူတွေကပိုးမျိုး90နဲ့နေတာတဲ့ပိုးမျိုး90နဲ့နေတာဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးမှာပိုးတွေကမမြင်ရတဲ့နေရာမှာအများကြီးပဲအဲ့ဒါကအစိုးအတူတူကောင်းအတူတူနေတဲ့ပိုးလေးတွေကကျွန်တော်တို့မိတ်ဆွေလေးတွေဖြစ်တဲ့ probiotic ပါတယ်ဒါ probiotic ကမြန်မာပြည်သားဆိုတဲ့အုပ်စုတစုကိုရည်ညွှန်းနေဆိုတော့ကျွန်တော်ငကိုရီးယားပြောပြီးသားအမျိုးမျိုးဖြစ်နိုင်တယ်အဲ့အမျိုးမျိုးထဲမှာနေတဲ့ခါမှာအဲ့ probiotic လေးတွေကလူတွေနဲ့အတူတူတစုတဝေးတဲ့ခံရတယ်လူကကောင်းတာလုပ်လို့ရှိရင်သူတို့ကလည်းတိုးတက်များပြားလာတယ်လို့လူကလည်းအဲ့လိုမျိုးအိပ်ပြက်အစားပြက်ပုံမှန်အဖြစ်ဗျာစဉ်းစားမယ်ကျွန်တော်တို့ပုံမှန်ပေါ့နော်အိပ်ပြက်တဲ့ခါဘာစားလဲအချို့စားတယ်အချို့ကြိုက်ပြီအရင်ပင်မဲ့တဲ့ခါဘာစားလဲဆိုကယ်လိုရီများတဲ့အစားစားတယ်အတီးရွက်ဘယ်သူစားလဲအေးပြင်းဘယ်သူမှမစားဘူးပြီးကော်ဖီတောက်မယ်ကော်ဖီတောက်လို့ရှိရင်ဘာဖြစ်မလဲအထက်ထဲက probiotic တွေမသေးသွားဘူးလားဟုတ်အချိုစားလို့ရှိရင်အဲ့ကမှုမျိုးစိတ်ကပိုတက်လာတယ်ဟုတ်ဆရာအတူတူရှင်တွဲနေတဲ့စားသူတို့ရဲ့ percentage ကိုကျော်သွားတယ်ကျော်သွားတဲ့အခါမှာ dysbiosis စပြက်လာပြီအဖြစ်လာတဲ့အခါမှာအဲ့ probiotic ကလိုက်ထိတာပဲဘာကြောင့်လဲဆိုတော့သူက 100% ပေါ်မှာလေ 100% ပေါ်မှာနေနေတာ85% ကတခုကတက်လာတာနဲ့သူရဲ့ percentage ကကျသွားတာပဲဒီလိုဟန်ချက်ပြတ်သွားတာနဲ့ dysbiosis တန်းဖြစ်တာပဲဖြစ်တာနဲ့အရေးအများမကျန်းမာတော့တခြားမကျန်းမာတာတော့နော်စိတ်မကျန်းမာတာတော့ပြီးတော့အမြဲတမ်းနှုံးနေအောင်ဒါလေးဖြစ်တာပဲဗျအဲ့တော့ကဲ food blogger မောင်လေး Jace ကတော့ question တွေပိုများသွားပြီထင်တယ်ဟုတ်တယ်ဆိုတော့စိတ်ပူပါတယ်ဘာလို့လဲဆိုတော့ခုနကကျွန်တော်လူတိုင်းသိတာကျွန်တော်တင်ချင်တောင်းကျမ်းမာကောင်းဒါပေမဲ့တကယ်တမ်းတချို့တင်ချင်တွေမှာ probiotic ကထင်တော့ပါမနေဘူးဘယ်လိုထိန်းထားနိုင်တာမျိုးမရှိဘူးဆိုရင်ကြတော့နည်းနည်းစိုးရင်ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ပို့ပြီးတော့ခုနကတော့ကျွန်တော် kimchi crazy ဆိုတော့ပေါ့နော်ဥမာ kimchi ကြီးခဲတို့ miso soup တို့ဒီလိုအပူနဲ့ပြုတ်လိုက်တဲ့ဟာမျိုးဆိုရင်ဒီ45 degree celsius နဲ့အထက်ဘာညာပြုတ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေလေးတည်သွားတယ်ဆိုတာလေတည်သွားတာပေါ့တည်သွားနိုင်တာပေါ့အဲ့တော့ဘယ်လိုပူချိန်မျိုးမှဘယ်လိုအချိန်မျိုးမှထည့်ပြီးတော့ချက်ပြုတ်ဟုတ်ပြီအဲ့ဆိုတော့ဟိုကဆရာကြီးရဲ့မိကုန်းမှာပဲအဖြစ်အပါပြီးသားလေ45 degree celsius ပါဆိုရင်တည်တယ်လို့ထားကြပါစို့45 degree မရအောင်ချက်ရပါပေါ့ဒါပေမဲ့ဒါကမဖြစ်နိုင်တာမဖြစ်နိုင်ဘူးဆရာပြုတ်တယ်မှာပွတ်ဆိုတာ100မှပွတ်မှာလေ yes ဟင်းချိုဆိုတော့100မှပွတ်မယ်ဒါပေမဲ့မီဆိုထည့်တဲ့အချိန်ရအောင်ကြိုထည့်မလား45 short ထည့်မလားဟင်းချိုချက်ပြီးတော့မှအေးခံလိုက်တဲ့အချိန်ကြာမှာလိုချင်တဲ့ temperature တိနည်းတဲ့အချိန်ကြာမှာမီဆိုထည့်လိုက်ရောမဖြစ်နိုင်ဘူးလားမီဆိုကတော့ဖြစ်နိုင်တယ်ဟုတ်ပြီ kimchi ဆိုရင်ရောဖြစ်နိုင်လား kimchi ဆိုလို့ရှိရင်တော့ kimchi ကတော့စီသက်ချက်ရတာပုံများတယ်ကျွန်တော်သိတဲ့လောက်ကတော့အဲဆိုကျွန်တော်ဒါအရင်တော့ကလည်းကျွန်တော်ကဒီ food blog တွေလိုက်ကြည့်တယ်ပေါ့နော်တွေ့ရတော့မယ်ဆိုတော့ food blog တွေကြည့်တဲ့အခါမှာတွေ့ရတဲ့အခါကျတော့သူကချက်ပြီးတော့လုပ်ရတာအဲဆိုတော့ kimchi ကိုချက်လိုက်တယ်ချက်ပြီးသွားလို့ရှိရင်ကပိုးကတော့သေသွားပြီသေသွားပြီမဲ့လေဒီပိုးကလုတ်ပေးခဲ့တဲ့အကျိုးရလဒ်ကတော့ကြံနေတုံးပဲဟုတ်ပြီဒီကင်ချီမှာသူရှိနေတဲ့အချိန်အတွင်းမှာဒီအနှစ်တွေကိုဖန်တီးနေတဲ့အချိန်မှာပိုးကသူတို့ခန္ဓာကိုယ်ရဲ့အကျိုးပြုတဲ့အရာလေးတွေထုတ်ပေးတယ်အဲ့ဒါကို postbiotic လို့ခေါ်တယ်အဲ့လိုမျိုးပဲသူတို့သေသွားတဲ့အခါမှာသူတို့ cell wall တွေက break down ပျက်စီးသွားတယ်ပျက်စီးသွားတဲ့အခါမှာ paraprobiotic လို့ခေါ်တယ် postprobiotic နဲ့ paraprobiotic ရှော့တွေမှတ်ရလို့ရှိရင်ကွာပြီးသွားလို့ရှိရင်တော့ကျွန်တော်ပြမယ်ဒီကောင်လေးကိုအရင်ဆုံးပြချင်တာကတော့ဒီ probiotic က postနော် probiotic ထွက်နိုင်တယ်လို့ probiotic ကလည်း para probiotic ထွက်နိုင်တယ်ဒါက probiotic ကထွက်တာဒီဘက် channel ကတော့ကျွန်တော်နောက်ပိုင်းရှင်းတဲ့အခါပါလာလိမ့်မယ်ဟုတ်ပြီအဲ့ဆိုတော့ဒီကောင်တည်သွားရင်တော့မှဒီနှစ်ခုကျန်တယ်အဲ့နှစ်ခုကခန္ဓာကိုယ်အကျိုးပြုတည်တယ်အဲ့ထဲမှာထပ်ပြီးတော့ဆရာကချက်ပြုတ်တဲ့လူတွေရဲ့စိတ်ဓာတ်ကအမြဲတမ်းကောင်းကောင်းကြွေးကျင်တာကိုကလည်းကောင်းကောင်းစားကျင်တာချက်ပြုတ်တဲ့လူတွေကိုကျွန်တော်နားလည်ထားတဲ့ pattern ဒီလိုနားလည်ထားတယ်အားကြောင့် probiotic လေးတွေပါထည့်ကျွေးခြင်းနေဆိုရင်မီးအေးခံမှာအေးသွားတဲ့အခါကျရင်ဒီ kimchi ကိုအစိမ်းလေးကို45 degree မှာနည်းနည်းလေးထည့်ဝင်ပေးလိုက်ဒါမှမဟုတ်လို့ရှိရင်လေ kimchi ကိုတီးတဲ့အချင်းအနေနဲ့ဘေးနားမှာချပေးထားလိုက်
ဘာဖြစ်ကျွန်တော်တို့ထမင်းကြော်ဆိုင်ကင်ချီလေးကိုပေးနာမှာ ထားတာ ဟာအဲ့လိုမျိုးစားပေးလို့ရတယ်ဟုတ်ပြီ နော်အဲ့ဆိုအမားတို့ဒီလိုလုပ်လို့ရတယ်ဟဲ့စုံမကသူနဲ့ food blog တွေဝင်ရိုက်ချင်တယ်ဒီတော့စားချင်တာပေါ့ နော်ဖိတ်လိုက်ရင်တော့တော်တော် okay မှာ ဆရာကြီးတော့နော်ညီမလေးနဲ့မမိန်တို့စီကိုလာလဲပါမယ် ဟုတ်ကဲ့ ဟောလေဆရာခောက်ဆွဲကိုပြုတ်ထား kimchi ကတက်တက်လေးအဲ့လိုစားရဲဆိုရတာပေါ့နော်တိတ်တော့မကောင်းဘူးတဲ့ အဲ့ဒါမကောင်းဘူးခုနကပြောသလိုပေါ့နော်ထဲ့ချက်ပြီးတော့မှတတ်ကင်ချီနေနဲ့ပြင်ဆင်ပြီးလို့လည်းရတယ် ပို့ပြီးတော့ကျွဲသွား ဒါပေမဲ့အေးတဲ့အချိန်ကိုစပြီးတော့ဒီကင်ချီလေးကိုနည်းနည်းလေးထည့်ပေးလို့လည်းရတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ စိတ်ဆွေးလေးတွေပို့ပြီးတော့ညာပြန် ချက်ပြုတ်တာပါအဲ့ဒါချက်ပြုတ်တဲ့အချိန်မှာဥနာမှာဆရာကြီးပြောသလိုပဲမီဆိုချက်ပြုတ်တာကတော့လွယ်တယ် ဟုတ်တယ် ဒါပေမဲ့ kimchi ကခက်တဲ့အတွက်ကြောင့်လို့ကျွန်တော်ကဒီလိုနီလန်းလေးအသစ်ထွင်လိုက်ရင်အဆင်ပြေမလားဆိုပြီးတော့ကျွန်တော်ပြောတာအဓိကတော့45ပဲ45ဆိုတော့တဝက်ပေါ့နော်တဝက်ပေါ့ဘာပဲ100 degree celsius ရဲ့တဝက်ပေါ့တဝက်အောက်ဆိုရင်တော့အကောင်းဆုံးပေါ့ ဒီလေး ဟုတ် ကျန်ရနေပြန်တင်ယူနေရရင်ချက် ဒါကတော့ကျွန်တော်တွေးကြည့်တာပေါ့တွေးကြည့်ပြီးတော့ပြောကြည့်တာပေါ့ဒီလိုလေးလုပ်လို့ရမလားမသိဘူးဆိုတော့ဖြတ်တွန်းညံလေးနည်းနည်းသုံးကြည့်တာပေါ့ဟုတ် ဟုတ်ကဲ့ပါဆရာဆိုတော့တိလိုက်ရတာတွေကတော့အများကြီးပဲအဲ့တော့အခုတ िश အားပေးနေတဲ့ပြည်သက်များရှင်ကျွန်တော်ဆွေးနွေးနေတာကတော့ကိုရိုင်းပြန်သက်မိနေတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေအကြောင်းဖြစ်ပါတယ် ဟုတ်တယ် ဟုတ်လေဒီလိုမျိုးအခုစုမလို့လိုမျိုးပေါ့နော်အားလုံးတော်တော်များများနဲ့အမမောင်လေးတို့ influencer တွေနဲ့မင်းသားမင်းသမီးတွေနဲ့ဆရာတို့ပညာရှင်တွေနဲ့အမြဲတမ်းရိုက်ခွေးလုပ်နေရပြီပုံကို knowledge ရှိလာပြီလို့ထင်နေပေမဲ့လည်းအခုမှသိရတဲ့အကြောင်းအရာတွေအများကြီးပဲ ညတာပေါ့ ဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာလည်းဒီအကြောင်းအရာတွေကိုလူတိုင်းကသိနေမယ်လို့တော့ပြောလို့မရအောင်လုံးဝအော်စုမလို့လိုမျိုးပဲခံစားသွားရတဲ့သူတွေအများကြီးရှိမှာပဲပေါ့နော်တစ်ဆက်တည်းမှာပဲတွေးမိတာကနေ့တူကရှင်သန်နေထိုင်ရတဲ့ဘဝကြီးမှာအစားအသောက်တွေကလည်းအများနဲ့ရွေးချယ်ပြီးတော့မစားနိုင်ဘူး ဟုတ်တယ်မ တ စား ခါတည်းကြောက်လို့ရှိရင်လည်းအသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့အစာရည်လမ်းကြောင်းဆိုင်ရာပြဿနာတွေကလည်းရှိနေသေးတာအသက်ကြီးလာတဲ့အခါမှာစာချင်းစနစ်တွေတေချာအလုံးမလုံးကအများကြီးရှိတာပေါ့ဆရာအဲ့တော့ခုနောက်ပိုင်းဆိုလို့ရှိရင်ဒီ probiotic တွေတောက်လာကြတယ်ပေါ့နော်တောက်လာတာတွေ့ရတယ်အဲ့ဒီလိုပဲတစ်ဖက်ကတော့ probiotic တောက်လာတာရှိတယ်လို့မျိုးပဲတကယ်လို့များတဘာဝအစားအစာတွေကနေကိုရိုက်တာမောင်လေး Jace လိုမျိုးကိုရိုင်းပြင်ဆင်ချက်ပြုတ်စားတောက်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တဘာဝအစားအစာကနေပြီးတော့ probiotic ရဖို့အတွက်ခုနဒိန်ချင်းအပြင်ပေါ့နော်ဒိန်ချင်းဆိုတာကလည်းဟိုသူ့ကိုဘွဲတစ်စိတ်တောင်တက်ရအောင်မယ် qualify ဖြစ်တဲ့ဒိန်ချင်းပေါ့ qualify ဖြစ်တဲ့ဒိန်ချင်းအပြင်တခြားသောဘလို့အစားအစာတွေကနေရနိုင်မလဲပေါ့ဟုတ် ဟုတ်ပြီအဲ့တော့ခုနကပြောခဲ့သလိုပေါ့နော်ရှေ့မြန်မာရိုးရအစားတောက်မှာဘာရှိလဲဆိုလို့ရှိရင်ဟိုလက်ဖက်ပေါ့နော် ဟုတ် လက်ဖက်ကိုတည်တည်ချာချာအချင်းဖောက်ထားတယ်ဆိုလို့ရှိရင်ဒီလက်ဖက်ကနေ probiotic ရနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့တွေစားရည်စိမ်စားတယ်ဗျာကျွန်တော်မေမေဆိုလို့ရှိရင်အမြဲတမ်းစားနဲ့ဟိုစားရည်တဲ့ဟိုကျွန်တော်တို့ကြက်သွန်လေးတွေထည့်ထားတယ်ကြက်သွန်ချင်းတခါကျရင်ငရုတ်သီးလေးတွေစိမ်ထားတယ်စိမ်ပါများအရင်စားကောင်းတယ်တချို့တွေဆိုငရုတ်သီးကိုအဲ့လိုမျိုးအချင်းလေးတွေကိုပဲစားပြီးတော့စားရည်စိမ်လေးနဲ့စားတာစားရည်စိမ်နော်သူကဟိုနေ့နဲ့စိန်ထားတာမဟုတ်ဘူးရှာလကိုင်းနဲ့စိန်ထားတာမဟုတ်ဘူးเนาะဗနီကန်နဲ့မဟုတ်ဘူးねစားရည်စိန်ထားတာတည်တန်းရှိတယ်တခါကျလို့ရှိရင်တချို့တွေကဘာစိန်လဲဆိုပဲပင်ပေါက်စိန်တယ်ပဲဒီချင်းလေးတွေရှိတယ်အဲ့ဒါလည်း probiotic ပဲစားရည်နဲ့စိန်လို့ရှိရင်ပြီးမုံလာချင်းရှိမယ်ဒါကလည်းကူရနိုင်တဲ့ probiotic ကြော်ရတဲ့စားအခုနောက်ပိုင်းမှာ saccharop ဆိုတာဟိုပါပြင်ဂျပန်မှာဘယ်လိုပြောမလဲရုရှားပေါ့နော်ရုရှားတိုင်းပြည်ကင်ချီလိုပုံစံမျိုးပေါ့နော်ရုရှားကင်ချီသူကဘာလဲဆိုလို့ရှိရင်ဂေါ်ဘီတုတ်ကိုပပလှီးပြီးတော့စားရည်နဲ့နေလိုက်တာနေလိုက်ပြီးတော့သူကအချင်းဖောက်ထားတာအဲ့ဒါလည်း probiotic ကျွဲသွားတဲ့အစားအသောက်ပဲ ဟုတ် နောက်ဆုံးကျွန်တော်တို့အချင်းဖောက်ပြီးတော့ဘီယာတွေချက်တယ်ခေါင်းရည်တွေချက်တယ်မဟုတ်ဘူးလား ဟုတ် အဲ့ဒါလည်း probiotic ပဲခေါင်းရည်မှာလည်းပါတယ် probiotic ကတချို့ဘီယာတွေမှာလည်း probiotic ပါတယ်နောက်ဆုံးဆရာပြောတဲ့ miso နဲ့နောက်ဆုံး kimchi အဲ့ထက်မှပြောတာတစ်ခုရှိသေးတယ်နော်နောက်ပိုင်းမှာတွဲပြောသွားမှာမလို့အခုတွေကကြိုတော့ပြောပဲအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟွာပေါ့ငယ်တော့ပုံးရည်ကြီးခေါ်မလား ဟုတ်ဟုတ် ပဲကိုအချင်းပေါက်ထားတာပုံးရည်ချင်းပေါ့နော်အဲ့ဒါလည်း probiotic ကျွဲသွားတဲ့အစားအစာ ကိုရဲ့မြန်မာအစားအစာတွေထဲမှာ အများကြီးပဲ အများကြီးရှိတယ် อืม ပြီးတော့ကျွန်တော်တစ်ချက်ထပ်ပြီးတော့တီးချင်တာ ဟုတ်ကဲ့ဗျ ခုနောက်ပိုင်းကျအခုနောက်တော့ဆရာပြောတဲ့ဒီ supplement အနေနဲ့လည်းဒီ probiotic တွေဟိုတောက်လို့ရတယ်ဆိုတဲ့ဟာမျိုးလည်းရှိတယ်ဆိုတော့ဒီတဘာဝအတိုင်းရတဲ့အစားအစာနေရတဲ့ probiotic တွေဒီလို supplement တောက်တာနဲ့မှာရောဘယ်လိုမျိုးတွေကွာခြားချက်လေးမျိုးရှိလဲ ဟုတ်ပြီနော်ကျွန်တော်အမြင်နော် ဟုတ် ကျွန်တော်လေ့လာပူတဲ့အရာတွေကိုပြောတာ ဟုတ် ဒါတွေကအခုဒီစကားကိုစပြောတဲ့အချိန်မှာပွဲစုကောင်းစုသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်စပြီးပြောတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့တွေးစရာလေးတွေပေးလိုက်မယ် ဟုတ် အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်တုန်းကမိုးရေကိုအတန့်ဆုံးအနေနဲ့သုံးကြတယ် ဟုတ် နောက်ပိုင်းကျွန်တော်တွင်းရင်သုံးတယ်တွင်းရင်သုံးတဲ့ခြာမှာတွင်းရင်သုံးတာရှိတယ်တွင်းရင်သုံးတာဒီပြဿနာမရှိသေးဘူးနောက်ပုံကျွန်တော်ပိုက်တွေကနေပြီးတော့ရေပေးဝေနေတဲ့စနစ်ကနေလုပ်တယ်
အများပြည်သူရဲ့ကျန်းမာရေးအတွက် chlorine ခက်လိုက်ရတယ် chlorinated water ဒီရေတွေဟာချင်ဘက်စိန် probiotic ပေါက်ဖို့ခင်းရင်တယ်စပြီဒီမှာဆက်လိုက်ရစပြီရေပိုးရေစနစ်ကိုပြောနေတာမဟုတ်ဘူးเนาะခက်တယ်လို့ကျွန်တော်စပြောပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေက iodine သွင်းထားတာပင်လယ်စားမဟုတ်ဘူးเนาะပင်လယ်စားမှာ iodine ပါတယ်အဲ့ဒါကိုတာရက်ယောဂဖြစ်မှာကြောက်တဲ့အတွက်ကြောင့်မလို့ iodine အများကြီးထည့်လိုက်တယ်ပမာဏအများကြီးထည့်လိုက်တဲ့အခါမှာအဲ့ဒီကောင်လေးနဲ့စားရည်စိန်လို့ရှိရင်လေ probiotic ဖြစ်ဖို့ခင်းရင်တယ်ပြီးရင် temperature control မလုပ်နိုင်ရင်လေ probiotic ဖြစ်ဖို့ခင်းရင်တယ်အဲ့လိုမျိုးပဲကျွန်တော်တို့စားတဲ့အစားအသောက်ထဲမှာတော့เนาะ coffee တွေเนาะပြီးတော့လိမ္မော်ရည်တွေအတူတူစားတဲ့ချက်ပြုတ်တဲ့ထဲမှာထည့်ထားတဲ့အသီးရွက်တွေထဲမှာပိုးသက်စီပေါင်းသက်စီကိုဆင်အောင်စေးကြောနိုင်တဲ့အသိပညာမရှိဘဲနဲ့အတူတူတွဲစားပြီးတယ်။ဘာဖြစ်ကျွန်တော်ဆလတ်ရွက်ကိုသွားပြီးတွဲစားတယ်။အဲ့ဆလတ်ရွက်ကိုကွာပိုးသက်စီတွေနဲ့စိန်ထားတယ်။အဲ့ဒါကိုရိုးရည်ပဲစိန်ပြီးတော့စားရင်အော်ဟုတ်တယ်နော်ဝင်သွားမှာပဲယောဂဒီပိုးသက်စီဝင်သွားမှာပဲအဲ့ဒါဒီပိုးတွေကအကုန်သေးကုန်ပြီအဲ့ဒါကြောင့်ကျွန်တော်ကတော့လေအစားအသောက်ကနေ probiotic မမျှော်နဲ့လို့ပြောတာโอเคအဲ့ကြောင့်လို့အဲ့ဒါရန်ဖြစ်နိုင်စရာ question တစ်ခုတော့ဖြစ်တယ်ဒါပေမဲ့အကုန်လုံးကတော့ကျွန်တော်ကတော့ဖြစ်တယ်ဒါပေမဲ့ probiotic ကျွယ်ဝတဲ့အစာတော့ရှိနိုင်ပါတယ်ဒါပေမဲ့မြင်မှမမြင်ရတာကျွန်တော်တို့ဒီကောင်ဘလို့ထားသူလဲဘယ်ကောင်ဘလို့ချက်ပြုတ်လဲဒီရေစနစ်ကိုလုပ်တယ်အဲ့ကြောင့်လို့ကျွန်တော် food safety ကို diploma တစ်ခုအနေနဲ့ကျွန်တော်ယူပြီးတော့နောက်ပိုင်းမှာဒါကိုတွင်ကျပြောလာတာပေါ့နော် food safety ကလူတိုင်းရှိရမယ်လူတိုင်းတွေလည်း food safety အမြင်ရှိရမယ် HACCP အမြင်ရှိရမယ်ဒါကတော့အသုံးလုံးရန်ကြီးသွားတယ်အဲ့ကြောင့်မလို့ probiotic ကိုတော့ကျွန်တော်တို့ကျန်းမာရေးအတွက်ဥလန်းကြောင်းကျန်းမာရေးအတွက်မကြတောက်ဖို့အတွက်ကျွန်တော်ဆက်ထဲအကျဉ်းပေးပြရစီဒီ probiotic ကိုအဲ့ထဲမှာကျွန်တော်အများအားတောက်တဲ့ brand ကအခုလုတ်ပေးတယ်ဆိုတာကြော်ညာလို့တောက်နေတာမဟုတ်ဘူးเนาะဒီကောင်တောက်တာကျွန်တော်10စုတစ်ခုရှိပြီဟုတ်ကဲ့ဒီမှာနားထောင်နေတဲ့လူတွေမှာကျွန်တော်ရဲ့ client တွေအများကြီးရှိတယ်ဒီ client တွေအများကြီးရှိရနေပြီးတော့ကျွန်တော် feedback တွေအများကြီးရခဲ့ပြီးတော့ဒီကောင်ကိုကျွန်တော်ဆွဆွမြဲသုံးတာ10စုနဲ့တစ်ခုတည်းကဒီ 21st century က probiotic 8 billion ပဲသုံးတယ်တွဲကိုသုံးတာမဟုတ်ဘူးเนาะသူက1255ထုတ်တယ်ဒါပေမဲ့1255ကိုမသုံးဘဲနဲ့8ရဲ့ combination ကိုကဖို့သူတို့တွဲဆက်ထားဖို့အောင်အရန်ကိုစနစ်ကြတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီကောင်8ကိုသုံးတယ်အခုလည်း top ပြောနေတာကဒီ probiotic ရဲ့အမြင်ကိုကျွန်တော်စဉ်းစားစီချင်တာကျွန်တော်မကျေနပ်ဘူးပြောလဲရတယ် negative အမြင်ပြောလဲရတယ်ဒါပေမဲ့ကျွန်တော်ကတွေးကြည့်စီချင်တာခစ်တေစနစ်တွေဖြတ်တန်းခဲ့တာကျွန်တော်တို့ငကိုတိုင်းပဲလုံနေလို့ရှိရင်အဆင်ပြေပါမလားကျွန်တော်ကကျမ်းမာစေဖို့လိုရင်းပါကျန်တာ record ကိုတွေးပေါ့နော်ဟုတ်ကဲ့ပါတော့တွေးစရာတွေအများကြီးရသွားတာပေါ့နော်တကယ်တော့ဟုတ်ပါတယ်ဒါဆရာဝန်တွေပညာရှင်တွေကတော့လေ့လာထားတာတွေကိုယ်တိုင်ကြုံတွေ့ရတာတွေကိုပြန်ပြီးတော့မျှဝေပေးတယ်ကျန်တာတွေကတော့ကိုယ်တိုင်စဉ်းစားပြီးတော့ကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်မယ့်အရာတွေကိုအကောင်းဆုံးရွေးချယ်ပြီးတော့ရှာဖွေရမှာဖြစ်ပါတယ်ဆိုတော့ဆရာပြောနေတာကိုနားထောင်နေတယ်စမှာ presenter လုပ်တယ် MC လုပ်တယ်ဆိုတော့ဆက်စုတာပေါ့နော်ခုနစာရွက်လေးမှာတွေ့လိုက်တယ်နောက်တစ်ပိုင်းဟိုတဲ့ခဏနေမှာရှင်းပြမယ်ဆိုပြီးအရှိမ prebiotic ဆိုပြီးတော့ရေးထားတာတွေ့ရပေါ့နော်ဆရာအဲ့တော့ probiotic prebiotic ဆိုပြီးတော့အမြဲတမ်းဟိုကြားနေရဲအတန်အတွက်လေးရဆင်ဆင်လေးပေါ့ pro နဲ့ pre ပေါ့နော်အဲ့တော့အဲ့နှစ်ခုကအဆိုင်လမ်းညောင်ကျမ်းမာရေးအတွက်ဘယ်လိုမျိုးဆက်မှုရှိတာလဲဘယ်လိုချိတ်ဆက်ပြီးတော့အလုပ်လုပ်တာလဲပြီးတော့ဒီနှစ်ခုကတကယ်ပဲဟို pre ရော pro ရောမဖြစ်မနေလိုအပ်တာလားဘာကြောင့်လဲပေါ့ဘာကြောင့်လဲဟုတ်ပြီအဲ့ဆိုတော့လွယ်လွယ်ကူပေးရလို့ရှိရင် probiotic ကတက်ရှိလေးတွေဟုတ် pre ကတော့တက်ရှိမဟုတ်ဘူးတက်ရှိအတွက်အစားအစာသူတို့နှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်က symbiotic လို့ခေါ်တယ်ဒါကအသုံးနှုန်းပဲလွယ်ကူမှတ်ရလို့ရှိရင်ဗျာကျွန်တော်တို့ဟိုးဥရောပဟိုးအရင်တော့နှစ်ပေါင်း100လောက်ပြန်ဆုတ်လိုက်ကျွန်ခစ်ရှိတယ်ကျွန်တွေကိုခိုင်းရင်တော့မှအစားလေးကျွေးရတယ်ဟုတ်တယ် probiotic ကိုကျွန်တော်တို့ကကျန်းမာရေးအတွက်ခိုင်းပါအဲ့ကျွန်တော်တို့ကစားလိုက်တယ်တောင်းလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့တွေကဘာမှမကျွေးဘဲနဲ့ထိုင်ဒီ probiotic တွေတည်သွားမှာတည်သွားမှာဆိုတော့ prebiotic အနေနဲ့ကျွန်တော်တို့ကသိရတယ် prebiotic ဆိုတာကလေဟိုစမ်းစမ်းပြပြကြီးမဟုတ်ဘူးစီဟာဆရာတို့အမြဲတမ်းစားနေတဲ့အစားစားပဲကြက်သွန်ဖြူကြက်သွန်မိတ်ကြိုက်တယ် yes အဲ့ဒါတွေအကုန်လုံးကဒါကဟိုတနည်းအားဖြင့်ပြောလို့ရှိရင်ဟိုဥတွေလည်းရှိသေးတယ်ကစွန်းဥတို့ဘာတို့ဒါတွေအားလုံးက prebiotic ပဲသူ fiber တွေ soluble fiber တွေဒီကောင်ကို probiotic ကစားတယ်စားပြီးတော့ဒီဘက်မှာရှိရင် post probiotic နဲ့ para probiotic post probiotic ထုတ်ပြီးတယ်ပေါ့နော် post probiotic ဆိုတာ probiotic ကနေပြီးတော့အကျိုးပြုသူကsmall chain fatty acid တို့ဘာလို့အခြေကောက်မပြောတော့ဘူးကျွန်တော်ကလွယ်လွယ်ကူကူအကျိုးပြုလူအကျိုးပြုတဲ့ပစ္စည်းတွေအများကြီးထုတ်ပေးတယ် chemical တွေအများကြီးထုတ်ပေးတယ်အဲ့ဒါကလူအကျိုးပြုပေးတာဒီကောင်က probiotic က prebiotic ကိုစားတယ်စားပြီးတော့ post probiotic ကိုထုတ်ပေးတယ်ဒီဖြစ်စဉ်ရဖြစ်နေတာဒါလူတွေအကျိုးဖြစ်နေဒီမကလည်းဆင်မယ်
အော်လုံးဝမဖြစ်မနေဟို pre ရော pro ရောကဟို pre ရော pro ရှိနေရမယ်တော့မဟုတ်ဘူးဒါ system ကြီးတစ်ခုလိုဖြစ်နေတာ ဖြစ်နေတာပေါ့အဲ့ဆိုကျွန်တော်တို့လေကြက်သွန်စားတယ်သိလားကျွန်တော်တို့ကြက်သွန်ရမ်းကြိုက်တယ်ပို့စားတာလည်းရှိတယ်တုပ်စားတာလည်းရှိတယ်နောက်ဆိုများ event ဆိုမြန်မာစားစာတစ်ခုကိုကျွန်တော်ပြောမယ်လောကအံ့ဩကောင်းတယ်ဆိုပုံးရည်ကြီးတော့ပုံးရည်ကြီးက probiotic ကျွဲသွားတဲ့အစားအစာကြက်သွန်နီနဲ့ကြက်သွန်ဖြူက prebiotic အတူတူတွဲစားလိုက်လို့ရှင်ဒါမြန်မာကချွတ်မှာအကောင်းဆုံးရည်ချေမှု စားလို့လည်းရှမ်းကောင်းတယ်ဆရာ yes အဲ့ထက်မှကျွန်တော်တို့လက်ဖက်စားရင်တော့မှအကျော်ဆုံးတွေရှိတယ်အဲ့အကျော်ဆုံးတွေမှာလည်း prebiotic ဖြစ်တဲ့အရာတွေရှိတယ်အမှပြင်ကြက်သွန်ကျော်တို့ အော် yeah ဟုတ်တယ်နော် နော် အဲ့ဒါ coffee တခြားစားလေးတွေလည်းရှိသေးတယ်ဘင်းလေးတွေ yes coffee လေးနဲ့လည်းတောက်တော့မရှိတော့ဘူးအဲ့လိုပြီးတော့အဲ့လိုသက်လည်းပြီးတော့အဲ့တော့ prebiotic ကိုတော့ကျွန်တော်ကတိတ်ပြီးတော့ recommend မပေးဘူး probiotic ကိုပဲ recommend ပေးတယ်အစားအသောက်ကကြက်သွန်တွေကြက်သွန်ဖြေမှာမပါမရှိပါတယ် ပါပြီလားဟုတ်တယ် နော်တခြားဒီ soluble fiber ဖြစ်တဲ့ဟိုဒီ fiber လေးတွေပေါ့နော်အမြင့်တက်လေးတွေကကျွန်တော်စားနေကြတာပဲအဲ့ဒါကြောင့်မလို့ကျွန်တော် probiotic ကိုပဲအဓိက recommend ပေးပြီးတော့တောက်ခိုင်းတယ်ဒီအစားအသောက်တွေကချက်ပြုတ်ကြော်လို့လေ fiber ပဲလေဟိုကောင်ကစားနေမတက်လို့ ဟုတ်တယ် ပြဿနာရှိလို့ရှိရင်သူပဲဒုက္ခခံရမှာအဲ့ဒါကြောင့်မလို့ကျွန်တော်က probiotic ကိုတိတ်မပြောဘဲနဲ့ probiotic ကိုပဲအဓိကပြောတယ်တက်ရှိကိုပဲအလေးထားတယ်ပေါ့ ဟုတ်ကဲ့ ဟုတ်ကဲ့ဗျ မိတ်ဆွေလေးကသူတို့ရဲ့ living standard ကအရင်မြင့်မှာ ဟုတ်တယ်အဲ့လိုမျိုးသူတို့အာဟာရနဲ့သူတို့လာတာလေငငယ်ကအကြောင်းပို့သလိုပေါ့နော်အမေကသားကိုထမင်းကြိုက်တယ်အကုန်ထည့်ပေးလိုက်တယ်အဲ့ဒါကျတော့ probiotic နဲ့ prebiotic နဲ့ဘူးကြောင့်လွတ်တယ်လို့ပဲလွတ်ပေးတယ်အဲ့လိုရောင်းတဲ့ prebiotic နဲ့ probiotic ပေါင်းတဲ့ supplement တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကတော့ဟိုကိုနားလည်မှုကတစ်မျိုးပေါ့နော်ကျွန်တော်ရဲ့နားလည်မှုကကြတော့အစားအသောက်ကနေပြီးတော့ဒီ fiber တွေယူမယ်အကောင့်တွေကိုကျွန်တော်တောက်မယ်ဒါပဲ ဘာရတဲ့ကိုကျွေးမယ်ပေါ့ပြန်ပြီး ဟုတ်ကဲ့ idea တွေအများကြီးစဉ်းစားရင်းနဲ့ဆရာကိုမေးကြရတယ်ရှိနေပြီချင်တယ် ကျွန်တော်တို့မေးချင်တာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီတစ်ခါတည်းကြာရင်ခုနကတော့ပြောလို့ပဲဒီကျွန်တော်ရဲ့မိတ်ဆွေလေးတွေကနည်းနည်း living standard ရမြင့်မာတဲ့အခါကျတော့ပေါ့နော်တောင်းလူတိုင်းနဲ့ accessible မဖြစ်နေဘူးဆိုလို့ရှိရင်ဒီတိုင်းကျွန်တော်တို့တဘာဝမိဖို့ကြောင့်နေမှာပဲလွယ်လွယ်ကူကူရရှိနိုင်တဲ့ဟင်းဒီဟင်းရွက်တွေပါဝင်ပစ္စည်းတွေကနေပြီးတော့ဘယ်လိုမျိုးလေးလူငယ်တွေအကြိုက်ဖြစ်အောင်ဘယ်လိုမျိုးချက်ပြုတ်လို့ရနိုင်မလဲ ဆရာ food blogger လေအစားအသောက်ချက်ပြနေတဲ့လူလေအဲ့ဒါကိုကျွန်တော်လာမင်းတော့ကျွန်တော်ပုံရိပ်ကြီးတုတ်ပြပြီးပြီဗျာလက်ဖက်တုတ်ပြပြီးပြီဗျာနောက်ဆုံးဗျာကျွန်တော်တို့တခွားသီးကိုအချင်ဖောက်ထားပြီးတခွားချင်လဲတုတ်စားလို့ရသေးတယ်ဗျာကြက်သွန်ဖြူနဲ့ကြက်သွန်နှီနဲ့နောက်ဆုံးဂင်းချီရောစားလို့မရအောင်လားဂင်းချီကိုကျွန်တော်တို့တစ်ခါစားမှုတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟိုနှင်းခေါ်မလား sweet potato ဆိုတော့ဘယ်လိုခေါ်မလဲပမာလို့ကျတော့ကစုံဥခေါ်မလားကစုံဥနဲ့ဂင်းချီနဲ့စားရင်လေ probiotic ပဲအဲ့ဒါဆရာလွယ်လွယ်လေးတွေကြက်သွန်မိစဉ်းစားတော့လေဒါဆိုတော်တော်ချက်လို့ရနေပြီ ဆရာစမွန်လဲလောက်ရမယ်ပေါ့နော်မောင်လေးကတော့ပို့ပြီးတော့လောက်မယ်အိမ်မှာ pre နဲ့ pro နဲ့ကိုစားတွေကတ်ထား pre တို့ဘာလဲဘာလဲတွဲဖက်စားသုံးရဲ့ လောက်လေးလောက်ရမယ်ဆိုတော့လောလောဆယ်ပေါ့နော်ဆရာနဲ့လည်းဒါအများကြီးဆိုလို့ပြောထားတယ်ဆိုတော့ဒီဘက်ကိုပေါ့နော်စောင်းမွဲဆစစ်ပါဆိုတော့ Jason နဲ့လောလောဆယ်ပေါ့နော်လောလက်ပေါ့probiotic ကျွေးဝအောင်လို့ဆိုပြီးတော့တခုခုအများပြင်ဆင်ပြရမယ်ဆိုတော့ surprise လုပ်လိုက်မယ်ဆိုလို့ရှိရင် mission တခုရလာပြီဆိုဘာလေးပြင်ဆင်မယ်လို့စဉ်းစားတယ် ကျွန်တော် kimchi ပဲဖြစ်မယ်ချင်းတယ်ကျွန်တော် kimchi လောက်ကအရင်ကြိုက်တယ် kimchi တဲ့ရငယ်ငယ်လေးတဲ့ကျွန်တော်အမေကကျွန်တော် kimchi လုံးနေတင်ပေးတာဆိုတော့ဒါပေမဲ့ဒီနောက်ပိုင်းမှာပို့ပြီးတော့probiotic ပို့ပြီးတော့ကျွေးဝအောင်လုပ်ဖို့ကြတော့သူကတော်တော်လေးလည်းအချက်လက်တွေလည်းများတယ်တခါတည်းကျလို့ရှာတကာကြီးတုံးလို့မရတာတွေလည်းရှိရယ်မထီလို့မရတာမျိုးတွေလည်းရှိရယ်ဆိုတော့လေကျွန်တော်ကတော့ kimchi ပဲတေချာလေးလုပ်ဖြစ်မယ်တင်ကျွန်တော်ဘယ်လိုလုပ်လဲရောသိချင်အဲ့လို recipe တွေရှိတယ်ဟုတ်ပါဘူးသူစဲလေးဖြစ်တာပေါ့နော်သူက liver set တစ်ခုရှိရယ်ပေါ့နော်ပုံမှန် step ကတော့လူတိုင်းရိုးရှင်းတယ်ဒါမုံညင်းတုပ်ကိုစားနဲ့နှက်ထားလိုက်မယ် ဆရာအဲ့ဒါဆိုကျွန်တော်အဲ့ထက်မှဂျားထဲမှာဖြည့်ပြောလိုက်မယ်မုံညင်းတုတ်ကိုတေချာတော့စေရမယ်စေးရမယ်နော်စားရင်လည်းစေရမယ်15မိနစ်လောက်ဒီထက်ပိုပြီးတော့ရေနာသွားရင်လည်းမကောင်းဘူးဟုတ်တယ်အကောင်းဆုံးက10မိနစ်နဲ့15မိနစ်ဂျားထဲမှာတေချာတက်အောင်စေရမယ်ဟုတ်ဘုသက်စိတ်ပေါင်းသက်စိတ်နေရာအနှံ့စေရမယ်ပြီးသွားရင်တော့ဆရာချက်လို့ရပါပြီကျွန်တော်ကတော့ food safety အတွက်ကြိုပြင်လိုက်တာပေါ့နော်ဘုသက်စိတ်ပါနိုင်တယ်အဲ့ဒါ organic ဆိုရင်ရော
ယုံလားဆရာ နော် အဲ့ဒီကုန်ပဲမင်းပါပဲယုံလားဆရာ ရင်းထုတ်ဆိုရင်တော့တစ်မျိုးပါ အေးဟုတ်တယ်နော်အောင်ငင်းနေတယ်မရဘူး ဆန်နဲ့တောက်ရွှေ့ပါရဲ့ပြီးအိမ်ပြန်ညအိမ်မ ဒီနေ့ပြောတော့ စားမစားမသိတော့ဘူးတော့မယုံတော့ဘူး ဒီမှာများစားမိလားအဲ့လိုဖြစ်နေ ကျွန်တော်ကတော့လူတွေကိုလေအမြဲတမ်းလူတွေရဲ့ကျမ်းမာရေးအတွက်တန်တရားအမြဲတမ်းရှိတတ်တယ်ကိုယ့်ကိုယ်တော့ဖြစ်တယ်လို့စားမယ်ဗျာဒါပေမဲ့ကျွန်တော်ညွှန်းပေးလိုက်တဲ့လူတစ်ယောက်ကအစားအသောက်ကြောင့်ဒုက္ခရောက်သွားတာမျိုးမဖြစ်စေရအောင်အားကြောင့်ကျွန်တော်ကကျွန်တော်ညွှန်းပေးမဲ့လူအတွက်ကတော့ကျွန်တော်အမြဲတမ်းကိုယ့်ကို food safety ကိုအမြဲတမ်းယူတယ်ကျွန်တော်တို့တွေအစားအသောက်ပြင်ဆင်တဲ့လူတွေဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေးလိုက်တဲ့အရာတစ်ခုအစားအသောက်ဖြစ်မယ်ဆေးဖြစ်မယ်အဲ့ဒါကလူကိုအကျိုးမပြုနေပြီစေအန်ရမဖြစ်စေရအောင်အဲ့ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်း food safety ကိုအရင်သတိထားတယ်အဲ့ကြောင့်ကျွန်တော်တို့ကအလောက်အကင်မတူပေမဲ့ကျွန်တော်တို့လူတွေကိုပေးခြင်းတဲ့အရာတော့တူတယ်ဟုတ်ပြီဆရာရဲ့ဒီကင်ချီလောက်ပုံလေးပြည့်ချက်လေးပြပြပေးပါဦးဆရာ နဲ့ကူပြီးဝင်စေကူဝင်စေမောင်လေးဆက်ချက်လိုက်တာ အဲ့မဲ့ပါဆရာတို့ကူပြီးရေဝင်ဆေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ကတော့နော်ဆက်လက်ပြီးတော့ဒါမဲ့သူကအရင်ဆုံးဒီမုံငင်းကိုအရင်ဆုံးစားတော့အရေထွက်အောင်တော့ဒီပျော့သွားအောင်တော့စားတော့ဒီတိုင်းပဲစားနဲ့ပို့ရမှာပေါ့နော်အခုနောက်တော့ရေစင်အောင်ဆေးပြီးသွားပြီဆိုလို့ရှိရင်နော်စားနဲ့ခဏထပ်နဲ့ထားတချို့တွေဆို45မိနစ်တနာရီပေါ့နော်အရင်မနွမ်းတဲ့အချိန်တော့ပေါ့ဆိုတော့လုတ်ပြီးသွားပြီဆိုလို့ရှိရင်နော်တစ်ဖက်မှာကဒါအမှအခုနောက်တော့ဆရာ prebiotic တွေဆိုရဲစက်သွန်ဖြူစက်သွန်နီးကျွမ်းနေချိတ်ဆက်နေပြီနော် တော့လေကင်ချီဆိုတာကမုံငင်းကြီးပဲမဟုတ် ကျက်တော့ဖြူပါတယ်ဒီထဲမှာ โอเค တခြားမုံလာဦးတွေလည်းပါတယ်ဒီကောင်တွေကလည်း prebiotic တွေ မောင်လာ ဆရာမ မီ င်းချိတ်ဆက်မိတယ် ဆိုတော့အဲ့ဒါလေးကိုကြိတ်ထားပြီးထည့်ပေးပြီးတော့တရှင်ငယ်ဒီမောက်ပြီးတော့ကူချူချန်ပေါ့နော်ကူချူချန်ထည့်မယ်ထည့်ပြီးသွားရင်တော့ဆန်စီလေသူကလိုတယ်သူအဲ့လိုဆန်စီကအဆင်ပြေရမလား ဆန်စိမ်းရေကအဆင်ပြေလားဆိုတော့ဆန်ကိုတော့တေချာဆေးရမှာပေါ့နော်ဒါကကြောင့်လို့ရှိရင်ဒီဆန်ကိုကျွန်တော်တို့တွေထားတဲ့အခါမှာတာရှည်ခံတဲ့ပစ္စည်းမျိုးနဲ့ထားတာရှိတယ်ပိုရီတက်နေတာရှိတယ်ကျွန်တော်ကတော့တက်နိုင်သမျှဆန်ကိုလက်ဆက်ဖြစ်တယ်နော်ပြီးတော့ဒီအချက်တွေမရှိဘူးမှုတွေဘာတွေမပါဘူးဆိုရင်တော့ထည့်လို့ရတယ်လို့ကျွန်တော်မြင်တယ်ဗျအဓိကတော့ဒီဆန်ကျွန်တော်ဆန်စီလို့ပြောလိုက်ဆိုမဲ့အဓိကတော့ဆန်ကိုပဲအမှုတ်ကျိတ်ပြီးတော့ဒါရင်းနဲ့ပြန်ကျိုးလေးတွေကပိုကောင်းတယ်ဗျတန်ရှင်လက်ဆက်တဲ့ဆန်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဆန်နဲ့ကြိုလိုက်မယ်ကြိုပြီးသွားရင်ဒီအခုနောက်တော့ prebiotic လေးနဲ့အဲ့ဒါလေးကိုရောပြီးတော့အနှစ်လုံးလိုက်မယ်ပေါ့နော်ဒီဒီနေ့လေးပြီးသွားတော့မှမုံငင်းထုတ်လေးကိုသွားချင်းစီက သူတကယ်ချက်နေတာ ဒါပေမဲ့အဲ့မှာဟိုချဲဖို့မိသွားတဲ့အញ្ញမ်းရေးကြီးရဲ့ဟာကြတော့တချို့တွေဆိုလို့ရှိရင်ပေါ့နော်ဟိုပန်းသီးတွေတက်တော်သီးတွေထည့်ကြ အဲ့ဒါလည်းတော့ပြောရ prebiotic ပဲတစ်တော်သီးတို့ပန်းသီးတို့ကလည်း prebiotic ပဲ ဟုတ်တယ်ပြီးတော့အဲ့ထက်ပိုရတာရှိနေတယ်ဆိုလို့ရှိရင်အဲ့လိုစားစိတ်နာတဲ့ seafood တစ်ခုပေါ့ဥပမာဘောချိတ်တွေကိုရီးယားတွေဆိုလို့သူတို့ရဲ့ဘောချိတ်စားစိတ်နာရှိသူတို့အကြာကြီးစိတ်နာတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါလေးထည့်ကြတယ်ဒါမှမဟုတ်ကင်းမုံပဲဖြစ်ဖြစ်စိတ်နာတဲ့ဟာမျိုးလေးဆိုတော့အဲ့ဒါထည့်ရင် kimchi ကပို့ပြီးတော့အရသာပို့ပြီးတော့ရှိတယ်ဆို ခင်း တော့ တစ်ခုလိုဖြစ်သွားတာပေါ့နော် စားတော့ချက်တယ်လို့ဆိုတော့လည်းပို့ပြီးတော့ကျွမ်းကျွမ်းကျင်သိတယ်နော် ဒီဖုန်းကရိုက်နေရမှာမဟုတ်ဘူးသူပြောရတယ်လို့ဘိုက်တောင်စားတာ တော့ညာတော့အဖြစ်အဲ့လိုအဲ့ဒီပင်နေတာတိတ်မထည့်ကြဘူးပေါ့နော် ကျွန်တော်လည်းအဲ့လိုမျိုးပင်လေစာထည့်တဲ့ဥစ္စာကိုသိမကြိုက်ဘူး။ဘာကြောင့်လဲဆိုတော့ဒီကောင်ကအသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်သွားမလားဖြစ်သွားမလားဒါမျိုးတွေကျွန်တော် concern ရှိတယ်ပေါ့နော်။ဒါပေမဲ့ဒါကတော့ပို့ပြီးနားလဲတာတော့ food techno လောက်တဲ့လူတွေကတော့ပို့ပြီးနားလဲတယ်။ကျွန်တော်ကတော့ food safety အထိပဲသွားထားတာဖြစ်တဲ့ကျွန်တော်ဒီကောင်လေးတော့သိမသိဘူးဗျ။ ကျွန်တော်ရလာကျွန်တော်ရရင်တော့မတွေးမိအခုမှဒါချိတ်ဆက်နေတာဆရာရဲ့ပြီးတဲ့ knowledge ရှိတယ်ကိုဒါပေမဲ့အရသာရှိရဲ့အဲ့ရတော့တော်တော်လေးရတာရှိတယ်ဆိုတော့အဲ့ဒီနဲ့နှက်ထားပြီးလို့ရှိရင်အပြင်မှာဒီတိုင်း room temperature မှာတော့တရက်2ရက်လောက်ပေါ့ကိုကပို့ချင်းချင်းဟုတ်တယ်အပြင်မှာပဲထားရတယ်ပေါ့နော်အပြင်မှာထားမှာပဲဒီ fermentation process ကဖြစ်ပြီးတော့ဒီ probiotic လေးတွေပေါက်လာတာပြီးရေခဲတက်တာတွေ့တယ်မယ်လိုအပ်ရင်စားမယ်ပေါ့ဟုတ်ပြီအဲ့ထက်မှာငရုတ်သီးနှစ်နော်ငရုတ်သီးကအခုနောက်ပိုင်းမှာအချင်းဖောက်ပြီးတောက်ကြရတဲ့လူတွေရှိတယ်သိလား ဟုတ်တယ် social media မှာ ဟုတ်တယ် နော်တွေ့လို့ဆိုတော့ तू ကငရုတ်သီးမှာပါတဲ့အာဟာရကို तू ကအချင်းဖောက်ပြီးတောက်တာအဲ့ထဲမှာတော့ငင်းခုန်နေကြဆဲပေါ့နော်ဒီငင်းခုန်တဲ့ပွဲထဲမှာတော့ကျွန်တော်တို့မပါသေးဘူးငရုတ်သီးကအဆိုင်ကိုမကောင်းစီဘူးကွာအဲ့ဒါကြောင့်ငရုတ်သီးအချင်းဖောက်ပြီးတောက်တာမကောင်းလို့ပြောတဲ့လူရှိတယ်ကောင်းတယ်လို့လည်းပြောတဲ့လူရှိတယ်ဒါတော့သူတို့ဆက်လက်ငင်းခုန်ပေးစီနောက်ပိုင်းကျလို့ရှိရင်သူတို့အားလုံးငင်းခုန်ပြီးသွားလို့ကောင်းတယ်ဆိုရင်ယူသုံးလိုက်ကြတာပေါ့ကျွန်တော်တို့မကောင်းဆိုတော့လည်းပေးလိုက်ကြတာပေါ့နော် ဟုတ်တယ်တွေ့ဘူးဒီငရုတ်သီးစားနေရင်းနှွေးနေ ရင်းနှွေးနေချင်းပြီးတော့အဲ့လိုမျိုးတေချာငရုတ်သီးကိုထားပြီးတော့တောက်နေကြတဲ့လူတွေလည်းရှိတယ်ဒါကကျွန်တော်ကဘယ်လိုပြောမလဲဒီsocial media ပေါ်မှာပေါ်တဲ့အရာကိုပြောပြတာပဲပေါ့နော်ကောင်းတယ်ဆိုတော့
လက်တွေ့တွေလည်းအများကြီးကြားဘူးတယ်အဲ့တော့ငရုတ်သီးထည့်ထားတဲ့ kimchi ဟာကျန်းမာရေးအကျိုးပြုတယ်ဆိုတချို့တွေက kimchi မှာငရုတ်သီးမှုန့်တွေပါတယ်ကျန်းမာရေးအကျိုးပြုတာဖြစ်နိုင်ပါမလားဆိုတော့ fermentation လုပ်ထားတာဒါကြောင့်မလို့တုံအဆိုင်တော့မထီဘူးဒါပေမဲ့ kimchi အများကြီးဆိုင်တော့နည်းနည်းရားတယ်နော်ခက်တာကောသူကဘာလို့ဆိုလို့ရှိရင်ရားစီတဲ့ပစ္စည်းကိုထွက်တဲ့ဥစ္စာတွေအားလုံးထွက်ပေးတယ်ပေါ့နော်တချို့တွေကြတော့လည်းအဲ့လိုမျိုးနှာချီတာတွေအဲ့လိုမျိုးခန္ဓာကိုယ်ရားတာတွေဖြစ်တတ်တယ်ဒါပေမဲ့သိမကြောင်တဲ့ရေမြများတော့လိုက်အဆင်ပြေသွားတယ်ဟုတ်ကဲ့ဗျအဲ့ဆိုတော့ကဲကျွန်တော်ရဲ့ recipe လေးကိုအိမ်မှာလိုက်လုပ်ကြည့်ကြအောင်ကဲစာဟုတ်ပြီအဲ့တော့မောင်လေးနေနဲ့ဆိုလို့ရှိရင်ရောပေါ့နော်ဒီလိုမျိုးအစားအသောက်တွေကိုကိုတိုင်းတစ်ခါကြာရင်လုပ်ရင်းနဲ့အခုဆိုရင်တော့ပို့ပြီးတော့ knowledge တွေလည်းအများကြီးရှိလာပြီရင်တော့ကလည်းလေ့လာထားတာတွေရောအခုကပို့ပြီးတော့ knowledge တွေအများကြီးရှိလာပြီပေါ့နော်ဒါပေမဲ့အဲ့လိုကိုတိုင်းစားတောက်တွေလုပ်ရင်းနဲ့ပြင်ဆင်ပြရင်းနဲ့အဲ့လိုမျိုးဝင်ပြတ်ဝမ်းလျှော်ပြဿနာမျိုးတွေဖြစ်တာကိုကြုံမှုလားကြုံရင်ဆရာရှိတယ်တစ်ခါတည်းမေးလိုက်လို့ရဟုတ်တယ်ဆရာစင်ကပြပေးမလို့လေအဲ့ရေးကြည့်ဘာလို့ကျွန်တော်အပြင်စားစားရတာများတစ်ခါတည်းခီးသွားတဲ့ခါတွေမှာဒီ data စာတွေစားရတယ်အဲ့လိုမျိုးပြီးရင် street food တွေစားတယ်ဆိုလို့ရှိရင်ပုံမှန်အဖြစ်ဆိုဝမ်းပြက်ဝမ်းလျှော်ဖြစ်တတ်တယ်ဆရာအဲ့လိုဟုတ်ပြီဘယ်လိုပြောမလဲဆိုတော့ပြင်ကပြင်ဆင်ချစ်ပြုတ်ထားတာကကျမ်းမာရေးအတွက်ကတော့အဓိကကတော့ပြင်ပစာတွေကအရန်မကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့စိတ်ကဘယ်လိုစိတ်နဲ့ပြင်ဆင်ထားလဲမှသိမှမသိတာမှန်ပြီကိုကချက်ပြုတ်တာကမိဘလိုချက်ပြုတ်ပြီးတော့သားသမီးကိုကြွေးသလိုပြင်ဆင်ထားရဲဆိုလို့ရှိရင်ဒီအစားအသောက်ကအရန်ကောင်းတယ်ဒီလိုစပုံမှုတွေအများကြီးရှိတယ်ဒီလိုဆိုင်မျိုးတွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးပဲစီးပွားပတ်စံရရင်ပြီးရောဆိုတော့ဖြစ်တယ်လို့ချက်ပြုတ်တာမကောင်းတဲ့အစားအစာတွေကျွေးတဲ့လူရှိတယ်အဲ့ဆိုတော့အပြင်ကိုသွားရတယ်ဆိုလို့ရှိရင်တော့မဖြစ်မနေစားရမှာပဲဟင်းကြံလားမသိထမင်းကြံလားမသိစားမိကောင်းလဲစားမိနိုင်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းနာမည်ကြီး resource တစ်ခုသွားပြီးတော့အဲ့လိုမျိုးဝမ်းပြက်လာတာမျိုးရှိခဲ့ဘူးလေအဲ့ဆိုတော့ probiotic ကတော့ကျွန်တော်ကတော့ဝမ်းပြက်တဲ့ထဲမှာမပါအောင်ကြောင့်လို့ probiotic ကိုကြိုတောက်ထားတာကြိုတောက်ထားတယ်ဆိုတော့ပုံမှန်အားဖြင့်ကတော့ probiotic ကဒီနေ့ခီးသွားမယ်ဆိုလို့ရှိရင်ဒီနေ့တောက်တာအဆင်မပြေဘူးဘယ်လိုပြေလဲဆိုလို့ရှိရင်တစ်ပတ်လောက်ကြိုတောက်ရင်ပိုအဆင်ပြေတယ်ကိုက coffee တောက်တဲ့သူဖြစ်လို့ရှိရင်မနေ့စောစောအစားမစားခင်တောက်ပြီးတော့မှမနေ့စာစားပြီးတော့မှနိုင်ခွက်တစ်နိုင်ရှာမှ coffee တောက်အဲ့ဒါမျိုးအဆင်ပြေတယ်တချို့တွေကကြတော့ဒီ probiotic စားတောက်ခါစားမှာလေပွားတတ်တယ်လေပွားတတ်တယ်ဝမ်းချုပ်သွားတာဖြစ်တတ်တယ်အဲ့ဒါဆိုလို့ရှိရင် तू ကလေပွားရင်ကွာစကားအလုပ်လုပ်တဲ့ခါမှာအဆင်မပြေဘူးမပြေတော့ညစာစားပြီးမှလည်း तू ကတောက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ညဘက်အိတ်နေနေလေပွားတာအဆင်ပြေတယ်ဒါပေမဲ့နှစ်ပတ်သုံးပတ်လောက်မှဆိုရင်တော့ပုံမှန်လေးပြန်ဖြစ်သွားတယ်တစ်ပတ်လောက်ဆိုလို့ရှိရင်တော့ခီးထွက်လို့ရပြီခီးထွက်လို့ရှိရင်တော့ကျွန်တော်တို့အပြင်ပစာစားပြီးတိုင်း probiotic ကိုတောက်တယ်အဲ့ဆိုတော့တခုကမစားခင်တောက်လို့လည်းပြောတယ်စားပြီးတောက်လို့လည်းပြောတယ် probiotic ကဘယ်ချိန်တောက်ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ယူစားချက်က probiotic ကပိုးကောင်လေးတွေပဲအဆိုင်က acid ရှိတယ်အဲ့ဒီ acid ကအဲ့ acid ထဲကိုဗျာကိုယ့်ရဲ့သားသမီးဆိုလို့ရှိရင်ဒီ acid ထဲကိုဖြတ်ခိုင်းလိုက်လို့ရှိရင်တည်သွားမှာမစိုးဘူးလားအဲဒါကြောင့်မို့အနည်းဆုံးတော့အစားစားပြီးမှတောက်လိုက်တာဟာဒီ acid တန်ကို short ပေးတယ် short ပေးပြီးတော့မှဒီ probiotic ကိုလည်းလုံလောက်ထွက်လာစေတယ်အဲဒါကြောင့်စားပြီးမှတောက်တာကိုကျွန်တော် recommend လုပ်တယ်ဒါပေမဲ့ဖတ်တဲ့အထဲမှာတော့သူကမစားခင်တောက်လို့လည်းရတယ်လို့ပြောတယ်ဘယ်လိုတောက်တော့အဆင်ပြေတယ်နော်ဘာကြောင့်လဲဆိုတော့သူတို့ထုတ်ပိုးမှုကိုသူက acid တန်ခံနိုင်အောင်ထုတ်ပေးထားတာထိန်းလက်ဖက်ရည်ပူနဲ့တော့မရဘူးကျွန်တော်အပူကဆရာရဲ့45 degree ဆိုတော့ကျွန်တော် opinion ကိုပြောတာနော်ကျွန်တော်အမြင်ကိုပြောတာနော်45 degree Celsius လောက်ဆိုရတယ်ဆိုတော့ရေနွေးပူတော့ကျွန်တော်တို့လက်ဖက်ချောက်ထည့်ပြီးတော့တောက်ရင်တော့100 degree Celsius နဲ့တော့မတောက်ဘူးဟုတ်တယ်ကိုယ်အနည်းဆုံးနွေးလေးတောက်တယ်ဆိုရင်တော့45လောက်တော့မရှိတော့ဘူးဆရာအဓိကကတော့အပူကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ coffee တောက်တာ coffee ရဲ့ acid nature ကြောင့်ဖြစ်နေတာ acid သဘာဝကြောင့်ဖြစ်နေတာ acid ကဒီပိုးဟုတ်ပြီနောက်တစ်ချက်ကကြတော့အစာအိမ်ဒီ probiotic လေးတွေက supplement အနေနဲ့သုံးမယ်ဆိုလို့ရှိရင် तू ကအစာအိမ်ကိုဖြတ်ထဲကောင် acid တန်တစ်ခါခံပြီးသားအဲ့ဒါကိုဒုတိယတစ်ချိန်ထပ်ခံရမှာကြာလို့ coffee နဲ့တွဲမတောင်းနဲ့လိမ္မော်ရည်နဲ့တွဲမတောင်းနဲ့အဲ့လိုပြောကြတာအဲ့လို food blogger တွေကဘာပတ်ပြီးစားမဲ့လူတွေကတော့သူတို့ probiotic သုံးတယ်ဆရာ probiotic နော်ကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ food blogger ကတော့ဆရာတွေ့ဘူးရယ်ပေါ့နော်ပြီး mentally မှာတယောက်တွေ့ဘူးရယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအပြင်မှာပေါ့ပြပမှာတင်တော့လည်းကျွန်တော်ရဲ့ mix တွေက food blogger တွေပဲသူတို့ကအများရန်ကျွန်တော် recommend လုပ်တဲ့ probiotic လေးတွေသူတို့သုံးကြတယ်အဲ့တော့ကျွန်တော်ပဲမတုံးရသေးရပါဘောယူလိုက်တော့ဒါလေးယူသွားလိုက်တော့ဟုတ်ကဲ့စားသုံးခုလေးယူပါဟုတ်ကဲ့ပြီးဘောက်ချမပို့လိုက်ငွေကမကောင်းတယ်လွယ်ဟုတ်ကဲ့တကယ်လိုအပ်နေရပဲဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့တော့နောက်တစ်ခုကတော့ဒီရာသီဥတုကူပြောင်းပေါ့နော်ရာသီဥတုကူပြောင်းအຫນွေကနေမိုးပဲပြောင်းမိုးကနေစောင်းပဲပြောင်းအစရှိသဖြင့်တော့
အမြဲတမ်းလိုပေါ့နော်ရာသီတကွေးတွေဖျားတာနာတာတွေအဲ့လိုမျိုးတွေရှိတယ်အထူးသဖြင့်တော့ຫນွေကနေမိုးပြောင်းတဲ့အချိန်မျိုးတွေဆိုလို့ရှိရင်လေဒါဆိုလို့ကြုံရတဲ့ဒီကျန်းမာရေးဆိုင်ရာပြဿနာတွေရှိတယ်ပေါ့နော်အဲ့တော့ရာသီအကူးပြောင်းကာလမျိုးမှာဒီအစာအိမ်ဥဒန်းချောင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ဘယ်လိုမျိုးဂရုစိုက်သင့်လဲဒါမှမဟုတ်လို့ရှိရင်နောက်တစ်ခုကကျတော့ဒီ probiotic ကိုမျှဝဲခြင်းကနေပြီးတော့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီလိုမျိုးရာသီအကူးပြောင်းဖြစ်တတ်တဲ့ပြဿနာတွေကိုကာကွယ်လို့ရနိုင်တာပေါ့ဆရာဒီမိကုန်းကအရင်ကောင်းတယ်ကျွန်တော်အရင်ကိုမမျှော်လင့်ထားတဲ့မိကုန်းပေါ့နော်ဒီမိကုန်းကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြင်ပေးချင်တာကအဆိုင်အုံလန်းချောင်းကျန်းမာရေးဆိုတာတဲ့ကျန်းမာရေးဆိုတဲ့စကားလုံးကိုပြင်လိုက်ရင်ပိုလှမယ်ထင်တယ်ဟုတ်ကဲ့ကျန်းမာရေးကိုကောင်းစီလာပေါ့ probiotic ကရာသီအကူးပြောင်းအတွက်ဆိုတော့ probiotic ရဲ့လုပ်ငန်းကသူအစားအစာကိုခြေဖြတ်ဆုပ်ယူဖို့အဓိကပါတယ်ဒါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကကြတော့ immune system ပေါ့ immune system ဆိုတာကခုခံအားခန္ဓာကိုယ်ရဲ့ခုခံအားမှာသူက classy cell လေးတွေနဲ့လောက်တာသွေးဖြူသွေးနုလေးနဲ့လောက်တဲ့ classy လေးတွေလောက်တဲ့ဒီခုခံအားမှာသူ activate လုပ်ပေးတယ် activate လုပ်တယ်ဆိုမြင့်တင်ပေးတယ်ပေါ့ခုခံအားမြင့်တင်ပေးတယ်ဒီကောင်ကထွက်တဲ့ပစ္စည်းတွေကလည်းခုခံအားမြင့်တင်ပေးနိုင်တယ်လို့ဒီကောင်ကလည်းစစ်တင်တဲ့ကြောင်းဖြစ်တယ်သွေးဖြူလေးတွေကိုဒီကောင်က training ပေးတာဘယ်လိုယောဂပုံမင်းဘယ်လိုတိုင်းလိုက်ဘယ်လိုယောဂပုံမင်းဘယ်လိုတိုင်းလိုက်ဒါကြောင့်ပုံမှန်ဝင်လာတဲ့ virus infection တွေ bacterial infection တွေသိမကြောက်ဘူးအဲ့ထက်မှကျွန်တော်ဒီခုနကရှေ့မှာရှိနေတယ်ခုနကကျွန်တော်တောက်ခဲ့တဲ့ 21st century က probiotic 8 billion ကို recommend လုပ်အောင်မေးအဲ့ထဲမှာ၄កောင်ပါတယ်ဟာ၄កောင်ဆိုတော့သူများတခါတွေကအကောင့်20အကောင့်30လောက်တောင်းနေတာ probiotic ကိုဘာလို့၄កောင်တွေကို recommend လုပ်နေရလဲဆိုတော့ number 2 position မှာပါတယ် lactobacillus salivarius probiotic လေးပါတယ်ပုံမှန် probiotic တွေကအစာရင်ဥလန်းချောင်းရဲ့ဟိုးအောက်ဆုံးမှာနေတာဥမာကြီးမှာနေတာအားကြောင့်မလို့လေပွားတာတက်တာတွေဝမ်းချုပ်တာတက်တာတွေဝမ်းပြက်တာတက်တာတွေနော်ဥလန်းချောင်းကောင်းလာတဲ့အခါမှာ serotonin ဟော်မုန်းထွက်လာတော့ညဘက်အိပ်ပျော်စေတယ် depression တွေတက်တာတွေပြီးတော့အစာရင်ဥလန်းချောင်းတက်ဆင်သွားတဲ့အခါမှာအသားရည်တွေကောင်းလာတယ်အုံမင်းကျုံလုပ်တယ်ဟုတ်ပြီအဲ့ထက်မှာထူးထူးခြားခြားပါတော့ salivarius ဆိုတဲ့ number 2 ပုတ် number 2ကောင်ပေါ့အဲ့ဒီအကောင်လေးကအောက်ပိုင်းနေနေတာမဟုတ်တကူလုံးနေတာပါးစပ်မှာလည်းနေတယ် small intestine မှာလည်းနေတယ် large intestine မှာလည်းနေတယ်ပါးစပ်မှာနေတယ်ဥလန်းချောင်းတစ်လျှောက်နေတယ်အဲ့ဒါကြောင့်မလို့ H pylori အစာရင်ပိုးပေါ့လူတွေကအစာရင်ပိုးကြောင့်အမြဲတမ်းဆေးတောက်ရတယ်ဒီကောင်သာရေရှည်တောက်ထားမယ်ကာလတစ်ခုထိဆိုလို့ရှိရင်အဲ့ဒါစနစ်ကကာကွယ်ပြီးသားဖြစ်သွားတယ်ဒီအစာရင်ပိုးဒါပထမတစ်ချက်ဒုတိယတစ်ချက်ကမိုးရွာစီမှာဖြစ်တတ်တဲ့ဆာမွန်နဲလာကြောင့်ဖြစ်တတ်တဲ့cholera ဆိုဘယ်လိုခေါ်မလဲဝမ်းပြက်ပေါ့နော်ပြီးတော့ဝမ်းပြက်ဝမ်းလျှောတွေရှိသေးတယ် cholera မှာ2မျိုးရှိတယ်ကွာ cholera ရှိတယ်ပြီးတော့ diarrhea ဆိုတာရှိသေးတယ် diarrhea type ပေါ့နော်ကျွန်တော်မြန်မာနာမည်ထက်ပို့ပြီးတော့ခေါ်တာဆန်စေးလို့သွားတဲ့ဝမ်းရှိတယ်ပုံမှန်ဝမ်းလို့သွားတာရှိတယ်အဲ့ဒီ virus တွေကူးစက်နှုန်းကိုလည်းသူကချပေးတယ်ဝမ်းပြက်ဝမ်းလျှောလည်းသက်သာတယ်ဒါအပြင်သူတို့တွေက cell တွေကို training ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တမန်အေးမိတာတွေဘာတွေတိတ်မဖြစ်ဘူးခံနိုင်ရရှိတာတကယ်လို့အေးနည်းနည်းမိခဲ့လို့ရှင်တော့မှvitamin C ဒီနည်းနည်းတောင်းလိုက်။ zinc လေးနည်းနည်းတောင်းလိုက်လို့ရှိရင်တော်တော်လေးအဆင်ပြေတယ်။အဲ့ဒါကြောင့်မလို့ဒီလိုရာသီဥတုအကူပြောင်းဘုံရာသီမှမဟုတ်ဘူး။စောင်းရာသီအကူပြောင်းအတွက်လည်းအဆင်ပြေတယ်။ဒါအပြင်ကျွန်တော်တို့က stress ကခီးထွက်လို့ရှိရင်အစားအသောက်ပြောင်းသွားတယ်။အစားအသောက်အကူပြောင်းဖြစ်သွားတယ်။အဲ့လိုမျိုးဆိုလည်းဖြစ်တယ်။ပြီးတော့ကျွန်တော်ရဲ့ဒီ junior လေးတွေရှိတယ်ကျွန်တော်နဲ့အတူတူကျွန်တော်ကိုအကူညီပေးတဲ့သူတွေမှာဒီရိုက်ကူကြီးမှလည်းပါလာတယ်။သူတို့ဆိုလို့ရှိရင်အရက်တောက်လို့ရှင်တော့မှအဲ့ probiotic လေးကိုချူတောက်ရတယ်။ဘာကြောင့်လဲဆိုလို့ရှင်သူကအရက်တောက်လို့ရှင် ATL ဆိုလို့ရှင်သူကဘိုင်းနာတတ်တယ်။သူကအဲ့ probiotic လေးကိုကြိုပြီးပေးထားလို့ရှင်သူကဘိုင်းမနာတော့ဘူး။တူတူချစ်စားလေးပဲနော် probiotic နဲ့ဘိုင်းနာတာနဲ့မနာတာနဲ့ဆိုင်နေဆိုတော့သူကအစာကိုခြေစီပြီးတော့ဥလန်းချောင်းရဲ့ဒီ barrier ပေါ့နော်။ဥနေရန်လေးတွေကိုပြန်လဲတောင့်တင်းစေတာ။ပြက်တဲ့လမ်းလေးတွေဥလန်းချောင်းတစ်ချောင်းမှာပြက်တဲ့လမ်းလေးတွေတော့ barrier လေးတွေကိုဖာပြီးတာ။ဖာပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရက်တောက်တဲ့လူအတွက်လည်း probiotic တောက်ပေးလို့ရတယ်။အဲ့လိုမျိုးပဲဝမ်းနဲ့တဲ့လူပေါ့။ခဏခဏအသေးကွဲနေတယ်ကွာ။အသေးကွဲနေလို့ရှိရင်အဲ့လိုမျိုးစားချင်တာစားတယ်နော်။ပြီးရင်စိတ်လိုလိုက်စိတ်လိုလိုက်ပြီးစားချင်လို့စားရင်အဲ့လိုမျိုး probiotic တွေပြက်စီးနိုင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးတွေချိုးပြီးတော့တောက်ထားရင်လည်းအထောက်အကူဖြစ်တယ်။တဲကွဲပြောက်တယ်ဆိုရဲဆေးရဒါပေမဲ့ချိုးတော့တောက်ရမှာ။ချိုးချက်ချင်းအသေးကွဲမှတောက်လို့တော့မရ။အသေးကွဲမယ်ဆိုတာကြိုးမမသိနိုင်တဲ့ကိစ္စ။ကြိုးတောက်နိုင်ရင်မှဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းတော့စားနေတယ်လေ။နေ့တိုင်းတော့စားနေတော့ကျွန်တော်တို့အိမ်သမင်းအိမ်ဟင်းစားရင်တော့မှချက်ဖြုတ်တဲ့သူကိုကိုယ့်အမေချက်တယ်ဆိုအမေ
စင်အောင်စင်းတော့ဘယ်အစားအစာတွေနဲ့စင်အောင်မဆက်နဲ့ဘလောက်45 degree celsius အမေကျုံး ဒီဆိုလို့ဆိုလို့ရှိရင်အမေကျုံးပါ အမေကျုံးပြီလေ အဲ့ကြောင့်မို့ကိုကကြိုပြီးတော့တောက်ထားတာတော့ပို့ပြီးတော့မှန်တယ် တဲခွဲသမားတွေအတွက်ကောရမကချစ်သူတွေအတွက်ကောနော် ဂျမကန်ချစ်သူတွေကတော့ကျွန်တော်လုံးဝ recommend လုပ်တယ်ဘာကြောင့်လဲဆိုကျွန်တော်ကိုယ်တိုင်လည်းဟိုတောက်တက်တဲ့အထဲမှာပါတယ်အရက်တောက်တက်တဲ့အထဲမှာလည်းပါတယ်ဟိုတောက်တယ်ပေါ့နော် social drink ကောင်းလည်းတောက်တယ်အဲ့ဆိုကျွန်တော်အမြဲတမ်း probiotic ကိုတောက်ထားတော့ကျွန်တော်တကယ်ချင်းနေ handover ဖြစ်တဲ့အချိန်မှာအစာအိမ်နာတဲ့အချိန်မှာကျွန်တော်တိတ်မဖြစ်ဘူးဒါလေးကတော့ကျွန်တော်တို့ကောင်းချိုးလေးတွေပေါ့ဟုတ် ဟုတ်ကဲ့ပါဆရာအဲ့တော့လေဒါ probiotic ကိုဒါပျက်စီးနေပြီလို့ထင်တဲ့သူတွေကိုကပေါ့နော်ပြောချင်တာအစားအသောက်တွေကလည်းကောင်းကောင်းမရခုနပြောရတခြားသောဟို facts တွေအများကြီးနဲ့ကိုက probiotic တောက်ဖို့လိုပြီဆိုပြီးတော့တောက်တယ်ပေါ့နော်ဒါကကြတော့တောက်လိုက်ပြီဆိုလို့ရှိရင်အခုဥပမာဆိုလို့ဒီ 21st century ကထုတ်တဲ့ probiotic ကိုကိုရီးယားကိုခန္ဓာကိုယ်အတွက်လိုအပ်လို့ဆိုပြီးတောက်တယ်ဟိုတောက်ချောက်ကြီးဆွဲတောက်ရမှာလားခန္ဓာကိုယ်ရဲ့ system ကဒီလုံးဝရသွားပြီ okay ပြီဆိုရင်ရက်လိုက်လို့ရလားအဲ့လိုပေါ့နော်တောက်တဲ့ပုံစံဟိုတောက်ရမယ့်အချိန်ကြီးရောဆရာခုနပြောသွားတာတော့သိပြီပေါ့နော်ဆိုတော့ဘယ်လောက်ထိတောက်လို့ရလဲပေါ့ဆွဲတောက်လို့ရလား ဟုတ်ပြီအဲ့ဒါဆိုတော့ဒီကောင်ကကြတော့လေစာလို့မရှင်းမနဲ့ human behavior နဲ့ရှင်းမယ်မျက်မှောင်ကိုဆွဲတောက်ချင်တာ ဆွဲမတောက်ချင်ဘူးဆရာ yes ကျွန်တော်လည်းဆွဲမတောက်ချင်ဘူးအဲ့ဒါကြောင့်မလို့ဆရာဝန်ကပုံမှန်တောက်ရမယ့်ဆေးတောင်ကျွန်တော်တို့တောက်လို့လား ဟုတ်တယ်နော် ဒါလည်းကျွန်တော်တို့တကယ်နေမကောင်းဖြစ်တဲ့အချိန်မှာစားတောက်တာလေ ဟုတ်တယ် ကြိုတောက်ထားရဲဆိုတော့ခီးခဏခဏထွက်တတ်တဲ့လူကတော့ကြိုတောက်ပေါ့ဘာကြောင့်လဲဆိုလို့ရှိရင်လမ်းမအိမ်သားရှာခက်တယ်လေ ဟုတ်တယ် ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့တောက်တတ်တဲ့လူကျတော့အဆိုင်နာမှာကြောက်လို့ကြိုတောက်ပေါ့ပုံမှန်အိမ်ထမင်းအိမ်ဟင်းစားနေတယ်ကျန်းမာတဲ့ lifestyle ရှိရင်တော့ probiotic ကိုထူးပြီးတော့မတောက်ဘူးဘာကြောင့်လဲဆိုတော့သူတို့တွေကကိုယ့်ရဲ့ lifestyle ကိုပုံယုံကြည့်တယ်အားကြောင့်မလို့ဆရာဝန်ညွှန်းရင်တော့မှကျွန်တော်တို့ကိုယ်တိုင် recommend လုပ်ရင်တော့မှကျွန်တော်တို့ရဲ့ client နဲ့ကျွန်တော်တို့ရဲ့ patient တွေကမတောက်ကြအောင်နော်အဲ့ဒါကြောင့်မလို့ဘယ်ထိဆွဲတောက်ရမလဲဆိုတာကလေပုံမှန်ဆွဲတောက်ရင်တော့ပုံမှန်ဆွဲတောက်တဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးဆိုရင်တော့3လလောက်တိကျတောက်လိုက်တောက်လိုက်ပြီးတော့လို့ရှိရင် antibiotic မတောက်ဘူးနော်ပိုးသက်ဆေးမတောက်ရဘူးနော်ပြီးတော့လို့ရှိရင်ခဏခဏခီးမထွက်ရဘူးညဘက် night out တွေဘာတွေတိတ်မထွက်ဘူးဘားတွေဘာတွေမထိုင်ဘူးဆိုရင်တော့တောက်ဆရာမလို့တကယ်လို့ကိုကအသေးခွဲတဲ့အခါအရက်တောက်လို့အရက်တောက်တာကြာရင် probiotic တွေစုံကျုံတာပဲအဲ့ချိန်ကျရင်တော့တောက်ခီးထွက်လို့ဝမ်းပြဝမ်းလျှောဖြစ်ပြီးရင်တောက်နော်ပြီးတော့လို့ရှိရင်ယောဂတစ်ခုကြောင့်ကိုက antibiotic ပိုးသက်ဆေးတွေတောက်ခဲ့ရတယ်ဆိုရင် probiotic ကို3လလောက်ပြန်တောက်ဒါပေမဲ့စဉ်းစားကြည့်နော်လွတ်နိုင်ခြေရှိလားအမြဲတမ်းပြီးဝဲရမယ့်အနေထားပဲနောက်ကောက်ကိုပဲဆန်းစစ်လိုက်ကျွန်တော်ပြပြလိုက် အသက်ရှင်တဲ့ရွေးဒီခန္ဓာကိုယ်ရဲ့ system ကြီးကလေပတ်နေတဲ့ရွေးတော့ဒါလို့မဖြစ်မနေလိုရတဲ့ထဲမှာပါတာဆိုတော့ဆရာပြောသလိုပဲကိုစဉ်းစားပေါ့ ကိုယ့်ကိုပဲစဉ်းစားအမှန်တကယ်တော့ကျွန်တော်တို့မှားတာတော့မဟုတ်ဘူးနော်ကဘာကြီးကမှားနေတာဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ဒါဆိုရင်ကျွန်တော်တို့အရင်တော့အဗျာဟိုမိဘချက်ပြုတ်တဲ့ traditional အားဖြင့်ဆိုလို့ရှိရင်ဒီ probiotic ကလိုနေမှာမဟုတ်ဘူး ဟုတ် ခင်မီလာလေးပို့လိုလာလေးပဲ တိုးတက်လာတဲ့ခေတ်ကျဲနောက်မှာနော်ကိုယ်တိုင်လိုက်ဖြစ်ရတဲ့အရာတွေကလည်းပို့ပြီးတော့များလာ ဟုတ်တယ်ကျွန်တော်တို့ကိုယ်တိုင်မလုတ်ဖဲနဲ့ခံရတဲ့အရာတွေရှိတယ်။ဒါဖြစ်ကက်ယောဂါကြီးကျွန်တော်တို့ပြောလင့်ထားလို့လားကျွန်တော်တို့လုံးလို့လား ဟုတ်တယ် ။ဟုတ်ပြီအစားအသောက်မှာ probiotic တွေဖြုံးတိတဲ့အစားအသောက်မှုပတ်တံမျိုးကိုကျွန်တော်ရွေးချယ်ခဲ့တာလား။တွားသူဖြစ်လာတယ် ဖြစ်လာနော် ။စိတ်ဖိစီးမှုတွေက probiotic ကိုဆုံးရှုံးစေတယ်။စိတ်ဖိစီးမှုတွေကိုကျွန်တော်တို့ကလုတ်တာလားဘယ်သူကပေးတာလဲ။မိကုနေများရှိတယ် ဟုတ် ။အဲဆိုတော့ probiotic က trend ဖြစ်မှာပဲ။ဒီတက်ပို trend ဖြစ်မှာပဲ ဟုတ်ကဲ့ပါ ။ဒါကကျွန်တော်တွေးရအောင်ပေးလိုက်တာပါ။ညွှန်းတာတောက်ပါလို့မညွှန်းဘူးဒါပေမဲ့ကျွန်တော်တို့ probiotic ဆုံးရှုံးနိုင်တဲ့နီလန်ဟာကျွန်တော်တို့ပုံဝင်ချက်မှာအချိန်တိုင်းဖြစ်နေတာ ချိန်တိုင်းရှိဆိုတော့ဆရာမင်းကိုနေလည်းဖြည့်ပေးပါတယ်အတွေးတွေလည်းပေးပါတယ်ရှင် ကျွန်တော်တွေးဒါမဲ့လေကျွန်တော်တွေးမိရတယ်တခုပေါ့နော်နည်းနည်း တိတ်ကြပါဆရာ တန်တရားရနည်းနည်းများတဲ့အရာလေး ရတယ်တန်တရားအပူကြိုက်ပါတယ်ဗျ ဒါ supplement လည်းဖြစ်တယ်ဆေးလည်းဖြစ်တယ်ဆိုတော့ဒီဆေးတွေကိုအဲ့လိုဆွဲတောက်နေအဲ့လို side effect တွေများရှိနိုင်မလား ဟုတ်ပြီသူရဲ့ထုတ်ပိုးမှုကဘယ်တော့တချို့တွေဆိုလို့ရှိရင်တော့ဒီ probiotic ကိုဟို capsule အနေနဲ့လာတာရှိတယ်တချို့ကြောင့်အမှုန့်လေးလာများတယ်ဆေးလို့ပဲမြင်တာအောင်ဆရာဆေးလို့မမြင်ဘဲနဲ့အဲ့ဒါအကျိုးပြုပိုးကောင်လို့မြင်လိုက်ရင်ရောနံပါတ်1လူတွေကပုံမှန်အဖြစ်ကကွာဟို with စာလို့သဘောထားလိုက်လို့ရှိရင်လုံးဝကြည့်ရခက်တယ် with ထုလို့သဘောထားလိုက်ဖက်ရအရင်လို့တယ်ဒါလူတွေရဲ့ motive ပဲကျွန်တော်တို့တွေကဒီကောင်ကိုဆေးလို့လောက်တာဟာသူကထုတ်ပိုးမှုကဆေးပတ်တန်ဖြစ်နေလို့အမှန်တကယ်တော့ဒီ probiotic ကဒိန်ညင်မှာပါတဲ့ပိုးကောင်လေးတွေကိုစုထားတာဂင်းချီမှာပါတဲ့အကောင်လေးတွေကိုစုထားတာမီဆိုမှာပါတဲ့အကောင်လေးတွေကိုစုထားတာ
လက်ဖက်မှာပါတဲ့အကောင်လေးတွေကိုစုထားတာသူတို့ရဲ့ culture လေးတွေပဲအဲ့ culture လေးတွေကိုစားသုံးရလွယ်အောင်မိခင်ကကလေးကိုကျွေးသလိုပဲဆိုထမင်းကျွေးမယ်ဆိုလို့ရှိရင်မှငါးရိုးလေးထွင်ပြီးကျွေးလိုက်တာနော်ပြီးတော့နောက်ဆုံးဗျာတလဲသီးစားတယ်ဆိုရင်လုတ်ကျွေးတတ်တယ်ကျွန်တော်ရဲ့အတော်ဆိုလို့ရှိရင်တလဲသီးမှာလုံးဝအစိမပါအောင်အရေထုတ်ပြီးတော့ကျွေးတာဒါတွေကအစီနှစ်ကိုထုတ်ပြီးကျွေးတာပဲလေဒါစေးလို့မမြင်ပြီးတော့ခိုင်မာမှုလည်းရှိရမှာပေါ့နော်ကိုတောက်တဲ့ brand ကအမျိုးမီမသိတဲ့ brand တွေအများကြီးပေါ်နေတယ်ဘယ်နိုင်ငံရဲ့ FD ကအတိမတ်ပြုပါတယ်ဘယ်နိုင်ငံအဲ့နိုင်ငံအတိမတ်အဲ့နိုင်ငံကအတိမတ်ပြုတဲ့ FD ကအတိမတ်ပြုတာတက်တက်လေဒီမြန်မာပြည်ကိုဝင်ရလို့ရှိရင်ဂျားထဲမှာအလဲခံရတယ်လို့နော်တာသမီလဲတာတော့ဖြစ်နိုင်တာပဲဒီစေးမှုတွေလဲတာလည်းဖြစ်နိုင်တာပဲအဲ့ကြောင့် FD ဖြတ်ထားတဲ့ဥစ္စာမျိုးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့မြန်မာပြည်ရဲ့ FD ကိုဖြတ်ထားတဲ့ဥစ္စာဆိုပို့ပြီးတော့ကို safe ဖြစ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ပုံစံတူဆိုတာလုပ်လို့ရတယ်။ကျွန်တော်တို့ကခိုင်မာတဲ့နေရာကနေပြီးတော့ရတဲ့အရာတွေကပို့ပြီးတော့အဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့အားလုံးကိုယုံလို့မရတာ။ယုံဖို့အတွက်ကျွန်တော်တို့တွေကတင်းကျပ်တဲ့စီးမြင်းတွေဥပဒေသားတွေနဲ့အားလုံးလှုပ်ထားရတယ်။အဲ့လိုလှုပ်ထားမှအဆင်ပြေတာ။ကျွန်တော်ကတော့ဘယ်သူ့ကိုကောင်းတယ်ဘယ်သူ့ကိုမကောင်းပြောနေတာမျိုးမဟုတ်ဘူး။ကျွန်တော်ကလူတွေကိုပေးချင်တာကျမ်းမာရေးပေးချင်တာ။ဒါကြောင့်မလို့ကျမ်းမာစေသောပစ္စည်းများအတွက်အမြဲတမ်းစဉ်းစားတာကဘေးကင်းလုံခြုံမှုပဲ။ ဟုတ် safety ပဲ ဟုတ်ကဲ့ပါအဲ့တော့ပေါ့နော်တွေးကြရတော့တကယ်အများကြီးရပါတယ်နောက်တစ်ခါကျတော့ဆရာဒါတော့ကိုရီးယားတော့ကိုရီအရွယ်ပေါ့နော်လူကိုရီလူလက်ပိုင်းလူကြီးပိုင်းအတွက်ဒီမေးနေတာဆိုတော့ကလေးငယ်လေးတွေမှာဆိုလို့ရှိရင်လည်းဆရာဝမ်းပြည့်ဝမ်းလျှော်အဲ့လိုဖြစ်တာပေါ့နော်တော်တော်ခဏဖြစ်တဲ့ကလေးကလည်းလေအဲ့လိုဖြစ်ကိုဖြစ်နေတာအမြဲတမ်းလို့ပေါ့တာလေအသားလားဟုတ်ပါပြီတာကြောင့်မဆူမဆက်မေးလိုက်ပဲဟုတ်ကဲ့မမအဲ့တော့ probiotic ကကလေးတွေအတွက်ကောဘယ်လောက်ထိအရေးပါလဲပြီးတော့သူတို့ကရော probiotic ကိုမှီဝဲလို့ရလားဘယ်အရွယ်လောက်ကနေစပြီးတော့မှီဝဲလို့ရလဲပေါ့ရမယ်ဆိုဟုတ်ပြီ no တိုက်တဲ့ကလေးအတွက်ပေါ့နော် no စုနေတဲ့ကလေးအတွက်ကတော့မိခင်တို့အကောင်းဆုံးပဲ probiotic နဲ့ probiotic ကထုတ်ပေးတဲ့အရာတွေပါနိုင်တယ်လို့ကျွန်တော်ဖတ်ပူတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ predict ပါလဲတချို့မိခင်တွေကကလေးကစကားမပြောတတ်သေးဘူးတလားလောက်ပဲရှိသေးတယ် probiotic တောက်ချင်နေတယ်ကျွန်တော်မညွှန်မိခင်တို့ပဲတေချာတော့မိခင် probiotic တောက်ချင်တော့ဒီလိုမျိုးပဲကျွန်တော်ပြောတယ်ကလေးလေးကစပြီးစားခါစ6လလောက်ပေါ့အစာစားပြီးအစာစားပြီးဆိုလို့ရှိရင်အိမ်တမင်းအိမ်ပဲကျွေးတာအပြင်မကျွေးဘူးအဲ့ချိန် probiotic ကျွေးသွားတဲ့အစာကိုပြင်ပြီးတော့ကျွေးလိုက်ရင်အဆင်ပြေတယ်3နှစ်လောက်စပြီးကြောင်းတက်ပြီးအိမ်ထမင်းအိမ်ဟင်းရောအပြင်စာရောစားပြီးဆိုရင်တချို့တွေက2နှစ်လောက်ပေါ့အဲ့ကျန်တော့ probiotic ကို clay probiotic brand ကောင်းတဲ့ clay probiotic ကိုတောက်ပေးလို့ရတယ်သူကြောင်းတက်တဲ့ရက်တွေပေါ့ကွာကြောင်းမတက်တဲ့ရက်တွေကြောင်းလည်းမတိုင်နဲ့ပေါ့တိုင်နဲ့ဟုတ်ဆန္ဒဒါကလေးတွေအတွက်လည်းလိုတာပဲလိုတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမွေးတွေကကွာဟိုဒါကဒီ top နဲ့တော့မဆိုင်ပေမဲ့ကျွန်တော်တို့မွေးတွေက probiotic ရတဲ့ကလေးနဲ့ probiotic မရတဲ့ကလေးနဲ့ကလုံးဝနောက်ပိုင်းမှာဒီကလေးရဲ့ live ပြန်နောက်ပိုင်းမှာကွာခြားချက်ရှိတယ်အဲ့ဒါကို GAPS diet ဆိုတဲ့ဥစ္စာမှာဒေါက်တာနာတာရှာကမ်ဘဲဆိုတဲ့ဆရာမသိချပြောခဲ့ပြီသူကတော့ autism တွေကိုလေ့လာတဲ့ဆရာမပေါ့နော်။ဘာဖြစ်ရိုးရိုးမွေးတာနဲ့ခွဲမွေးတဲ့ထဲမှာရိုးရိုးမွေးတဲ့ကလေးတွေကပိုပြီးညံကောင်းနေတယ်။ဒီလိုတွေပြောတာတွေလေသူဆရာမစောင်းထဲမှာပေါ့ပြရှိတယ်။ခွဲမွေးတဲ့အချိန်ကျရင်မိခင်ရဲ့မွေးလန်းချောင်းထဲမှာရှိတဲ့ probiotic ကိုမရအောင်။မွေးလန်းချောင်းမှာလည်းသူက probiotic ရှိတာ။မရတဲ့အခါမှာသူတို့တွေကအခုနိုင်ငံခြားမှာတော့သူကဘာလုပ်လဲဆိုတော့မိခင်မွေးလန်းချောင်းထဲမှာသူက tissue လေးတစ်ခုထည့်လိုက်တယ် tissue ဆိုတာဒီဟိုနေပေါ့ကျွန်တော်စေးရုံလုံး tissue လေးပေါ့နော် tissue လေးဒါမှမဟုတ် glove လေးတစ်ခုထည့်လိုက်တယ်ကလေးမွေးလာတဲ့အခါမှာအဲ့ဒီဥစ္စာနဲ့တုပ်ပေးတာအော် probiotic ရအောင်ဘာလို့ဆိုမွေးလန်းချောင်းဖြစ်တဲ့အခါမှာမိခင်မွေးလန်းချောင်းမှာရှိတဲ့ probiotic ကဒီကလေးတိုးတက်ဖွံ့ဖြိုးမှုအတွက်ခုခံအားတွေနော်ပြီးတော့ဒီကလေးရဲ့ကိုယ်ရင်းမှာရှိတဲ့ probiotic အတိုင်းမျိုးဖွံ့ဖြိုးတိုးတက်ဖို့အတွက်လုပ်ပေးတယ်အဲ့ဒီအချိန်မှာခွဲမွေးတဲ့ကလေးကအဲ့လိုအတွေ့အကြုံမျိုးမရအောင်မရတဲ့အခါမှာယောဂပူထူကြတယ်လို့ဆီယမ်မကြီးရေးတယ်အိတ်ဆောင်အောင်ပါအဲ့ဒါကိုဘာသာပြန်ထားတဲ့မြန်မာဘာသာပြန်ထားတဲ့ဆောင်းလေငကားမဲစာပြရလားမသိထုတ်ထားတာရှိတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့တွေဟာ probiotic ကိုမွေးစာတွေကစလို့တာမိခင်ကမွေးတုန်းကလည်းဝေးလန်းကြမှာလည်းပေးတယ်နှုတ်ရည်ရပေးတယ်နောက်ဆုံးမိခင်နှုတ်တိုက်တဲ့အခါမှာမိခင်ရဲ့အရည်ပြားကနေ probiotic ကလေးတွေကကလေးရဲ့ပတ်သက်တွေကစီးဆင်းနေတာနန်းရှုပ်တယ်ဖက်နန်းတယ်အဲ့ဒီအချိန်မှာလဲတော့ probiotic ကလိုလိုကူးဆက်ပြီးသားပြင်ဆင်တဲ့ခါမှာလည်း probiotic ကရှိပြီးသားအဲ့ဒါကြောင့်မလို့ probiotic ကမွေးစာတွေကမမွေးခင်တဲ့ကောင်အကျိုးပြုနေတာကလေးတွေအတွက်လည်းလိုပါတယ်
ဟုတ်ကဲ့ပါဆရာအဲ့တော့ကလေးတွေအတွက်လိုတယ်စုမလို့အရွယ်တွေလိုတယ်ဆိုတဲ့ခါကျတော့ခုနကတော့အစပိုင်းတော့ပြောထားသလိုပေါ့ဆရာရဲ့အသက်အရွယ်ကြီးလာတဲ့ခါမှာလူတွေမှာဆိုလို့ရှိရင်အင်ဂျင်ကတဖြည်းဖြည်းနဲ့ချို့ယွင်းတာတွေများလာသလိုပဲလူကြီးတွေမှာဆိုရင်လည်းအထူးသဖြင့်တော့အဆိုင်ဦးလမ်းကြောင်းပြဿနာတွေအစာချေဖြတ်မှုဆိုင်ရာအာနေသွားတာတွေဝင်းချုပ်တာတွေအများကြီးပေါ့နော်လူကြီးတွေအတွက်ဆိုလို့ရှိရင်ဘယ်လောက်ထိရေးပါလဲ probiotic ကိုဘယ်လိုပုံစံမျိုးနဲ့သူတို့မှီဝဲတင်လဲပေါ့ ဟုတ်ပြီကျွန်တော်အသက်ကြီးတဲ့လူကြီးတွေဆိုရင် ဟုတ် immunocompromised မဖြစ်အောင်ပေါ့နော်စကလုံးတစ်လုံးသုံးတယ် immunocompromised ဆိုတာကလွယ်လွယ်ကူပြောရရင်ခုခံအားကျဆင်းတဲ့လူတွေပေါ့။အဖြစ်ကင်ဆာသမားတွေအဆိုင်ခွဲစိတ်ထားတဲ့လူတွေဆေးရုံကြာရှည်တက်နေရတဲ့သူတွေ AIDS HIV ခံစားနေရတဲ့လူတွေအဲ့ဒီဖြစ်တဲ့လူဆိုရင်တော့ဒီကောင်ကပိုးကောင်မလို့သူလည်းအဆိုးရတာမဟုတ်ဘူးအချိန်မြေဒုက္ခထပြီးသွားနိုင်တယ်။အဲ့လိုလူတွေတော့ကျွန်တော်သိမပေးဘူး caution နဲ့ပေးတယ်တတိလေးနဲ့ပေးတယ်အမြဲတမ်းဒီ science နဲ့တင်ပေးတာပေါ့နော် sepsis ဖြစ်ဘယ်လိုဖြစ်မလဲဆိုတင်ပေးတယ်ပုံမှန်အသက်ကြီးတယ်ပုံမှန်ကျန်းမာတယ်ကျန်းမာတယ်ဆိုပြီးမြဲအသက်ကြီးရင်တော့ဝမ်းချုပ်လာကြတာပဲဘာကြောင့်လဲဆိုအစာမချေနိုင်ဘူး probiotic နည်းသွားတာလည်းဖြစ်နိုင်တယ်အဆိုင် acid ကျသွားတာလည်းဖြစ်နိုင်တယ်ပြီးတော့ပါဆက်သွားမကောင်းတာလည်းဖြစ်နိုင်မဝါနိုင်တာလည်းဖြစ်နိုင်တယ်လှုပ်ရှားမှုနည်းတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးဆို probiotic လေးကိုပုံမှန်တောက်ပေးတာပေါ့နော်တရက်ချာဖြစ်ဖြစ်နှစ်ရက်ချာဖြစ်ဖြစ်တောက်ပေးလို့ရှိရင်သူတို့ရဲ့ဒီ bowel habit ဆိုတာဝမ်းတော်ဝမ်းလာလောက်ကြတာပြီးအဆိုင်မှာလေပွားတာဝမ်းလျှော့တာဒါမျိုးလေးတွေကိုတားပေးတယ်အသက်ကြီးတဲ့သူတွေဝမ်းလျှော့ရင်လေတအိမ်လုံးဒုက္ခရောက်တယ်နော်အဲ့ဒါကြောင့်မလို့ဝမ်းမလျှော့အောင် probiotic တောက်ဖို့အတွက်ကျွန်တော်ကဒီ talk ကနေပြီးတော့ကျွန်တော်က recommend တစ်ချက်ပေးတယ်ပေါ့နော်အကြံ advice ပေါ့ recommend ဆိုတာတဲ့ advice ပေးတယ်ပေါ့ဘာကြောင့်လဲဆိုတော့လူကြီးတွေကခလေးဖြစ်သွားတာခလေးဖြစ်သွားတော့ဝမ်းလျှော့ရင်တည်တဲ့အထိဖြစ်နိုင်တယ်နော်ဟုတ်တယ် လူ ဟုတ်တ ကြီး ယ် တွေ ဆရာ ကျွန်တော်ရှော့ရင် အဲ့ဒါကြားဘူးတယ်ပတ်ဝန်းကျင်တွေမှာတကယ်ကြားဘူးတယ် ကြားဘူးတယ်ဟုတ် ဟိုဝင်းလျှော့တာလေးပဲဆိုပြီးတော့လေနောက်ဆုံးအဲ့လိုမျိုးမမျောလင့်ထားတဲ့ကိစ္စတွေအထိအဲ့လိုဖြစ်သွားတာ ဖြစ်သွားတယ်အဲ့ဒါဘယ်ကနေလာလဲဆိုတော့လေအသက်ကြီးတဲ့အိမ်မှာနေတဲ့သူတွေဟာတအိမ်လုံးအသက်ကြီးနေပို့ဖြစ်တယ် ဟုတ်တယ်ဆရာ လူအိုယုံလို့ဖြစ်တာပေါ့လူအိုယုံဆိုတော့အငယ်တော့အသက်80တအိမ်လုံးမှာမိသားစု9ယောက်နေတယ်အငယ်တော့80ဆိုစဉ်းစားကြည့်သူတို့အပြင်မထွက်တော့ထမင်းချက်ပြီးသားတွေကိုကြောင်ရင်းထဲမှာထည့်ထားတယ်အချင်းဖောက်လားမဖောက်လားသူမသိဘူးကောင်းလေးတွေထင်ပြီးစားလိုက်တယ်ဝမ်းလျှော်ပြန်ပြီတချို့လူတွေဆိုလို့ရှိရင်လေဖြတ်ထားတယ်လေဖြတ်ထားတဲ့ခါမှာတန့်ရှင်းလောက်တာအားနေတယ်အားနေတော့ဝမ်းမှာပါလာတဲ့ eco line လေးတွေရှိတယ်အဲ့ eco line လေးတွေကမျိုးချလိုက်ရင်ကိုယ့် eco မျိုးချလိုက်ရင်ဝမ်းလျှော်ပြန်ဒီလိုမျိုးလေးရှိတယ်လက်မတန့်လို့အစာမတန့်လို့အဲ့လိုဖြစ်တာလေးတွေရှိတယ်အားကြောင့်မလို့တောက်တယ် ဟုတ်တယ်ဟောနော်ဆိုတော့အဲ့ဆရာစမတို့ခုနကပြောတဲ့ဟာနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်လေခန္ဓာကိုယ်ကဒီပေါ့နော်probiotic လိုအပ်တယ်ဆိုတဲ့သူတွေပေါ့လိုအပ်တယ်ဆိုလို့ရှိရင်တောက်မယ်ဆိုလို့ရှိရင်3လလောက်တော့သူ့ရဲ့အကျိုးကျေးဇူးကိုတိတိတတ်တာခံစားဖို့ကအနည်းဆုံး3လလောက်ဆွဲတောက်ဖို့အတွက်ဆရာအကြံပေးခဲ့တာပေါ့နော်3လလောက်ထိဆိုတော့ကျွန်တော်ကတော့လူတွေရဲ့အစားအသောက်နေထိုင်ရမတူကျွန်တော်ဆိုလို့ရှိရင် healthy lifestyle မဟုတ်ဘူးပြင်ပစာအစားများတယ်နော်ဟို pocket social drink ဆိုတော့အရက်တွေပါတောက်တတ်တယ်ညဘက်အေးအေးပြက်ပြီးတော့အလုံးလုံးရတဲ့အရက်တွေရှိတယ်အဲ့ဒါဆိုတော့ပုံမှန်အဖြစ်ကတော့ကျွန်တော်က healthy lifestyle မဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မထိန်းနိုင်ဘူး inflammation အများကြီးရှိနေတယ်ရောင်ကိုင်းတာရှိနေပြီးတော့ဒီလိုဖြစ်နေတာပေါ့နော်တချို့လူတွေကကျတော့သူတို့တွေက healthy lifestyle ဖြစ်ပြီးသားဟုတ်အခက်မတော်တဆအဆိုင်လမ်းချောင်းမမျှတာတဲ့အခြေအနေဖြစ်လို့သူလေပွားမယ်ဝမ်းချုပ်မယ်ဝမ်းပြက်ဝမ်းလျှော့ခဏခဏဖြစ်မယ်နော်ပြီးဟိုဘယ်လိုပြောမလဲ depression နဲ့ပေါ့နော်စိတ်တန့်ကျလာမယ်ညဘက်အိတ်မပျော်တော့ဘူးဆိုလို့ရှိရင်တော့ probiotic ကိုတစ်လလောက်ရင်တောက်ကြည့်လိုက်ဟုတ်အဆင်ပြေသွားမယ်အစားအစာလည်းလေမပွားတော့ဘူးအားလုံးအဆင်ပြေသွားမယ်ဝမ်းတွေကလည်းပုံမှန်ဖြစ်သွားမယ်ဆိုရင်တစ်လလောက်နဲ့ရက်လို့ရတယ်တောင်းရင်နဲ့ဝမ်းကလည်းပုံမှန်မဖြစ်သေးဘူးလေပွားတာလည်းရှိနေတော့နော်ပြီးတော့လို့ရှိရင်အစားစားပြီးရင်လည်းပိုက်ကျင်လည်းပူနေတယ်လေတွေနဲ့တင်းပြီးတော့ညဘက်ကျလို့ရှိရင်လည်းဝမ်းစီကနကနသွားတယ်ဝမ်းကနကနသွားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့6လလောက်တောက်တင်တယ်တောက်ပါပေါ့ဒီလူပေါ်မူတည်တာပေါ့တောက်တဲ့လူပေါ့ကိုအခြေအနေပေါ်မူ Yes ကိုယ့်ကိုယ်ပဲ sensitive ကိုလည်းအတိဆုံးလေး Yes ကိုယ့်ကိုယ်အတိဆုံးပဲပေါ့အမှန်တကယ်တော့ကျွန်တော်တို့ကဟိုနာမည်သတ်မှတ်လိုက်တာပါဟုတ်အနည်းဆုံးတော့မယ်အချိန်ကဒီလောက်4ဘက်လောက်ဆိုရင်တော့အကျိုးအနေနဲ့ရှိတယ်လို့သတ်မှတ်လိုက်တာ12ဘက်ရှိရင်တော့ဒီလိုအကျိုးရှိတယ်လို့သတ်မှတ်လိုက်တာပါ3လလောက်တော့ကောင်းကောင်းတောင်းကြည့်လိုက်ဟုတ်ကဲ့တချို့တွေဆိုလို့ရှိရင်6လလောက်ထိတော့ပြောတယ်နောက်ပိုင်းတော့ကိုယ့်ရဲ့အခြေအနေပေါ်ကြည့်ပြီးတောက်တင်တောက်မတောက်တင်မတောက်နဲ့ပြီးတော့ဆရာနောက်တစ်ခုကကြတော့ဗါလဲဆိုခုတော်တော် social media တွေမှာတွေ့နေရတာပေါ့နော်get help for flat tummy ဆိုရဲဆိုပြီးတော့ bite ချက်ဖို့ weight ကျဖို့ဆိုပြီးတော့ probiotic တွေတောက်နေကြရပေါ့နော်ဆရာအဲ့ဒါကိုတောက်လိုက်တော့တချို့ကလည်းတကယ်ကြီးသူတို့ရဲ့ review တွေသူတို့က weight ကျသွားသလိုကြီးကိုပြောပြတယ်မြင်လဲမြင်ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့
အဲ့ဒါကဟိုအစီတွေကျသွားတာလားဒါမှမဟုတ်လို့ရှိရင်သူတို့ဒီပေါ့နော်ဟိုထဲပိုက်ထဲမှာအဲ့လိုထားပါအဆိုင်လမ်းကြောင်းရှင်းသွားပြီးတော့အဲ့လိုလေပွားသလိုဖောင်းဖောင်းကြီးဖြစ်နေတာကိုဘဲရော့သွားတာလားအဲ့လိုမျိုးဟာလေးကိုနည်းနည်း clear ဖြစ်ချင်တာဆရာ ဟုတ်ပြီညီမဒုတိယပြောတဲ့အချက်ကမှန်တယ်ဒုတိယအချက်ကမှန်တယ်ဆိုတာဘာလဲဆိုတော့လေပွားရင်ပိုက်ပူတယ်တချို့လူတွေရှိတယ် SIB လို့ခေါ်တယ် small intestinal bacteria overgrowth ပေါ့နော်အဲ့လို patient တွေမှာသူကဘယ်လိုလဲဆိုလို့ရှိရင်ဥမအိမ်မှာရှိရမယ့် pathogen ပေါ့နော် bacteria လေးတွေကသူက small intestine လို့ခေါ်တဲ့အဆိုင်နာကိုကတ်လာတဲ့အခါကျလို့ရှိရင်သူကမတက်ပိုင်းကြလို့ရှိရင်သူက bike လေးချက်လေးပဲညပိုင်းကျရင် bike ပူနေရောသူကလေတွေနဲ့ပြည့်နေတာအဲ့ဒါကို probiotic တောင်းလိုက်လို့ရှိရင်အဆင်ပြေသွားတယ်ဒါပေမဲ့ဗျာ weight ချရဲဆိုတာက multifactorial ပါအကြောင်းများစွာကြောင့်ဖြစ်တာဗျာဘာဖြစ်ကျွန်တော်တို့ thyroid မကောင်းလို့ရှိရင်လည်း weight တက်တယ် ဟုတ်တယ်ကြောင်းလို့ ပြီးတော့လို့ရှိရင်အသေးမကောင်းလည်း weight တက်တယ်အိမ်အောင်ရှင်အမျိုးသမီးများတားစီးတောင်းနေလည်း weight တက်တယ်ယောဂကုသဆေးကြောင့် steroid တွေတောင်းနေလည်း weight တက်တယ်နောက်ဆုံးတစ်ခုဗျာလေ့ကျင့်ခန်းမလုပ်ဘဲနဲ့ငုတ်တုတ်ထိုင်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်လေ့ကျင့်ခန်းလုံးဝလုပ်ချင်မရှိဘူးအစားတောင်းလဲစားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်း probiotic တောင်းရင်လည်း weight ကျရင်အချင်းချင်းခါခါဆူတောင်းမပြည့်ဘူးနော်ဘလို့မှမပြည့်နိုင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီ probiotic ကောင်လေးဟာအဆိုင်ဦးလန်းချောင်းအတွက်ကောင်းစေတာမှန်ပါတယ်အစီကိုချပေးနိုင်တဲ့တချို့ probiotic လေးတွေရှိပါတယ်ဒါပေမဲ့ lifestyle မပြည့်နိုင်ရင်အစားအသောက်မပြည့်နိုင်ရင်စိတ်ဖိစီးမှုမလျှော့နိုင်ရင်ယောဂကုသဆေးတွေကိုမရက်နိုင်ရင်တားဆေးတွေကိုမဖြုတ်ချနိုင်ရင်မပေးဘူးဒါကြောင့်အဲ့ social media ရဲ့အယူဆကိုတော့ကျွန်တော်စန့်ကျင်တယ်တောက်တယ် review ပေးတယ်ဆိုလို့ရှိရင်လည်းအဲ့ review ပေးတဲ့လူကို follow ပြန်လိုက်ကြည့်ပထမတစ်ရက်နှစ်ရက်ကတော့ကြားသလိုထင်တယ်ဒါပေမဲ့ follow ပြန်လိုက်ပြီးတဲ့အခါမှာသူတို့လည်းမချအောင်ဝါမြဲဝဆဲဝနေတုံးပဲဒါကြောင့်လို့ဆိုကျွန်တော် client တွေအများကြီးစကားပြောပြီးတော့ဒီရဲ့ lifestyle တွေကိုပြင်ပေးရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြဲတမ်း follow အမြဲတမ်းလိုက်တယ်လိုက်တိုင်းပထမ evidence မှာပထမဆုံးအချိန်ပထမတစ်လားလောက်မှာသူကလည်းတအားပိန်ကျင်နေတော့ probiotic လည်းတောက်တယ်ဗျာအစားတောက်လည်း short တယ်လေ့ကျင့်ခန်းလည်းလုပ်တယ်ဗျာစိတ်ဖြစ်စီညဘက်လည်းကောင်းကောင်းအိတ်တယ်သူပိန်သွားအောင်ပိန်သွားတော့ဒီ probiotic ကြောင့်ပိန်သွားတယ်လို့ထင်တယ်အမှန်တကယ်တော့အချက်များစွာကြောင့်သူပိန်သွားတာနောက်ပိုင်းကျတော့သူက recommend ရေးလိုက်တယ်ဒါမှမဟုတ်လို့ရှိရင် comment ပေးလိုက်တယ်အဲ့ဒါကိုဖတ်ပြီးတော့ probiotic ကခက်တည်စားကြအောင်ဒါပေမဲ့သူကအဲ့ချိန်မှာပိန်သွားပြီဓာတ်ပုံရိုက်လို့ရသွားပြီပေါ့နော်သူမင်္ဂလာဆောင်နေဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့တခြားအကြောင်းတစ်ခုကြောင့်လည်းဖြစ်မယ်နောက်ပိုင်းကျရင်တော့သူစားချင်လို့စားမယ်အိတ်ချင်တဲ့အချိန်အိတ်မယ်နော်ဟိုဘီယာဆိုင်တွေလည်းသွားနေမယ်ဆိုရင်တော့ဖောင်းကြီးဖြစ်နေမှာပေါ့အရင်လိုပြန်ဖြစ်မှာပေါ့အဲ့ဒါကြောင့်မလို့ provided တောက်ရုံနဲ့တော့ weight မကြပါဘူးဗျဟုတ်ကဲ့ဆိုတော့ဆရာနဲ့စုဝင်နဲ့အဲ့လိုပေါ့နော် weight ကြတဲ့ခေါင်းစဉ်လေးကိုစုဝင်စိတ်ဝင်တစားမင်းနေတဲ့အချိန်မှာJace နဲ့ကတော့ဘလို့မှဆက်လို့မရဘူးဖြစ်နေတယ်။ तू ကလုံးဝအစီမရှိပဲလှနေတဲ့မောင်လေးတယောက်ဖြစ်နေတာ။ကျွန်တော်လည်း vibe ပူပဲ။ကျွန်တော်ကောင်းမလေးလေ။ဟောအေးမေးကြောင်ဒီတော့ကြည့်ပါကျွန်တော်တက်တော့တွေ့ချင်းသူလည်းအဲ့လိုမျိုး तू ကအဲ့လိုအဆိုင်ကျင်းတဲ့ထဲမှာပါတယ်ထင်တယ်ကျွန်တော်လည်းအဲ့လိုဆက်ပြီးတော့ဆရာပြီးတော့ तू အဲ့လိုမျိုးဝမ်းချုပ်တတ်တယ်အစာမကြည့်တခါလေကြားလို့ရှိရင်အဲ့လိုအစာခံပြီးမှစားရင်လည်းအဲ့လိုမျိုးပြန်ပြီးတော့ဟိုအန်နာမျိုးတွေပါလေရှိတယ်ပေါ့နော်ပြီးအဲ့လိုညဘက်ဆိုရင်ဆရာခုနပြောတော့ပဲဘိုက်ပူနေတတ်တယ်ပေါ့နော်မနေ့ကျရင်တော့ချက်သွားချက်တယ်အဲ့လိုမျိုးဆိုတော့ဒါ probiotic တောက်တဲ့ဟုတ်တယ် probiotic တောက်တဲ့အပြင်ပေါ့နော် SIB ကိုဖြစ်တဲ့လူတွေဟာရေများများတောက်ရတယ်နောက်တစ်ချက်ကကျတော့အစာမစားခင်ရေတောက်ပြီးတဲ့အလေးအကျင့်လုပ်ရတယ်အရွက်ကိုလည်းမျှတအောင်စားရတယ်အရင်စားလို့လည်းမရအောင်ပြီးတော့ရင်အစာကိုကျဉ်းအောင်ဝါရတယ်ညဘက်လည်းကောင်းကောင်းအိပ်ကြတယ်အချို့ဖြတ်ကြတယ်ဆရာအချို့မဖြတ်လို့ရှိရင်သူတို့က SIB ကိုဖြစ်တဲ့လူတွေကအချို့ပူကြိုက်တယ်နော်ချိုလေးစားရမှထမင်းစားပြီးအမီးလေးကဒူးရင်သီးလေးစားလိုက်မှပိုအဆင်ပြေတာတော့ခန္ဓာကိုယ်ထဲမှာဒူးရင်သီးသွေးတွေအရင်ကျဆင်းနေလို့ခေါင်းမူးတာတော့အဲ့လိုမျိုးလေးတွေရှိတတ်တယ်လိုအပ်တာအဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒါလေးတွေပါဖြတ်နိုင်မှSIB လေးကပြောင်းရင်သူ1လေးပုံမှန်ပြန်ဖြစ်ပါဆရာ probiotic တစ်ခုတည်းနဲ့တော့မရအောင်ဆရာဒါပေမဲ့ဟိုကုသမှုပုံမြန်သွားစေတာပေါ့နော် probiotic တောင်းခိုင်းလို့ရှိရင်တော့မင်းဘိုက်ပူတယ်လို့ထောက်ဖြုတ်တာမဟုတ်ပါဘူးနော်အကြီးကတော့ကျမ်းမာနေခြင်းလို့ပါအိမ်ရမယ်ကြာတယ်ဟုတ်ကဲ့ပါဆက်ဆရာအခုနောက်ပိုင်းနောက်တစ်ခုကတော့လေလူတွေကတော့အစီကြပြီးတော့ဟိုနည်းနည်းဝိရစားရအဆင်ပြေအောင်ကြိုက်တာပေါ့ဘယ်သူမဆိုဆုံးတော့လည်းကြိုက်တာပဲလေနော်အဲ့ခါကျတော့ဒီ fasting တွေလုပ်ကြတယ် fasting မှာမှဒီနောက်တစ်ခုကြားဘူးတာ intermediate fasting intermittent fasting ဟုတ် intermediate fasting လို့ရှိရင်ဟုတ် intermittent fasting ပေါ့နော်နောက်တစ်ခုကကျတော့ intermittent fasting မှာဆိုလို့ရှိရင်ဟိုဒီအစာမစားခင်မှာ
probiotic တောက်တယ်ဆိုလို့ရှိရင်သူက fasting ပြတ်တယ်ဆိုပြီးတော့လည်းပြောကြတော့လေအဲ့ဒါဟုတ်လား မိတ်ဆွေလေးတွေတော့ နော် နော်တက်ရှိ ဆရာပြတ်နိုင်တဲ့ probiotic ရှိတယ်မပြတ်နိုင်တဲ့ probiotic ရှိတယ်တဲ့ fasting ရဲ့ဥတီချက်ကကျတော့ကျွန်တော်တို့ insulin ထိန်းတာဗျခန္ဓာကိုယ်ထဲမှာတကြားမရအောင်ထိန်းတာတကြားမစားတော့ glucose မတက်တော့အပိုင်းခြားလေးပေါ့သူက glucose ခန္ဓာကိုယ်ထဲဝင်လာတာနဲ့ခန္ဓာကိုယ်ထဲမှာ insulin တက်လာတယ်အဲ့ insulin တက်လာလို့ရှိရင် insulin ရဲ့သဘောတဘာဝကိုကတော့ဝအောင်လုပ်ပေးတာ so water retention ဖြစ်လာတယ်သူဝလာတယ်ပေါ့နော်ဒီလို pattern မျိုးလေးတွေရှိတယ်ဒါကြောင့်မလို့အစားမစားဘဲနဲ့ထိန်းတယ်ဆိုတာရေတစ်မျိုးပဲတောက်ပြီးထိန်းတယ်ဆိုတာကအစားမစားတာနော်ရေပဲတောက်လို့ရတာနော်တချို့တွေက intermittent fasting လုပ်တယ်ဒါပေမဲ့အချွေတွေတောက်နေရရှိတယ်အချွေတောက်လို့မရအောင်နော်အစားမစားတာကရေတစ်မျိုးပဲတောက်ပါတယ် fasting က16နာရီလောက်တာရှိတယ်16နာရီလောက်တာရှိတယ်17နာရီလောက်တာရှိတယ်တချို့တွေဆိုလို့ရှိရင်36နာရီလောက်လောက်တာရှိတယ်ဒီထက်ပိုပြီးတော့ကျွန်တော်3ရက်လောက်ထိလောက်တယ်လို့တွေ့ပြီးတော့82နာရီ ဟောက် ခံနိုင်ရင်ရှိတယ်နော်ဆရာ ဟာလားဆ ရှိ ရာ တယ် ရှိတယ် ကျွန်တော်ကိုယ်တိုင်ဟိုဟာရက်30 28ရက်လောက်ရေပဲတောက်ပြီးတော့ဒီတိုင်းဟို protein drink တွေပဲတောက်ပြီးတော့ဘာလို့လဲကျွန်တော်ဒီ jaw surgery ယူတော့ကမေးရိုးဖွင့်လို့မရတော့ရေပဲတောက်ပြီးတော့လုပ်ခဲ့နေလို့ရတယ်လူကမသိ ရတယ်တခုထပ်ပြောပြမယ်ကျွန်တော်ဖတ်ထားတဲ့ fasting လုပ်တာအများဆုံး52ရက်ထိတွေ့ပြီးတယ်ဘာမှမစားဘဲနဲ့ရေတစ်မျိုးတွေကိုတောက်ပြီး52ရက်ထိနေအဲ့ဒါကတော့ဟိုဒီ religious နဲ့ပတ်သက်တဲ့ပုံကိုကြီးတယောက်ပေါ့နော်ဒီပုံကိုကြီးတယောက်ကလုံးဝအစားမစားဘဲနဲ့52ရက်ထိနေတယ်ယောဂဖြစ်လာဆိုမဖြစ်ဘူးဆရာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာတဲ့ growth hormone နဲ့ IGF လို့ခေါ်တဲ့ကြက်သားတွေကိုအကျိုးပြုတဲ့ hormone ဟာအစပေါင်း1000မြင့်တက်နေတယ်ကျွန်တော်ရဲ့ client တွေထဲမှာ3ရက်လောက် fasting လုပ်တယ်လို့ရှိတယ်သူတို့ fasting လုပ်တဲ့အခါမှာတနည်းအားဖြင့်ပြောလို့ရှိရင်နားထဲမှာကွာဟိုလုံးဝကွာကြည်လင်လာတာအကြမ်းအောင်ကြည်လင်လာတယ်အမြင်အာရုံကြည်လင်လာတယ်လူကလုံးဝရှင်းလင်းပြီးတော့စာဖတ်ရလွယ်တာတွေရှိတယ်ဟုတ်ပြီအဲ့ဒါကလုံးဝ insulin ကိုထိန်းချုပ်လိုက်တာတချို့ probiotic လေးတွေမှာတကြားပါတယ်ဗျတကြားပါတော့ fasting မှာ probiotic တောက်လိုက်ရင် insulin တွေကနည်းနည်းတက်သွားတယ်တက်သွားတဲ့ကြောင့် fasting ပြတ်တယ်လို့ပြောလို့ရတယ်အဲ့ဒါကိုဖြည့်ရှင်းတဲ့နည်းက fasting ဆိုတာကအစားမစားတဲ့အချိန်ကိုပြောတာအဲ့အချိန်ကုန်တာနဲ့အစားစားမှာပဲ3ရက်လောက်အစားမစားဘူးဆို4ရက်မြောက်မှာတော့အစားစားမှာပဲအဲ့စားခံဒီအချိန်ကြရင်တော့နိုင်ခွက်လောက်ကြိုပြီး probiotic ကိုတောက်လိုက်အဲ့ဆို fasting မပြတ်ဘူး အော် ဒီက မဆရာရောအများကြီးပဲနော် နော်ဒီတခြားကြောင့် တခြား ဟုတ်တခြားကြောင့်ပဲအဓိက fasting ကတော့ကျန်းမာရေးအတွက်တော်တော်ကောင်းတယ်ဗျ probiotic နဲ့ fasting နဲ့သာတွင်တော်တော်ကောင်းတာအဆိုင်လမ်းကြောင်းအတွက်ဘာဖြစ်ကျွန်တော်တို့ရဲ့ဗုဒ္ဓဆိုလို့ရှိရင်တက်တက်တီတော်ဆုံးအောင်စား10နာရီခွဲလာမသိဘူးသူစားတာပုံမှန်ဗုဒ္ဓတိုင်းရဲ့မှာလည်းတည်နေဆိုထားတယ်ကျွန်တော်တို့ကအစားစားချိန်များလေလေလူကိုပျက်စီးလေလေပဲဘာကြောင့်လဲဆိုဒီအစားစားတဲ့အခါမှာ free radical တို့ reactive oxygen species တို့ခန္ဓာကိုယ်အိုမင်းစေတဲ့အရာတွေထုတ်ပေးတယ်အဲ့ဒါကြောင့်မလို့အစားမစားဘဲနဲ့နေလေပို့နှုတ်ပြုတ်လေဆိုတဲ့ trend ကဖြစ်လာတယ်အဲ့ဒါကတော့အခုမှဖြစ်တဲ့ဟို up to date trend မဟုတ်ဘူးဟိုးအရင်ကျွန်တော်တို့တွေအစင်အဆက်နော်ဘာသာရေးခေါင်းဆောင်တွေတုံးခဲ့တဲ့နီလန်ပဲမှဖြစ် uses အစားမစားဘဲနဲ့ပဲညင်စင်ရသွားတာဟောရမဗုဒ္ဓအားလုံးအစားမစားဘူးဟိန္ဒူဘာသာရေးခေါင်းဆောင်တွေလည်းအစားမစားတာ fasting လုပ်တာအများကြီးရှိတယ် တကယ်တော့နော်ဆက်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်တကယ်အရင်စိတ်ဝင် old fashion တွေကအရန် viral ဖြစ်လာတာပါ ဟိုလေတကယ်တော့ကိုရီးယားလေအများရန်ပေါ့နေညစာမှမစားထားရင်ရင်းနေပူပြီးအိတ်မပျော်ဘူးဆိုပြီးတော့ထင်တာတကယ်တမ်းအဲ့လိုမျိုးဖြစ်တယ်ဆိုပြီးတော့အများကြီးစားလိုက်မိတယ်ဆိုရင်အိတ်မပျော်ရအောင်တကယ်တော့အဲ့လိုမျိုးလည်းဖြစ်တယ်ညစာလေးကို live food လေးစားလိုက်တယ်ဆိုလို့ရှိရင်အိပ်ပျော်တဲ့အပြင်မနက်ခင်းကြလို့ရှိရင်နိုးတဲ့ခါမှလည်းပူပြီးတော့ကြည်ကြည်လင်လင်ဖြစ်တယ်အဲ့လိုမျိုးအဲ့လောက်လေးတော့ကြုံမှုတယ်ပေါ့နော် ဟုတ်ကဲ့ဗျ နော်ဆရာပြောတာတကယ်ထောက်ခံပါတယ် ဟုတ်ကဲ့ဗျပြီးတော့နောက်တစ်ချက်ကကျတော့ကျွန်တော်ကတရုတ်ပါတရုတ်ပေါ့နော်တရုတ်ဆိုတာကျွန်တော်ရဲ့ဟိုအဖွားပေါ့ကျွန်တော် MI လို့ခေါ်တယ် MI အမြဲတမ်းပြောတဲ့စကားလေးတစ်ခုရှိတယ်လူတယောက်ကစံကုန်ရင်သိတယ်တဲ့စံကုန်ရင်သိတယ်နော်ကျွန်တော်တို့လောကကြီးမှာစားဖို့စံမွေးတွေကပါပြီးသားအဲ့ပြင်မင်းကိုတင်း90ကျွေးပဲဆိုတင်း90အဲ့ဒါကိုနည်းနည်းနဲ့တနေ့ကိုနည်းနည်းဆိုင်တော့အသက်ရှည်တယ်ပေါ့နည်းနည်းဆိုင်အသက်ရှည်တယ်ဆိုတာကိုတရုတ်စကားပုံကနေပြန်ယူပြီးတော့ပြောတာဒါကတော့တရုတ်သူတို့မှရှိမရှိတော့မသိဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီဘိုးဘပီပင်ကအဆုံးမစကားဒီလိုလေးရှိခဲ့တယ်လူတွေကစံကုန်ရင်သိတယ်အဲ့ကြောင့်များများဆိုင်ရင်မြင်းသိတယ်နည်းနည်းဆိုင်ရင်အသက်ရှည်နေရတယ်ဆိုတော့ logic လေးလည်းရှိတယ်အဲ့ logic ကတဖြည်းဖြည်းနဲ့မှန်လာတာတွေ့ရတယ်ပေါ့ညစာမစားလို့ငါအသက်ရှည်တယ်ဆိုရင်ဂေါရမဗုဒ္ဓပြောခဲ့တဲ့စကားကလေ
ဒါကြောင့်လေ နော်မသိဘူးဆရာကလည်းစံကုန်တည်ရဆိုအမြန်အောင်ပြေးမှာတော့ ထောက်လိုက်လားအိမ်မှာအချိန်ပိုင်းနောက်တစ်ခုကတော့ဟုတ်ပါတယ်ဆရာအခုဒါတဖြည်းဖြည်းဆွေးနွေးလာရင်လည်းတဖြည်းဖြည်းနဲ့ဆိုတော့အလှပပိုင်းတွေရောက်လာပြီပေါ့နော်အဲဆိုအခုနောက်ပိုင်းလည်းအများအားပြောနေကြရရှယ်ဒီ clear skin start from the gut လားအဲ့လိုမျိုးလေးပြောကြရတယ်ပေါ့နော်ဒီလိုမျိုးပြောပြီးတော့စုမတို့ကအသားရည်ကြည်လင်ဖို့ glow glass skin ဖြစ်ဖို့ပေါ့နော်ကြည်ကြည်လင်လင်လေးလှပဖို့အတွက်ဆိုပြီးတော့လေဒီ probiotic တွေကိုသုံးလာကြတာတွေ့ရတယ်ပေါ့ဆရာရဲ့အဲကြောင့်မလို့ဒါကတစ်ပိုင်းတချို့ကကြတော့လေအသားရည်ကြည်လင်လှပဖို့ဟာ skin care တွေမျိုးစုံလိမ့်နေအသားပေါ်မှာတညကိုချွဲပြီးတော့အဲ့လိုအများကြီးတွေအထက်တွေလိမ့်တာမျိုးလည်းရှိတယ်ဆိုတော့အလှတရားဆိုတာကကိုယ့်ရဲ့ဒီခန္ဓာကိုယ်ရင်းရတကယ်ကျမ်းမာနေမှာကြည်လင်ပြီးတော့လှပတဲ့အလှတရားတစ်ခုကိုထွက်လာမယ်လို့လဲဆိုမှတော့နောက်ပိုင်းမှာယုံကြည်ရတဲ့တစ်ပိုင်းရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေဒါဆရာရဲ့ဆွေးနွေးမှုလေးကိုလည်းကြားချင်ပါတယ် โอเคအလှပကဒီနေ့မှာကျွန်တော်တစ်ခုပြောချင်တယ်ပြင်ပကနေပြီးတော့လာတဲ့အလှပနဲ့ခန္ဓာကိုယ်ရင်းကနေပြီးတော့သွားတဲ့အလှပနှစ်ခုရှိတယ်ကျွန်တော်တို့တွေကကျမ်းမာရေးကောင်းလာတဲ့အခါမချောရင်အောင်နှုတ်ပြလာတယ်ဟုတ်ဒါကတော့လက်တွေ့ပေါ့နော်အခုကတော့ plastic surgery တွေအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကွာပြင်လိုက်လို့ရရင်ချက်ချင်းပဲအဆင်ပြေသွားတာမျိုးရှိတယ်ဟုတ်ပြီအဲ့ဒီမှာပြင်နာက plastic surgery မဟုတ်ဘဲနဲ့ပုံမှန်ပေါင်းတင်နေဆိုရင် high food သွားတာရှိတယ်နော်ပြီးတော့ဒီ concentrate တွေပေါ့နော်ဒီသွေးရည်ကြည်ကူထုံတွေရှိတယ်ဒါအပြင်နော်ပုံမှန်လုပ်တဲ့ဥစ္စာမှာပေါင်းတင်လို့ရတဲ့ probiotic ကျွဲသွားတဲ့အရာတွေရှိတယ်ဒိန်ညင်နဲ့ပေါင်းတင်တာရတယ်Okay အော်ဆိုအပြင်ကနေလည်းဒီမိုးလေးနည်းနည်း Yes probiotic ကနေရာအနှံ့မှာနေတာလေဦးလန်းချောင်းပဲမျက်လုံးထဲမှာမမြင်နဲ့အရေးပြောင်းပေါ်မှာလည်းနေတယ်အားကြောင့်မို့ဒိန်ဂျင်နဲ့ပေါင်းတင်တာတွေ့ဘူးတယ်မလားဟုတ်တယ်ကြား YouTube တွေမှာဟုတ်ပြီအဲ့ဆိုဒိန်ဂျင်နဲ့ဘယ်လိုပေါင်းတင်လို့ရလဲဆိုတာအရင်ဆုံးလို့ပြီးတော့လို့ရှိရင်ဆရာကြီးကိုဒိန်ဂျင် probiotic ဒိန်ဂျင်လေးတစ်ခုကိုယ်တိုင်လုပ်ပြီးတော့ပေးခိုင်းလိုက်ပြီးပေါင်းတင်လိုက်အဲ့လိုမျိုးလည်းရတယ်ဟုတ်ပြီအဲ့ဒါက probiotic ကိုပေါင်းတင်တဲ့အနေနဲ့ပြောတယ်အတွင်းကနေပြီးတော့အပြင်ကိုသွားရဲဆိုတာ inside out ကိုပြောတာခန္ဓာကိုယ်တန့်ရှင်းသွားတဲ့အခါလူကကြည်လင်လှပလာနှစ်ခုတလုံးလုံးနိုင်ရင်ပိုကောင်းတယ်ဒါဖြစ်လို့ဆိုလူတွေကလှကျင်တာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်မတားဘူးเนาะသူတို့ရဲ့ဒီ technique တွေပေါ့နော်နီးလန်းအနေနဲ့ high food ပဲသုံးသွေးကြည်ကူတော့ပဲသုံးသွ collagen ကျိုးထိုးထိုးလို့ရတယ်ဒါပေမဲ့ကျန်းမာပြီးအသက်ရှည်ဖို့အတွက် inside out လေးတော့ inside out ဆိုတာကဥလန်းချောင်းကျန်းမာဖို့အတွက်တေချာလို့အစားအုပ်တေချာစားလေ့ကျင့်ခန်းတေချာလို့ဖြစ်တယ်။မျက်နှာကြီးကတော့လှနေပါတယ်မောဟိုက်ပင်ပန်းနေတယ်။မျက်နှာကတော့လှနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်အနံ့နေထွက်နေတယ်။ရင်ငွေးတောင်တုံလို့မရအောင်။သူစကားပြောလိုက်လို့ရှိရင်အနံ့ရှိနေတယ်။အဲ့လိုမျိုးဆိုရင်အဲ့အလှနဲ့အတူတူနေရလား။နေခြင်းလားကွာ။လမ်းကြောင်းကတော့အတူတူနေမဲ့လူကတော့တွေးမှာပေါ့နော်။ခန္ဓာကိုယ်အနံ့ထွက်နေတယ် green အနံ့ရှိနေတဲ့လူတစ်ယောက်နဲ့အတူတူပဲသူနေမှာလဲ။ဘယ်လောက်ချစ်တယ်ပဲပြောကျွန်တော်ချစ်ရေးတွေပါကုန်ပြီဆရာဟုတ်ပြီပြောတော့ချစ်ရေးနဲ့ probiotic ချစ်ရေးနဲ့ probiotic တယ်ဟုတ်တယ်ကျွန်တော်ဒီလိုလေးပဲတွေးလိုက်တာပေါ့နော်ဟုတ်ကဲ့ပါဆရာတကယ်စိတ်ဝင်စားကြကောင်းပါတယ်ပြီးတော့နောက်တစ်ခုကဒီ probiotic ကဘယ်လောက်ထိအသုံးဝင်လဲဆိုတဲ့ဟာတွေပေါ့နော်ဆရာနဲ့ရက်ကွေးလောက်ရမယ်ဆိုတော့လေဒါလေ့လာရတာပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်ဘာတွေ့လဲဆိုတော့ဒီပေါ့နော်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဖြူစင်းတာမျိုးဒီ yeast infection လို့ပြောတဲ့ဟာမျိုးပေါ့နော်ပြီးတော့အနံ့သက်ထွက်မကောင်းတာမျိုးတွေအဲ့ဒါမျိုးတွေဟာလေ probiotic နဲ့တောက်တယ်ဆိုလို့ရှိရင်တော့၎င်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကိုယ့်အတွက်ပြန်ကောင်းနိုင်တယ်တခုခုပေါ့နော်ကောင်းတယ်ပေါ့ main ကလေးအတွက်ကောင်းတယ်ပေါ့ဒါလူမျိုးလဲကြားဦးတယ်ဆရာဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲဆရာဒီထင်မြင်ချက်လေးကြားချင်ပါတယ်ဟုတ်ပြီနံပါတ်1တစ်ချက်ကကျွန်တော်လူတစ်ယောက်က supplement မတောက်ခင်မှာအဲ့ဒီယောဂသိနိုင်လားမသိနိုင်လားယဉ်ကျေးရတယ်အနေရရှိလားမရှိလားယဉ်ကျေးရတယ်အဲ့ဆိုတော့အမျိုးသမီးလမ်းချောင်းမှာမှုဝင်တာကို vagina candidiasis တို့ဘာလို့အဲ့လိုမျိုးခေါ်တာရှိတယ် yeast overgrowth လို့လည်းပြောတာလည်းရှိတယ်အဲ့ဒါဆိုတော့ဒီလိုမှုယောဂဟာတော်တော်အခြေအနေဆိုးနေတယ်ထိတာနဲ့သွေးထွက်နေတဲ့တချို့လူတွေကျွန်တော်တွေ့ဘူးတယ်နော်ဒီအမျိုးသမီးလမ်းချောင်းထိလိုက်တာနဲ့အမျိုးသားနဲ့အတူနေတာမပြောနဲ့ထိလိုက်တာနဲ့ကိုသွေးထွက်နေတယ်တန်ရှင်းလို့တော့လုံးဝမရအောင်ပြီးတော့တအားလည်းအချိုကြိုက်တယ်တစ်ချိန်လုံးလည်းခေါင်းတွေမူးနေပြီးတော့အိတ်ချင်နေတယ်လူကလည်းနှုံးနေတယ်ပိန်ကျသွားတယ်အိတ်ထိလောက်ဖြစ်နေတယ်ဆိုရင်တော့သက်ဆိုင်ရာဆရာမဟုတ်ပြကိုကြီးပဲပြဒါနဲ့တိတ်ချပြပြီးတော့မှစေကုသမှုခံယူပါမယ်သူတို့ကထိုးသေးတောက်သေးတွေပေးထားတာရှိတယ်ဒါကကင်ဆာဟုတ်မဟုတ်လဲစစ်ဆေးရတာမျိုးတွေရှိတယ်နော်ပြီးတော့ဘာ origin လဲဆိုစစ်ဆေးရရှိတယ်ပြီးတော့မှကုသပြီးတဲ့အချိန်ကြာမှတောက်မယ်ဆိုရင်ဒီ 21st ကထုတ်တဲ့ probiotic မှာ Streptococcus thermophilus ဆိုတဲ့
spore လေးပါတယ်သူက probiotic မှာ spore form သူကဒီကောင်လေးကတော့ငကြံလေးအဲ့ငကြံလေးကမွေးလန်းချောင်းထိသွားပြီးအကျိုးပြုတယ်တရက်ထဲနဲ့တော့မရအောင်3လ6လအနည်းဆုံးသေချာတောက်ပဲဖြစ်တတ်တယ်ဆိုမှကြာမကြာတောက်ပဲဒါပေမဲ့စေးရုံတရားလောက်တဲ့အထိကွာအမျိုးသမီးလမ်းချောင်းမှုဆွဲတဲ့အထိမဆောင်နေနဲ့ကျွန်တော်ပြောပြတာအမျိုးသမီးတွေရဲ့လစဉ်တပတာရှိတဲ့အချိန်ကြာရင်သူ့ကိုမေးလိုက်အနက်နံနဲ့အဖြူရည်တွေထွက်လာပြီးတော့ရားလာအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ probiotic စားတောက်တင်နေပြီအချူတွေ short စားတင်နေပြီလေ့ကျင့်ခန်းလုပ်တင်နေပြီကောင်းကောင်းအိတ်တင်နေပြီ ဟုတ်ကဲ့ပါဆရာဒါမိန်းကလေးတွေလည်းတကယ်ကိုမှတ်သားစရာကောင်းတယ်ပြီး ဒီကောင်ကကုန်ကောင်းတယ် probiotic က တကယ်အရင်ကောင်းပါတယ်ဆရာဆိုတော့နောက်တစ်ခုကကြတော့ဆိုလို့ဒီမနက်ခင်းနိုးချင်းမှာပေါ့နော်ဗာလဲဟိုပန်းနိရှာလကာကြီးတောက်တာမျိုးရှိတယ်ဒါကိုပြီးလို့ရှိရင်တချို့ဆိုတန်မြာကြီးတကယ်ကို fresh ပေါ့အဲ fresh ဆိုကိုရီးယားကောင်းတယ်ပဲထင်တာနော်အဲ့တော့ရှိသမျှအချင်းပေါင်းစုံထည့်ပြီးတော့တောက်ချလိုက်လို့ရှိရင်ဆိုင်ဦးလမ်းကြောင်းရမိုက်သွားပြီအရန်ရှင်းလင်းသွားပြီဆိုပြီးတော့ထင်တာပေါ့ဆရာရဲ့ဆိုတော့ဒါကရောဟိုတကယ်ကောင်းတာလားဒါမှမဟုတ်လို့ရှိရင်စင်ကြင်ရဖို့တွေရောရှိလားဆရာ ရုံမားတန်တွေကစကလုံးတစ်လုံးနဲ့ပဲသုံးမယ်ရုံမားတန်တွေကခုနပြောရင်လေဒီအချင်းတွေပေါ် probiotic ထည့်တယ်ဆိုတော့ပန်းတိရှာလာကကြီးက acetic acid နဲ့တည်ပြီးတံမြာသီးရော acid ပဲ acid ပဲနောက်ထပ်အချင်းတွေထပ်ထည့်တယ်ဆိုဒီ probiotic နဲ့ရောရင်ဘာနဲ့တူလဲဆို Mr Bean က Dragon Flash ပေါ့နော်တက်ဖို့ဝယ်တာနဲ့တူတူပဲမင်းနေတဲ့ Mr Bean ကဒီတက်ဖို့တွေကဘာထည့်လို့ရလဲတဲ့ဟာရေခဲမုတ်နဲ့ထည့်လို့ရတယ်တဲ့ coffee လည်းထည့်လို့ရတယ်တဲ့အဲ့ဆိုတော့သူကယုံသွားတော့ coffee နှစ်ခွက်နဲ့ရေခဲမုတ်တစ်ခုထည့်သွားတယ်ဒီတစ်ခုထဲမှာအချင်းချင်းကြည်သွားတာပေါ့အဲ့ဒါတကယ်တော့ coffee ထည့်တဲ့ခွက်ထဲကိုရေခဲမုတ်ထည့်လို့မရအောင်အပူကြီးကိုထိန်းနေဆိုပြီးမဲ့တီးတန်သွားရတယ်ပန်းသီးရှာလကန်ရဲ့တောက်ချင်တောက်လို့ရတယ်တဲ့ခင်ရင်ပေါ့ပန်းသီးရှာလကန်ရဲ့ acid nature ဖြစ်တဲ့အတွက်ကြောင့်မလို့ရေရောတောက်ရတယ် straw လေးနဲ့တောက်ရတယ်ရေကိုလည်းအများကြီးရောရတယ် straw လေးနဲ့တောက်ရတယ် organic လည်းဖြစ်ရတယ်အဲ့ organic ဆိုတာ mother ဆိုတဲ့ဥစ္စာလေးပေါ့နော်အဓိကတော့ပန်းသီးကိုအချင်ဖောက်ထားတာအဲ့ mother ဖြစ်တဲ့အထိတောက်ရတယ်mother ဖြစ်တဲ့အထိအချင်ဖောက်ရတယ်ပါအနှစ်ကလေးတွေကျန်တယ်အဲ့အနှစ်ကလေးတွေကိုရေရောပြီးတော့ pipe ကလေးနဲ့တောက်ရတယ်သွားထီမှာကြောက်လို့အစာမစားခင်တောက်လို့ရှိရင်အစာရင် acid ကိုကောင်းစေပြီးအစာကြည်စေတယ်ဒါပေမဲ့လူတိုင်းနဲ့တော့မတည့်ဘူးတချို့လူတွေကအဲ့ဒါကိုတောက်လိုက်လို့ရှိရင်ရင်ပူတယ်အဲ့ဒါဆိုမတောက်ရဘူး အထဲမှာလောင်နေပြီ yeah ဖြစ်နိုင်တာပေါ့အဲ့လိုမျိုးလူတိုင်းနဲ့မတည့်ဘူးတောက်ပြီဆိုလို့ရှိရင်လည်း probiotic နဲ့တွဲမတောက်နဲ့ကျွန်တော်အားမပေးဘူး ဘာမှမထူနဲ့ ဘာမှမထူပေါ့ Mr Bean ဟာပေါ့တက်ဘူးပဲသလိုဖြစ်သွားလိမ့်မယ်အဲ့တော့ဆရာအခုပေါ့နော်တော်တော်လေးတော့တည်သွားပါရဲ့။ဘာမေးချင်သေးလဲဆရာ။ အမင်းချင်းနေလေဆိုတော့ ကျွန်တော်ချောလာပေါ့။ဆက်ကျွန်တော်ရုပ်ချောချောလေးနဲ့စမေးလိုက်အောင်မယ်ဗျာ ဒီချောချောလေးနဲ့စမိလိုက်အောင်မယ်အဲ့လိုပြောလည်းမမေးဘူးဆိုကျွန်တော်ပြောတာနေချိုးဦးဆိုရကျွန်တော်သိချင်တာလေးတခုအခုနကတော့ဟိုအသားရည်နဲ့ဆက်ပြီးတော့တည်ရောကျွန်တော်ကကိုယ့်ရှက်ပဲကိုခွဲလိုက်ပါမယ်နော်ကျွန်တော်ရဲ့ဒီကြောမှာလည်းဒီလိုမျိုးအဲ့လို watch channel လေးအဲ့လိုမျိုးထားတယ်ပေါ့နော်အဲ့လိုမျိုးပြီးသွားလို့ရှိရင်တစ်ခါတလေလဲကျွန်တော်ကအဲ့လိုဝုန်းကတော့အဲ့လိုဘယ်လိုပြောမလဲမှန်တာလည်းမဟုတ်ဘူးမမှန်တာလည်းမဟုတ်တခါတလေဝုန်းရဲချုပ်တဲ့အချိန်တွေမျိုးတွေမှာဆိုလို့ရှိရင်ဒီလို watch channel တွေထွက်တတ်တာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ရောဒါကျွန်တော်ရဲ့ဦးလန်းကြောင်းအချိန်တွေတိတ်ပြီးတော့မကောင်းဘူးဆရာမကောင်း ။ယူသွားလိုက်ပါတော့မှာ အဲ့ဆိုရင်တော့ကျွန်တော်ဒါလေး3ခုလောက် ။သုံးလား မကောင်းဆရာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတစ်နေ့တစ်ခေါက်တော့ဝမ်းသွားတင်တယ်စောင်းထဲမှာတော့ရေးထားတော့3ရက်တစ်ခေါက်ဝမ်းသွားရင်အဆင်ပြေတယ်ဆိုတော့ဆရာ3ရက်တစ်ခေါက်မှဝမ်းသွားကြည့်ပါလားနေလို့အဆင်ပြေပါမလား မပြေ ပြေဘူးနော် ဟုတ်တယ် ဝက်ချန်ထွက်တယ်ဆိုတာကလည်းဦးလန်းချောင်းမရှင်းလို့လေအခုနကပြောပြီးသားပဲကျွန်တော်တို့နှလုံးမလို့ချင်းဓာတ်နဲ့ထိုးမှနှလုံးရှိရောက်တာအသေးကိုလို့ချင်းတော့ခွဲပြီးတော့အထက်ထဲကိုဝင်မှရတာဒါပေမဲ့ဦးလန်းချောင်းနဲ့ဝင်ချင်းပါဇက်ကတွေဓာတ်ရိုက်သွားလို့ရတယ်အရေပြားနဲ့ဆက်နေတာကဓာတ်ရိုက်ပဲကျန်တဲ့အထက်ထဲမှာရှိတဲ့နှလုံးအဆုပ်တွေကဓာတ်နဲ့ခွဲပြီးထုတ်ပြီးမှထည့်လို့ရတယ်ဦးလန်းချောင်းကတော့ဓာတ်ရိုက်ကြီးထည့်လို့ရတာအရေပြားနဲ့ဓာတ်ရိုက်ဆက်နေတာကဦးလန်းချောင်းပဲရှိတယ်ဦးလန်းချောင်းမကောင်းလို့စိုင်းပြနေတာမျက်နှာမှာပြတာမျက်နှာမှာဘာလို့မပြတာလဲဆိုမျက်နှာမှာကျွန်တော်တို့ကအမြဲတမ်းဖြစ်စေတဲ့ပိုးတွေကိုကျွန်တော်တို့က facial form အနေနဲ့ဖယ်တယ်เนาะတခြားဆိုင်နဲ့ဖယ်တော့မျက်နှာမှာဆိုင်မပြဘဲနဲ့ဒီနောက်မှာဆိုင်ပြနေတာဒီကြားထဲမှာဖြစ်လို့ရှိရင်တော့နည်းနည်းဥလန်းကြမကောင်းတာပို့ပြီးတော့သိချင်လို့ရှိရင်ညဘက်အိပ်ရခက်တာလည်းပါတယ်တတိမေးတတ်တာလည်းပါတယ် ဟာအဲ့ အာရုံစိတ်မရတာလည်းပါတယ်ပြီးလေပွားတတ်တယ်
ကိုယ့်ကို ADHD ဖြစ်တဲ့ချင်းနေတယ်ဒါကတော့မဟုတ်လည်းမကောင်းဘူးချင်းနေ တခါကြလို့ရှိရင်လေစက်ကြောတက်တယ်သိလားစက်ကြောညာမဲ့ channel လေးပဲပို့တက်နေရရှိတယ် ဟုတ်တယ်ဆရာမှန်တယ်ဆရာရေ ဟုတ်ပြီနောက်တော့အာကောင်လည်း6တက်တယ်နော် အမှန်ရပြီဆရာရေ ဟုတ်ပြီအဲ့လောက်ထိဖြစ်တတ်တယ်တခါကျရင်ချင်ပူကိုက်တာတွေပြီးရင်ကိုဗစ်ထားတဲ့ဟိုပြတန်မဏိကြိုးလေးတွေချင်းကြိုးလေးတွေအဲ့ဒါလေးတွေကကိုကင်လိုက်မှပဲနွမ်းဖက်ဖက်ဖြစ်သွားတာတချို့တွေဆိုလို့ရှိရင်ကွာအလှပြင်ပစ္စည်းတွေမှာအဲ့လိုမျိုးရွှေပဲသုံးလို့ရတယ်တခြားကြီးတွေတထုတွေသုံးလို့ရှိရင်မှိန်သွားတာအဲ့ဒါဦးလန်းကြောင့်မကောင်းတာ နိုင်ရုံမိတ်သွားရတာ တို့လည်းငကတ်တွေပါလေသိရ ဟုတ်တယ်ငကက်တွေဘာတွေဆိုလို့ရှိရင်ခဏခဏလေးမှိန်သွားတယ်လားပေါ့ကောက်ကိုစမ်းစစ်ကြည့်ပေါ့ဟုတ်ပြီတချို့ဆိုမွေပစ္စည်းလေးတွေသုံးလိုက်လို့ရှိရင်မဲသွားတာလေးရှိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဦးလန်းကြောင့်ထဲမှာ fan cat တမျိုးကအရင်ပေါက်နေတာပေါ့ candy လို့ခေါ်တယ် fan cat က တကယ်နော်ဟိုထူးထူးဆန်းဆန်းတော့မဟုတ်ဘူး တင်ဘူးလေစိတ်ဝင်စားလေးလိုက်ဒါတွေကအရာအလုံးသိနိုင်မှာပါကျွန်တော်ကဟိုပိုသိတာမဟုတ်ပါဘူးဖတ်ထားတာကပိုများနေတာပဲရှိပါတယ် ဟုတ်ကဲ့ဆိုဆရာနဲ့နောက်လဲမကြခဏအဆုံးကျင်ပါသေးတယ် ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျ ဟုတ်ကဲ့အဲ့တော့စုမတို့ဒါတော်တော်များများတော်တော်ကြီးကိုမသိသေးတာတွေအများကြီးသိခဲ့ရတယ်ဆိုတော့ဒါမောင်လေးစီကနေပြောတယ်နောက်တဲ့ food blog အသစ်တွေပေါ့နော်ဒီရုပ်ချောချောလေးတွေမဟုတ်ဆရာကြီး style နဲ့ချက်ပြမယ်နော် ရုပ်ချောချောလေးပြင်ဦးမှာနော်တိပညာကျွေဝါစီမဲ့ intro တွေရနေပြီဆိုတော့တကယ်အများကြီးသိခဲ့ရပါတယ်ဆိုတော့လေဆရာအတွက်လည်းစုမတို့ဒါ 21st century မြန်မာကနေပြီးတော့ probiotic ဒီ8 billions ပေါ့နော်လက်ဆောင်လေးအနေနဲ့စီစဉ်ပေးထားရဆိုတော့ဆရာလည်းတခြားလေးအများကြီးထပ်သုံးကြည့်ပြီးတော့ review လေးလည်းမျှော်နေပါမယ် ဟုတ်ပြီအဲ့ဒါတော့အမြဲတမ်းသုံးပါတယ်နော်ဘာအမြဲတမ်းသုံးတယ်ဆိုတာကဒီကောင်က၄ကောင်နဲ့ပါပြီလို့ပဲအတော်လေးကောင်းတယ်ခြေစကောင်းဆုံးနောက်ဆုံးပြဟိုဒီမိုးရတီမှာဖြစ်တတ်တဲ့ဝမ်းပြန်ဝမ်းလျှော်ကာခွဲတာအပြင်အစအိမ်ဖြစ်တဲ့ H value အစအိမ်ပိုးကိုကာကွယ်နိုင်တယ်ပေါ့အလုံးစုံပေါ့ 100% မဟုတ်ဘူးနော်အတိုင်းတာတစ်ခုထိကာကွယ်ပေးနိုင်တာအတွက်ကျွန်တော်သုံးနေရကြပါပြီကျွန်တော် client တွေလည်းသုံးနေရကြပါပြီဒါကဘယ်အချိန်သုံးလဲဆိုလို့ရှိရင်အမြဲတမ်းတော့မသုံးဖြစ်ဘူးမိတတ်တယ်မိတတ်တဲ့ကြောင့်သတိရတဲ့ခါတော့ပါတယ်အဲ့လိုမျိုးတွေပဲပြောတာပါအားကြောင့်ဟိုအတန်ပေးရင်လည်းသတိရတဲ့အချိန်လေးတော့တောက်ပေးပါဘယ်အချိန်မှာသတိရမလဲဆိုတော့ငါဝမ်းတော့အခက်နေပြီဆိုတော့ဒါ probiotic တောက်ဖို့ချိန်ရောက်ပြီပဲ၃ဘက်လောက်တော့တိတ်ချဆွဲတောက်အောင်ပါပဲဒီလိုလေးတော့ကြံစီတင်တာပေါ့နော်အဲ့ဒါဆိုအဆင်ပြေပါမှာဟုတ်ဆိုတော့ဒါအချိန်ပေးပြီးတော့တေချာလေးအများကြီးဘုဟုတုတ္တတွေမျှဝေပေးတဲ့ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ရုပ်ချောချောလေးနဲ့ချက်ပြတဲ့ဒါမမင်းရဲ့မောင်လေး Jace ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလည်းမေးပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်စီစဉ်ပေးတဲ့21st ကိုလည်းကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါအမတ်တရားစကားလေးပြောပြီးနှုတ်ဆက်ပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်အဓိကတော့ဆရာစီကနေဒီနေ့ knowledge အများကြီးရခဲ့တယ်ကျွန်တော်လည်းဒါ probiotic အကြောင်းလေးတခြားသိရပြင်အခုတောက်ဖို့လိုနေတယ်လို့ခံစားနေရပြီတော့လိုနေပြီဆိုတော့တခြားလေးလည်းကိုဘွားမှာတကယ်ကိုတခြားလောက်ရမယ့်အရာတခုတွေ့သွားတယ်လို့ခံစားရတယ်ပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကျေးဇူးအများကြီးတင်တယ်အမအောင်ပဲကျွန်တော်တီးချင်တဲ့မိကုန်းတွေကိုလည်းကိုစားမေးပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ပြီးတော့ 21st century ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီ talk show လေးကိုလုပ်ပြီးတဲ့အတွက်ကြောင့်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီကနေ့စုတို့ဒါတင်ဆက်ပေးသွားတာကတော့ 21st century ရဲ့ဒါ probiotic ပတ်သက်တဲ့အကြောင်းပေါ့အဓိကအားဖြင့်တော့ဦးလန်းချောင်းကျန်းမာရေးနဲ့ပတ်သက်တာတွေကိုဗဟုသုတတွေအများကြီးမျှဝေပေးဖို့အတွက် 21st century ရနေပြီးတော့စီစဉ်တဲ့ talk show ဖြစ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ talk show တွေကိုစုတို့အချိန်ရရင်ရတယ်လို့ဒါအမြဲတမ်းဒါတင်ဆက်ပေးနေကြဖြစ်ပါတယ်အဲ့တော့အစီအစဉ်မှာအဓိကဆွေးနွေးပေးသွားတဲ့ဆရာပြုံးမောင်လေး Jaceကျေးဇူးအများကြီးတင်ပါတယ်အထူးသဖြင့်တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအကုန်လုံးကိုယ့်ရဲ့တနေ့တာမှာကိုယ့်ရဲ့ဒီဘဝတစ်လျှောက်လုံး lifestyle တစ်ခုလုံးမှာလိုအပ်မဲ့ထင်တယ်မဖြစ်မနေလိုအပ်မဲ့အကြောင်းအရာတွေအများကြီးရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အချိန်ပေးပြီးတော့ကြည့်ပေးရဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြရင်းနဲ့ဒီ season ကနေပြီးတော့အားလုံးကိုနှုတ်ဆက်ခဲ့ကြပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေနော်